အားလုံးပဲမင်္ဂလာပါခင်ဗျာ။အရှိမဘလော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဂျပန်နိုင်ငံမှာကျောင်းတက်ရင်းနဲ့အချိန်ပိုင်းလုပ်ခဲ့တဲ့တွေ့ကြုံတွေကိုကျွန်တော်အားလုံးပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်။ကျွန်တော်ဂျပန်နိုင်ငံမှာအချိန်ပိုင်းလုပ်ဘာတွေလုပ်ခဲ့တယ်လဲဆိုလို့ရှိရင်ကျွန်တော်၄မျိုးလုပ်ခဲ့ရပေါ့နော်။ဟိုတယ်ရယ်ပြီးတော့ပါမွန်စက်ရုံရယ်ပြီးတော့ 7-Eleven ရယ်ပြီးတော့ supermarket မှာပေါ့နော်။အဲ့ဒီလေးခုမှာကျွန်တော်လုပ်ခဲ့ပါတယ်။အဲ့ဒီလေးခုမှာကျွန်တော်တွေ့ကြုံခဲ့တဲ့တွေ့ကြုံတွေပြီးတော့တစ်ခုချင်းစီကဘယ်လိုလုပ်ရတယ်လဲပြီးတော့ဝမ်းသာစရာတွေပြီးတော့ဝမ်းနည်းစရာတွေစိတ်ညစ်စရာတွေပြီးတော့ကျွန်တော်ရဲ့အချိန်တွေကိုဘယ်လိုစီမံခန့်ခွဲခဲ့တယ်လဲဆိုတော့နဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ဒီကျွန်တော်ဒီကိုစရောက်တုန်းကကျွန်တော်2020နဲ့10လပိုင်းမှာစရောက်တယ်ပေါ့နော်10လပိုင်းမှာစရောက်တော့ကျွန်တော်တို့နေတဲ့ဆောင်ကကျွန်တော်တို့မြန်မာနိုင်ငံတူတူလာတဲ့လူတကယ်ချင်းတုံးအောင်တူတူနေရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရဲ့ senior တွေလည်းမရှိဘူးကျွန်တော်တို့အလုပ်ကိုဘယ်လိုရှာရလဲဆိုတော့ပြောမဲ့လူတွေမရှိဘူးပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘယ်လိုလုပ်ခဲ့တယ်လဲဆိုလို့ရှိရင် online ကနေလေ့လာတဲ့အလုပ်တွေဘယ်လိုရှာရတယ်လဲပေါ့ပြီးတော့ဒီမှာရောက်နေတဲ့ senior တွေကိုကျွန်တော်မေးတယ်အဲ့ချိန်မှာကျွန်တော်တို့သိလိုက်တဲ့ကဘာကိုသိလိုက်ရတယ်လဲဆိုလို့ရှိရင်ဒီ town work လို့ဆိုတဲ့ software တစ်ခုပေါ့နော်အဲ့ဒီ software ကနေကျွန်တော်လှုပ်ရှားရတယ်ဆိုပြီးသိရတော့ကြာအဲ့ဒီ software ကနေကျွန်တော်လှုပ်ရှားတယ်အဲ့ဒီလှုပ်ရှားရဲမှာလည်းကျွန်တော်တွေ့ကြုံပြီးပြောချင်တာပေါ့နော်ဒါကဒီဂျပန်ကိုရောက်ခစားလူတွေအတွက်ပေါ့နော်ဒီကျွန်တော်ပထမဆုံး software ကနေလှုပ်ရှားကြအဲ့ထဲမှာသူက software ထဲမှာသူတို့မြို့နာမည်တွေ KI နာမည်ရိုက်ထည့်လိုက်လို့ရှိရင်အလုပ်တွေကျလာတယ်အများကြီးကျလာတယ်ဗျအများကြီးကျလာပြီဆိုလို့ရှိရင်သူတို့ခေါ်တာပေါ့နော် hostel ခေါ်တယ်မျိုးရှိတာပေါ့အဲ့လိုခေါ်တယ်မျိုးရှိတယ်အဲ့ချိန်မှာကျွန်တော်ဖုန်းနံပါတ်တွေ့တော့ကြာဖုန်းနံပါတ်ကိုဖုန်းဆက်ကြည့်လိုက်တော့ဒီသူတို့ပြောတဲ့စကားတွေကျွန်တော်ဂျပန်စကားနားမလည်ဘူးပေါ့နော်ရောက်လဲရောက်ခါစားဆိုတော့သူတို့ပြောတဲ့စကားတွေနားမလည်ဘူးနားမလည်တော့ကျွန်တော်အဲ့ချိန်မှာသူတို့ကိုဘယ်လိုပြန်ပြောတယ်လဲဆိုလို့ရှိရင်နေဘောဝခိုင်းတဲ့ခါလာယူခရီဟာနာချတက်ခရာဆိုင်အဲ့လိုပြောတာပေါ့နော်တကယ်ဆိုလို့ရှိရင်ကိုကလှုပ်ရှားနေတဲ့သူဗျာတကယ်ဆိုလို့ရှိရင်ထိထက်ပိုကောင်းတဲ့ရင်ကြီးတဲ့တုံသုံးအောင်ပါပေါ့နော်အဲ့ချိန်မှာကျွန်တော်ကအဲ့လိုပဲပြောလိုက်တော့ကြာသူတို့ကလည်းစဉ်းစားကြည့်လေအလုတ်ခတ်မဲ့သူတယောက်ကဒီဂျပန်စကားလည်းမရဘူးဆိုရင်ဘလို့ခန့်ကြမှာလဲဒါကကျွန်တော်ရဲ့ပထမဆုံးအလုပ်ရှာတဲ့အတွေ့အကြုံရဲ့အမှားပေါ့နော်ကိုနောက်လာတဲ့လူတွေပြီးတော့အခုဂျပန်မှာရောက်ခစားလူတွေလည်းသိလို့ရအောင်လို့ကျွန်တော်ပြပြတာပါအဲ့ချိန်မှာကျွန်တော် online ကနေရှာတော့ကျွန်တော်လုံးမရခဲ့ဘူးလုံးမရကြတော့ကျွန်တော် Facebook မှာတက်ကြည့်တာပေါ့နော် Facebook မှာတက်ကြည့်တော့ကြာဒီဂျပန်မှာတယောက်ကတင်ထားတွေ့ရဗျဒီကျွန်တော်နေတဲ့ခိုးဘဲမှာပဲဟိုတယ်လို့ပေါ့နော်ဟိုတယ်လို့မှာသူကလူခေါ်နေတယ်ဆိုပြီးတင်ထားတွေ့တော့ကြာကျွန်တော်အဲ့ဒီအမကိုဆက်သွယ်ပြီးတော့အမကြီးကျွန်တော်လှုပ်ရှင်မှာဆိုသူ့ကိုစာပို့တော့ကြာကျွန်တော်တို့တကယ်ချင်းတောင်းအောင်ပေါ့နော်ဘေးရဲ့အင်တာဗျူးလာခဲ့ဆိုပြီးတော့ကျွန်တော်တို့ခေါ်လိုက်တာခေါ်တော့အဲ့ဒီမှာကျွန်တော်မှတ်ရကျွန်တော်ဒီဂျပန်နိုင်ငံမှာတလနေမှာပေါ့နော်အင်တာဗျူးသွားရတယ်ပေါ့နော်ကွတီတလကျွန်တော်10လပိုင်းနေကြပြီ17လပိုင်းမှာကျွန်တော်အလုပ်စပြီးတော့အင်တာဗျူးဝင်ရတာပေါ့နော်အဲ့ဒီမှာအင်တာဗျူးဝင်တော့ကြာအဲ့ဒီချိန်အင်တာဗျူးဝင်တော့လည်းကျွန်တော်စိတ်ပူပူနဲ့ဝင်ခဲ့ရတာဗျဘာလို့လဲဆိုလို့ရှိရင်ဟိုဒီဂျပန်မှာလည်းရောက်ခါစားလည်းဖြစ်တယ်ပြီးတော့ဂျပန်စာကိုလည်းဂျပန်စကားလည်းသိမရသေးဘူးပေါ့နော်မအင်တာဗျူးဝင်တော့ကြာဘေးကမြန်မာတယောက်ရှိတော့ကြာမြန်မာကနေပြီးတော့စကားပြန်လုပ်ပေးရပေါ့နော်ကျွန်တော်တို့အဲ့ဒီအမကိုလည်းကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့စကားပြန်လုပ်ပေးတယ်အကုန်လုံးမသိလိုက်ရှင်သူ့ကိုမေးရတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့လှုပ်ရသွားပြီလှုပ်ရတာဆိုတော့လှုပ်စားဆင်းရတယ်ပေါ့နော်လှုပ်စားဆင်းရတော့ဒီနေရာမှာကျွန်တော်လှုပ်ထဲမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေပြန်ပြောပြပါမယ်ဘယ်လိုလုပ်ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်ဟိုတယ်မှာလုပ်ရတော့ကြာကျွန်တော်တို့ဒီဟွာတွေရှိတယ်ဗျမှုရတွေရှိတယ်ခေါင်းတွေရှိတယ်အဲ့ဒီခေါင်းတွေရဲ့ခေါင်းစွပ်တွေကျွန်တော်ရှော့ရတယ်ပြီးတော့မှုရတွေရဲ့အခင်းတွေပေါ့နော်အခင်းတွေကျွန်တော်ရှော့ရတယ်ပြီးတော့ဆောင်းတွေရဲ့ဟိုလိုအုပ်ထားတဲ့ကာဘာတွေပေါ့နော်အဲ့ဒီကျွန်တော်ဟိုရှော့ရတယ်ပေါ့နော်ရှုပ်ပြီးတော့ဘယ်နဲ့သွားထားတယ်လဲဆိုလို့ရှိရင်သူတို့ဟိုတယ်မှာရှိတယ်ကျွန်တော်တို့ဒီချော်ဖို့အတွက်ပုံကြီးပုံစံမျိုးရှိတယ်ဗျာအပေအောင်ပုံကြီးပေါ့နော်အဲ့ဒီကျွန်တော်သွားထည့်ရတယ်အဲ့ဒီကိုထည့်ပြီးရင်အဲ့ဒါပြီးတော့ဘာလုပ်ရတယ်လဲဆိုလို့ရှိရင်နောက်အသစ်ခင်းမဲ့အခင်းတွေကိုကျွန်တော်ကတည်ရတယ်ပေါ့နော်အသစ်ခင်းမဲ့အခင်းတွေထားရနေတက်တက်ရှိတယ်ပေါ့နော်အဲ့ဒီနေရာနေပြီးတော့ကျွန်တော်တို့တည်ပြီးတော့ကြာဒီအခန်းထဲကိုသွားထားရတယ်ကျွန်တော်တို့ကိုယ်တိုင်တော့မခင်းရဘူးဘလို့ခင်းတဲ့လူကကြာကျွန်တော်တို့ရဲ့ senior တွေအတွေ့အကြုံရှိတဲ့လူတွေခင်းရတယ်ပေါ့နော်ကျွန်တော်တို့ကကြာအဲ့ဒီဟိုအောင်းတွေထုတ်ပြီးတော့အသစ်တွေထည့်ဒါကျွန်တော်အဲ့ကျွန်တော်တို့တောင်းပေါ့နော်အဲ့ချိန်မှာကျွန်တော်မြန်လောက်ရတာဗျဒီဂျပန်ခေါင်းဆောင်ကလည်းနေတယ်မြန်လို့ဆိုကျွန်တော်ပြောခံရတော့ကျွန်တော်ပြေးလွှတ်လောက်ရတာအစားလဲအစားဆိုတော့ကြာလေပြီးတော့အလုပ်သဘောလေးတေချာနားမလဲသေးတော့ကြာကျွန်တော်တို့ပြေးလွှတ်လောက်ရတာအဲ့ချိန်မှာရွှေဆိုမိုးသီးဖို့ပေါက်ကြတာအဲ့ချိန်ဟိုတယ်ထဲမှာဆိုတော့ကြာ17လပိုင်းဆိုလို့ရှိရင်အပြင်မှာအေးနေပြီနော်အဲ့ဟိုတယ်မှာကြာမေးပဲနဲ့နွေးလေးပေါ့နော်အဲ့ချိန်မှာကျွန်တော်လုပ်ခဲ့ရတယ်ပြေးလွှတ်လုပ်ခဲ့ရတယ်ဘာလို့လဲဆိုလို့ရှိရင်ကိုကလည်းရောက်ခါစားဗျာပြီးတော့ဂျပန်စကားလည်းမရဘူးပြီးတော့အလုပ်ထုတ်ခံမှာလည်းစိုးတယ်ပေါ့နော်ဒီမှာပြေးလွှတ်လုပ်ရတာအဲ့ချိန်မှာကန်ကောင်းကျွန်တော်ဒီကျွန်တော်တို့ရဲ့ခုနကျွန်တော်တို့စကားပြန်လုပ်ပြီးတယ်အမတယောက်ကဒီခေါင်းဆောင်နဲ့လက်ထပ်ထားတာပေါ့နော်လက်ထပ်ထားတာ तू ကအဲ့လိုဖြည်းငါပြောပြီးတော့ကျွန်တော်နေနဲ့တက်တာတယ်ပေါ့နော်မဟုတ်လို့ရှိရင်ကျွန်တော်တို့တွေလွယ်တော့မလွယ်ဘူးဗျဟိုဟာနှီးရလဲနှီးသေးတယ်ဆိုရင်ကျွန်တော်ပြောခံရမှာအဲ့မှာကျွန်တော်အပြေးလွှတ်ခဲ့ရတာဗျအဲ့ချိန်မှာဆိုလို့ရှိရင်ချွေးတွေမိုးတိမိုးပေါတော့ကြာတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ခီခွဲယူရတယ်ပေါ့နော်နားကျင်ရှိတယ်နားကျင်တယ်ကျွန်တော်စနစ်ခွဲပြီးဆိုလို့ရှိရင်ကျွန်တော်တစ်ခါနားလို့ရတယ်စနစ်ခွဲရနေပြီးတော့တနားရီထိပေါ့နော်ကျွန်တော်တို့နေ့လေစားကျင်ဆိုပြီးပေးတယ်ပေါ့နော်
ပထမတော့ကျွန်တော်တို့ဝယ်ပြီးတော့နားကြတယ်ဝယ်ပတ်မုန်းလေးတွေဝယ်ပြီးတော့စားရင်းနဲ့နားကြတယ်ပေါ့နော်နောက်ပိုင်းကျဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်တွက်လာတာပေါ့နော်ရောက်လဲရောက်ခါစားဆိုတော့ပတ်ဆက်တရလည်းနည်းနည်းလက်ထက်မှာတိတ်မကြံတော့တဲ့အခြေအနေဆိုတော့ကြာနိုင်ဝဲနားလို့ရှိရင်ကျွန်တော်တို့900ရော့သွားမယ်ပေါ့နော်900ရော့သွားလို့ရှိရင်900ဆိုရင်900မနေဘူးဆိုပြီးတော့ကျွန်တော်နေခင်မိုက်မနာဘူးမနာဘဲနဲ့ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်အိမ်ကနေပြီးတော့ကြုတ်တွေယူလာတယ်ကြုတ်တွေပြုတ်လာတယ်ကျုပ်တွေပြုတ်ပြီးတော့ကျွန်တော်တို့မနာဘဲနဲ့ပေါ့နော်ဒါကတော့ကောင်းတဲ့အကျင့်တော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်တကယ်အမှန်တကယ်ဖြတ်တန်းခဲ့ရတဲ့တွေ့ကြုံကျွန်တော်ပြန်လည်မျှဝေပေးတာပါကောင်းတဲ့အကျင့်တော့မဟုတ်ဘူးဆိုပေမဲ့အဲ့ချက်မှာကျွန်တော်နိုင်ဝဲ900ရတာကိုအဲ့တော့အိမ်ကကျုပ်တွေပြုတ်လာပြီးတော့အခန်းထဲမှာပဲကျုပ်ပြုတ်တွေစားတယ်ခါရီဆိုလို့ရှိရင်တိမာဆိုလို့ပေါ့နော်အိမ်နာထဲဝင်စားတယ်ပေါ့နော်အိမ်နာထဲဒါပေမဲ့ဂျပန်အိမ်နာဆိုတာကလည်းအရင်ကြီးညစ်ပတ်ပြီးနေရတော့မဟုတ်ဘူးပေါ့နော်ဒီသူ့အနေနဲ့တော့တက်ရကလေးရှိတယ်ကျွန်တော်အခန်းထဲမှာအဲ့လိုမျိုးစားခဲ့ရတယ်ပေါ့နော်ဒါကတော့သူတို့မသိအောင်စားရတာဒါသိတော်လို့ရှိရင်ဒါကတော့သူတို့အရန်ပြောခံရမယ်အခြေအနေတွေဗျကျွန်တော်တို့ကကြာလဲဒီ900ကိုနှမျောပြီးတော့ကြာမနာပဲနဲ့ဒီကြုတ်ပြုတ်တွေပဲစားရပေါ့နော်စားရဆိုအရန်ကြီးတော့မကြပါဘူး3-4 5မိနစ်လောက်ပါပဲစားပြီးတော့ကိုယ့်လိုကိုပြန်လို့ကြတယ်ပေါ့နော်ဒီဟိုတယ်မှာတော့ကျွန်တော်အဲ့လိုတွေ့ကြုံရခဲ့တယ်ပြီးတော့အရန်လဲပင်ပန်းခဲ့တယ်ဘာလို့လဲဆိုလို့ရှိရင်အပြေးလွှားလောက်ရတာဆိုတော့ပင်ပန်းတာပေါ့ဗျာပြီးတော့နောက်ကြလို့ဆိုလို့ရှိရင်ပြောခိုင်မှာစိုးကနေပင်တော့ပင်ပန်းခဲ့တယ်ဒါကတော့ကျွန်တော်ရဲ့ပထမဦးဆုံးလုပ်ခဲ့တဲ့ဟိုတယ်တွေ့ကြုံပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ဒီမှာလောက်ရတာကကျွန်တော်ဒီဟိုတယ်ထိကျွန်တော်အိမ်ကနေပြီးတော့တကူးတကရထားနဲ့စီးပြီးသွားတာဆိုတော့ကြာသွားလာရေးအဆင်မပြေလို့ဆိုပြီးတော့ကြာဒီကျွန်တော်တန်နေချင်းတွေပြောတယ်ပေါ့နော်ဒီသူလုံနေတဲ့ပေါင်မုံဆက်ယုံမှာတဲ့အလုပ်လူခေါ်နေတယ်လုံးမလားဆိုပြီးတော့ကြာဒီပေါင်မုံဆက်ယုံကကျွန်တော်အိမ်ကနေသွားမယ်ဆိုလို့ကျွန်တော်စပိန်စီးရောက်တယ်ဗျစပိန်10မိနစ်15မိနစ်လောက်စီးလို့ရှိရင်ရောက်တယ်အေးလုံမယ်လို့ပေါင်မုံဆက်ယုံမှာလုံမယ်ဆိုပြီးသူ့ကိုပြောလိုက်တော့အမှန်ကျွန်တော်တို့အင်တာဗျူးခေါ်တယ်အင်တာဗျူးခေါ်ပြီးမှတ်မှတ်ရကျွန်တော်ဒီပထမဆုံးအင်တာဗျူးက12လပိုင်းမှာစဝင်ရတာဗျကျွန်တော်ဟိုတယ်မှာ1လပဲလုပ်ခဲ့တာဆိုတော့ကြာလေဒီ12လပိုင်းမှာစကြတော့အင်တာဗျူးဝင်တော့ကျွန်တော်တို့အလုပ်တွေပါတွေဘေးကြီးဘေးရက်ပဲချင်းဆင်းရမယ်ဆိုပြီးကျွန်တော်ပြောလိုက်တော့ကြာစဆင်းရတယ်ပေါ့နော်စဆင်းရတော့ကြာအလုပ်ကဘယ်ချိန်မှာစဆင်းရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မနေ့3နာရီခွဲမှာအိမ်ရထားတယ်အိမ်ရထားရတယ်ပေါ့နော်မနေ့3နာရီခွဲထားပြီးတော့အလုပ်ကဘယ်ချိန်မှာစတယ်ဆိုရင်အလုပ်က4နာရီမှာစတယ်ဗျ4နာရီမှာစရကြစဉ်းစားကြည့်ဗျအရန်အေးတဲ့ရာသီ12လပိုင်းကြီးဆိုတော့ကြာထားရတယ်လေ3နာရီခွဲထားရတာမျက်နှာတက်တဲ့ချိန်မှာတော့လက်တွေအေးနေရဗျာထားလည်းမထားချင်ဘူးပေါ့ပြောရမှာဆိုလို့ရှိရင်ဒါပေမဲ့လည်းကိုကရောက်ခါစားဆိုတော့ကြာလေလှုပ်ရွေးလို့မရဘူးလေလှုပ်ရွေးလို့မရတော့ကြာကျွန်တော်3နာရီခွဲထားရတယ်ပြီးတော့3နာရီခွဲထားပြီးတော့ကျွန်တော်အလုပ်ကို4နာရီရောက်အောင်သွားရတယ်တခါသားဆိုလို့ရှိရင်ကျွန်တော်2နေ့ရန်ထူးပြီးတော့ကြာ7နေ့စီးမရခဲ့ဘူးပေါ့နော်7နေ့စီးမရလို့လမ်းနေမှာ7စီးရင်ချော်တယ်ဗျ2နေ့ရန်ကြာတယ်နေ့ဆိုတော့ကြာလေချော်လို့ရှိရင်ကျွန်တော်7ကိုတွန်းသွားရတယ်ပြီးတော့အလုပ်ထဲမှာကြာပါလေလောက်ရတယ်လဲဆိုလို့ရှိရင်အလုပ်ထဲမှာတော့အလုပ်ကတက်တာတယ်ဗျအလုပ်ကတက်တာတယ်ပြီးတော့ကျွန်တော်တို့ခေါင်းဆောင်မှာလည်းသဘောကောင်းတယ်ပေါ့နော်သူ့နေရာနဲ့တတ်မှတ်ထားတယ်ဘယ်သူကဘယ်လိုလုပ်ရမလဲဘယ်သူကဘယ်လိုလုပ်ရမလဲဆိုပြီးတတ်မှတ်ထားတယ်တတ်မှတ်ကျွန်တော်လုပ်ကပါလဲဆိုလို့ရှိရင်ပထမဆုံးရောက်ခါစားမှာကျွန်တော်ဒီပေါင်မအထူးကြီးအရှိကြီးတွေရှိတယ်ဗျာဒီပေါင်မကြောက်ပုံစံမျိုးပေါ့ပေါင်မကြောက်ကသူကအလုံးဝိုင်းဝိုင်းလေးတွေနဲ့အရှိကြီးတွေရှိတယ်အဲ့ဒီအရှိကကျွန်တော်တို့ဖြတ်တဲ့ဓာတ်လေးရှိအဲ့ဒါကိုထက်ချမ်းပြရတယ်အကုန်လုံးထက်ချမ်းပြရတယ်ပေါ့နော်ဒီကျိုးလည်းမသွားအောင်ဒီကျိုးသွားရင်အဆင်မပြေတော့ဘူးလေသူကအရှိလိုက်မောင်းအောင်ကိုအရှိလိုက်လုံးမှာဆိုတော့ကြာအရှိလိုက်ပြောင်းကျွန်တော်ထက်ချမ်းပြရတယ်ထက်ချမ်းပြီးကျွန်တော်ဘာလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဇပွဲသူတို့တတ်မှတ်ပေးထားတယ်ပေါ့နော်ကျွန်တော်ဇပွဲနန်းလေးမှာကျွန်တော် sandwich တွေပါလုပ်ရတယ်ပေါ့နော်သူတို့စာရွက်နဲ့လာတာဘယ်မောင်းကဘယ်နှခုဘယ်မောင်းကဘယ်နှခုဆိုပြီးစာရွက်နဲ့လာတာပေါ့နော်စာနဲ့လာပြီးကျွန်တော်အဲ့ဒီမှာကျွန်တော်ဇပွဲလေးနဲ့ကိုယ်တိုင်ကျွန်တော်လုပ်ရတယ်ဒီပေါင်မုံတွေဖြင်းခင်းရတာပေါ့နော်ပေါင်မုံတွေအများကြီးပချမ်းဆိုဘယ်နှရှာမှာ10ချက်ဆို10ချက်ဆိုပြီးလုပ်ရတယ်အမျိုးသားတွေမတူဘူးဗျပေါင်မုံတွေလည်းမျိုးသားမတူ sandwich တွေလည်းအမျိုးမျိုးရှိတာပေါ့ဆိုတော့ကြာမျိုးမျိုးလုပ်ရတယ်နာမည်တွေကိုတခြားမှတ်ရတယ်ပြီးတော့အဲ့ရှင်မှာကျွန်တော်အရှိခံကဘာလို့လုပ်ရလဲဆိုလို့ရှိရင်ပေါင်မုံကိုခင်းပြီးတော့အပေါ်ကကျုပ်ခင်းရတယ်ပေါ့နော်ကျုပ်အပေါ်ကဖြန်းအပေါ်ကဖြန်းရမှာမဟုတ်ဘူးအပေါ်ကနေပေါင်မုံပေါ်မှာကျုပ်ကတ်တာပေါ့ဗျပြောမှဆိုလို့ရှိရင်အကျုပ်ပေါ်မှာသူတို့မှာဆလတ်ရွက်တွေရှိမယ်ပြီးတော့တခြားဥစ္စာတွေရှိမယ်အသားပြားလေးတွေပါတယ်ရှိမှာပေါ့အဲ့လိုမျိုးလုပ်ရတာအလုပ်ထဲမှာလုံးဝ ACC ပဲဘာလို့လဲဆိုလို့ရှိရင်ပန်းတာလည်းမရှိဘူးဒါပေမဲ့တစ်ခုကဘာလဲဆိုလဲဘာဆိုရလဲဆိုလို့ရှိရင်လုပ်ထဲမှာအေးတယ်ဗျဒီပေါင်မုံစိတ်လို့ဆိုကြအမြဲတမ်းအေးကုန်းဖွင့်ထားတာဟိုအတွင်းထဲမှာလည်းဒီပေါင်မုံတွေအများကြီးထားထားတာဆိုတော့ကြာပေါင်မုံတွေပျက်စီးမှဆိုးရတယ်အများကြီးထားထားတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ခုနပြောသလိုပဲကျုပ်ရပါထည့်ပြီးအဲ့လို sandwich တွေပါလောက်ရတယ်ပေါ့နော်လုပ်ပြီးတော့လို့ရှိရင်သူ့ဟာနဲ့သူကအမျိုးသားမတူဘူးဗျဘန်လေးနဲ့တော့သူထည့်ပြီးတော့ကြာအမှဆင်ရှိတယ်ပေါ့နော်ဒီလုပ်ပြီးသားအရာတွေထားတဲ့ဆင်လေးရှိတယ်အဲ့ဒီဆင်လေးပေါ်မှာကျွန်တော်ပစ္စည်းတင်ရတယ်ကိုလုပ်ပြီးတော့လို့ရှိရင်အဲ့ပြီးတော့နောက်တစ်မျိုးထပ်လုပ်ရတယ်ပေါ့နော်အဲ့လိုမျိုးနေ့တိုင်းအဲ့လိုမျိုးလုပ်ရတာအဲ့လိုမျိုးလုပ်ရပြီးတော့ကျွန်တော်တို့ပြီးတော့ကြာပါလေလုပ်ရတယ်လဲဆိုလို့ရှိရင်ကိုယ်လုပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ကြုတ်ပြုတ်ရတယ်ကြုတ်ပြုတ်ရတယ်ပြီးတော့ဒီကော်ပီထုတ်တွေပေါ့နော်ကော်ပီထုတ်တွေဆက်နဲ့လှည့်ရတာအခြေရတာပေါ့ပြောအမှုံလေးတွေအဲ့လိုအမှုံလေးတိတိလေးတွေဖြစ်အောင်ဗျအဲ့လိုမျိုးခြေရတာ
စစ်နဲ့ကြည့်ရတာပေါ့ဗျာကျွန်တော်တို့အဲ့ဒါလောက်ရတယ်ပြီးလို့ချင်းကျုပ်ပြော့ရတယ်ကျုပ်ပြုတ်ကဆိုအိုးကကြီးဗျအိုးကတလောက်ရှိမှထင်တယ်အိုးကအဲ့လောက်ကောင်မှအဲ့ထက်မှကျုပ်တွေအများကြီးထည့်ပြီးပြော့ရတာဒီတော်တာမိတ်ကလေးဆိုလို့ရှိရင်မမနိုင်ဘူးဗျာဒီရေထည့်ပြီးတော့ကြာဒီကျွန်တော်ပြုတ်မနေအောင်သွားထားတာဆိုတော့တော်တာမိတ်ကလေးဆိုမမနိုင်ဘူးဆိုတော့ကြာကျွန်တော်ယောက်ျားလေးဆိုတော့ကြာကျွန်တော်ပဲလုပ်ရတာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်လုပ်ရတယ်အဲ့ပြီးလုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဘာတွေလုပ်ရတယ်လဲဆိုလို့ရှိရင်အကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ပြန်လာနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်တို့သုံးခဲ့တဲ့ဓာတ်တွေဇွန်းတွေပကံတွေအကုန်လုံးကျွန်တော်တို့ဆေးရတယ်ပေါ့နော်ဆေးတဲ့အချိန်မှာ2ယောက်ဆေးရတယ်အရှော့က1ယောက်အကျန်း1ယောက်ဆိုပြီးအဲ့လိုဆေးရတယ်ပေါ့နော်ဒါကဘယ်သူဆေးပါလေလို့တတ်မှတ်မထားဘူးဒါပေမဲ့တော်တော်များများကတော့ယောက်ျားလေးတွေပဲဆေးရတာဗျဖြစ်ရှင်တော့ယောက်ျားလေးတွေကျွန်တော်တယောက်ပဲပါတာကျွန်တော်အဆိုင်ဆိုလို့ရှိရင်ကျွန်တော်ဆင်းတဲ့စီဆိုလို့ရှိရင်ပေါ့နော်အဲ့မှာခေါင်းဆောင်ကလည်းယောက်ျားလေးဆိုပြီးမြဲခေါင်းဆောင်ကပဲဆေးမလဲဒီကျွန်တော်ပဲဆေးရတာပေါ့နော်ကျွန်တော်ကအကျန်းဆေးရတယ်အရှော့က1ယောက်ဆေးရတယ်အဲ့လိုမျိုးဆေးရတာပေါ့နော်ဒါပေမဲ့အဲ့ဒီလုံမှာကျွန်တော်ဘာတွေတင်ယူခဲ့ရတယ်လဲဆိုလို့ရှိရင်အချိန်ကိုတိကျရတယ်ပေါ့နော်ဘာလို့လဲဆိုရင်သူတို့တွေကကျွန်တော်4နာရီဝင်ပြီးတော့8နာရီလောက်ဆိုလို့ရှိရင်ဒီဆိုင်တွေဖြန့်တဲ့ကားတွေရောက်လာပြီပေါ့နော်ကျွန်တော်8နာရီမတိုင်ခင်မှာကျွန်တော်အဲ့ဒီပြီးအောင်လုပ်ရတာပေါ့နော်သူတို့ကလည်း8နာရီမတိုင်ခင်ပြီးနေတဲ့ပမာဏကိုသူတို့သတ်မှတ်ပေးထားတယ်ပေါ့နော်ကျွန်တော်တို့မဟုတ်လို့ဆိုလို့ရှိရင်သူတို့ခွဲပြီးလုပ်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အလုပ်ထဲမှာလည်း pressure လည်းအရင်ကြီးမရှိခဲ့ဘူးပြီးတော့အလုပ်ထဲမှာလည်းအရင်ကြီးခက်ခဲတာမရှိခဲ့ဘူးဗျဘာလို့ရှိရင်အလုပ်ထဲမှာစပန်စကားလည်းမပြောရတော့ကြာလေခက်ခဲမှုတွေတော့မရှိခဲ့ဘူးသူကနေသူတို့အဆင်ပြေသွားတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီခေါင်းဆောင်ကလည်းအရန်သဘောကောင်းတယ်ပေါ့နော်ခေါင်းဆောင်ကသူက2ယောက်ရှိတယ်မိန်းကလေး1ယောက်ကြားလေး1ယောက်ရှိတယ်အရန်သဘောကောင်းတယ်ပဲကျွန်တော်တို့ပုံမှာဆိုလို့ရှိရင်သူတို့တတိရှာလေးတင်ပေးတယ်ပြီးတော့ဂျပန်စကားနားမလဲမှန်သိတော့ကြတယ်ကျွန်တော်တို့နားလဲနိုင်လောက်တဲ့ပမာဏဟိုဘာသာစကားတွေသူတို့ပြောပေးတယ်ပေါ့နော်အဲ့ပြောပြကြအလုပ်ထဲမှာတော်တော်အဆင်ပြေသွားပြီအဆင်မပြေတာဘာလဲဆိုလို့ရှိရင်မနေ့စောကြီးထားတာစဉ်းစားကြည့်ပြအရန်အေးတဲ့ຢာတီမှာကျွန်တော်3နိုင်ခွဲကြီးထားတာဆိုတော့ဘယ်လိုမှအဆင်မပြေဘူးပြီးတော့7စီးသွားတယ်ဆိုတော့ပိုတော်အေးသေးရပေါ့နော်အဲ့ချိန်မှာကျွန်တော်17လပိုင်းလုပ်တယ်ပြီးတော့12လပိုင်းထဲမှာဟုတ်ဘူးပေါင်းမစိတ်မှာကျွန်တော်12လပိုင်းစလုပ်တာပေါ့နော်12လပိုင်းလုပ်တယ်12လပိုင်းလုပ်ပြီးတော့ကျွန်တော်အလုပ်ပြောင်းမယ်ဆိုပြီးကျွန်တော်စဉ်းစားရတယ်ပေါ့နော်ပြောင်းမယ်ဆိုပြီးစဉ်းစားကျွန်တော်ရဲ့ senior ကိုတယောက်ကနေပြီးတော့သူက7-11မှာလုပ်တာပေါ့နော်7-11မှာလုပ်တော့သူကမင်းလို့ရှိနေဆိုတော့ဖုန်းနံပါတ်ပေးမယ်တဲ့ခုလောကျွန်တော်လူမခေါ်သေးဘူးတဲ့လူမခေါ်တော့ကျွန်တော်ဖုန်းနံပါတ်ပေးရပါတော့မှတ်မှတ်ရကျွန်တော်12လပိုင်းကျွန်တော်20ကျော်လောက်ကနေကျွန်တော်ဖုန်းဆက်တယ်ဒီတစ်ပတ်ကိုအနည်းဆုံးကျွန်တော်4ခါလောက်ဆက်တယ်ပေါ့နော်တစ်ပတ်ကိုအနည်းဆုံး4ခါလောက်ဆက်တယ်ဘာလို့လဲဆိုလို့ရှိရင်သူတို့ခေါ်တဲ့ချိန်နဲ့ကိုဖုန်းဆက်တဲ့အချိန်နဲ့ကြိုက်သွားလို့ရှိရင်ကျွန်တော်ကိုအလုပ်ခေါ်မှာပဲဆိုတော့တွေးနေပေါ့နော်ကျွန်တော်12လပိုင်းလောက်ကနေစဆက်တယ်အဲ့ဒီချိန်မှာဆက်တည်ပြီးမှလည်းသူတို့ကပြန်ပြီးတော့အလုပ်လူမခေါ်သေးဘူးလူမခေါ်သေးဘူးဆိုပြီးတော့ကျွန်တော်ပြန်ပြောတယ်ပေါ့နော်အဲ12လပိုင်းဆက်တယ်ကျွန်တော်1လပိုင်းထဲမှာဆက်တယ်1လပိုင်းထဲမှာဆက်တယ်ကြာမှတ်မှတ်ရ1လပိုင်းကျွန်တော်29ရက်နေ့လောက်ပေါ့နော်28 29လောက်ပေါ့နော်ကျွန်တော်ဖုန်းဆက်တယ်သူတို့တွေဖုန်းဆက်တယ်ကြာအဲ့ချိန်မှာလူခေါ်လားဆိုတော့လူခေါ်နေပြီတဲ့ဟာဘယ်ရဲ့ interview လာနိုင်မလဲပေါ့ဘယ်ရဲ့ interview လာနိုင်မလဲဆိုပြီးတော့ကျွန်တော်ကိုအမှ interview ဝင်တာကျွန်တော်2လပိုင်းကျွန်တော်4ရက်နေ့ခေါ်လိုက်တယ်ပေါ့နော်2လပိုင်း4ရက်ကျွန်တော် interview ခေါ်လိုက်တယ် interview သွားတဲ့အချိန်မှာလည်းကျွန်တော်ဒီသူတို့စီမှာကမြန်မာတယောက်ရှိတယ်ဗျကျွန်တော်မြန်မာ senior တယောက်ရှိတယ်မြန်မာအမရှိတယ်ပေါ့နော် interview ရဲ့အချိန်မှာကျွန်တော်ဂျပန်စကားလည်းနားမလည်သေးတဲ့အချိန်မှာကျွန်တော်ကြာ interview ဝင်ဖို့အတွက်ကြာဂျပန်စကားနားလည်ဖို့အတွက်က interview ဖြေဖို့အတွက်ဒီစကားပြန်တယောက်လိုတယ်ပေါ့နော်ဒီဘန်ကိစ္စကြီးစကားပြောရတယ်ပြီးတော့ဘယ်လုပ်တွေပါလုပ်ခဲ့တယ်လဲဆိုတဲ့အကြောင်းအရာလေးပြီးတော့ဘယ်ရဲ့ဆင်းနိုင်မယ်လဲဆိုတဲ့အကြောင်းအရာလေးတွေကြာဒီဂျပန်စကားနားလည်လို့မှအဆင်ပြေတာ哦အဲ့ချိန်မှာကိုကလည်းရောက်ခစားဆိုတော့ကြာရောက်ခစားဆိုပြီးကျွန်တော်4လလောက်တော့ရှိမှထင်ပါတယ်4လနီးပါးလောက်ပေါ့4လနီးပါးဆိုမှဂျပန်စကားကိုလုပ်ခဲ့တဲ့အလုပ်တွေကရင်းစကားပြောတဲ့အလုပ်တွေမဟုတ်တော့ဂျပန်စကားလည်းရင်းမပြောတတ်သေးဘူးပေါ့နော်နောက်ပြီးချိန်မှာကန်ကောင်းကျွန်တော်အဲ့ဒီမြန်မာမတယောက်ရှိတော့မြန်မာမနေပြီးတော့ကျွန်တော်စကားပြန်လုပ်ပြီးတယ်ပြီးတော့အခုဘာလုပ်နေသူတို့မေးတာပေါ့နော်အခုကကျွန်တော်အဲ့ဒီပေါင်မိုးစိတ်ရုံမှာလုပ်နေတယ်လုပ်ထွက်လိုက်ပြီလားနောက်ပါဆိုရင်ထွက်ဖို့ကျွန်တော်ပြောထားတယ်ပေါ့နော်အဲ့လိုမျိုးစကားအဲ့လိုပြောရတာပေါ့နော်အဲ့လိုပြောတော့ကြာအဲ့ချိန်မှာသူကအလုပ်ခန့်လိုက်တာဟုတ်ပြီတဲ့အဲ့ဆိုရင်ဟိုဘက်ကိုထွက်ဖို့ပြောလိုက်တခြားပြောလိုက်အောင်တဲ့အဲ့လိုပြောထားတော့ကြာကျွန်တော်မှတ်မှတ်ရကျွန်တော်2လပိုင်း9ရက်နေ့မှာစဆင်းတယ်အဲ့ဒီမစင်းခင်မှာကျွန်တော်ဒီပေါင်မိုးစိတ်ရုံမှာကကျွန်တော်ဘယ်လိုပြောရလဲဆိုလို့ရှိရင်အလုပ်ထွက်ဖို့ပေါ့နော်ကျွန်တော်မနေ့3နိုင်ခွဲဆင်းရတာခေါင်းတွေပါကြီးကြိုက်တယ်ပေါ့နော်ခေါင်းတွေအရန်မူးတော့မလို့ကျွန်တော်နောက်တစ်ပတ်လောက်ဆိုတော့ကျွန်တော်လှုပ်ထွက်ရှင်နေဆိုပြီးသူတို့ပြောရတာပေါ့နော်သူတို့တွေကလည်းကျမ်းမာရေးနဲ့ပတ်သက်တဲ့ဆိုတော့ကြာနားလည်ပေးပါတယ်ဒီဂျပန်မှာကဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ရှင်သူတို့သူတခြားနားလည်ပေးတယ်ကျွန်တော်ခေါင်းကြီးကြိုက်ပြီးတော့ကျွန်တော်မနေ့ဆိုရင်မထားနိုင်လို့ပါလို့အဲ့လိုပြောတော့ကြာသူတို့လည်းလက်ခံပြီးဟုတ်ပြီတဲ့ဆိုလို့ရှိရင်နောက်ဘက်ကစထွက်တော့မှာပေါ့ဆိုပြီးကျွန်တော်ကိုပြောတယ်ပေါ့နော်အဲ့တော့ဒီပေါင်းမစိတ်မှာကျွန်တော်ဘာကိုတင်ယူခဲ့ရတယ်လဲဆိုလို့ရှိရင်ဒီကိုယ့်ထက်လူကြီးတွေကခိုင်းနေဆိုလို့ကျွန်တော်တို့တည်တည်ရှာလေးလောက်ရတယ်ဗျဒီပေါင်မုံဆိုလဲပေါင်မုံပြီးတော့ကျုပ်ဆိုလဲ Pentagram ထည့်ရမယ်ဆိုလဲထည့်ရမယ်အဲ့လိုမျိုးတည်တည်ရှာတင်ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီဂျပန်ကလည်းအရန်သဘောကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့အမြဲတမ်းတင်ပေးတယ်
တေချာလှုပ်ဖို့လည်းတင်ပေးတယ်ဒီကျွန်တော်အလုပ်ထွက်ခံနေဆိုရင်တော့မှကျွန်တော်တေချာတင်ပေးတယ်ပေါ့နော်ကိုစံနဲ့ဒီတခြားလုပ်မှာဆိုရင်အခုလိုလေးပဲတခြားလုပ်ပေါ့နော်တေချာလေးလုပ်အလုပ်ကို view site ပြီးလုပ်ကျွန်တော်အဲ့လိုတင်ပေးတယ်ပေါ့နော်ဒီကျွန်တော်ဘယ်လောက်ထိသဘောကောင်းလဲဆိုရင်တစ်ခါသားဆိုရင်ကျွန်တော်မိုးတွေရွာတဲ့နေကြီးမှာပေါ့နော်မိုးတွေရွာတဲ့နေကြီးမှာကျွန်တော်ထီးရပါမလားဘူးထီးပါမလားဆိုအဲ့ဂျပန်ခေါင်းဆောင်อ่ะပေါ့နော်ဒီပမိုးစိန်ရဲ့ခေါင်းဆောင်ကခိုးစံနဲ့ထီးပါလာလဲပါမလားဘူးလို့ဒီတိုင်းပဲဟိုကအဆူခံပြီးပြန်မှာပေါ့လို့အဲ့လိုပြောကြအားတဲ့အဆိုရင်သူ့မှာထီးရှိတယ်ရောက်ထီးယူသွားဆိုပြီးကျွန်တော်ထီးပေးတာပေါ့နော်ထီးပေးတယ်ကျွန်တော်အဲ့ဆိုလို့ရှိရင်ကျွန်တော်မနေ့ကပြန်ယူခဲ့မယ်ဆိုပြီးမယူခဲ့နေတယ်အားခဲလို့ပါတဲ့ကျွန်တော်ပေးတယ်ပေါ့နော်ထီးကိုပေးတယ်ဆိုကျွန်တော်ပြန်ယူစမ်းမလို့ဘူးတဲ့မယူသွားလိုက်တော့ဆိုပြီးအဲ့လိုပေးခဲ့တာပေါ့နော်အဲ့ဒီခုတော့ကလေးကျေးဇူးတင်ပါတယ်ဒီဂျပန်ခေါင်းဆောင်ပေါ့နော်ခေါင်းဆောင်ကျေးဇူးတင်မယ်ဆိုပေမဲ့ကျွန်တော်ရဲ့ရှင်ကြီးကထွက်ဖို့ကံပါလာတော့ကြလေသူကလည်းပြောပါတယ်ထွက်ခံနေကြတာတခြားအလုပ်မှာလည်းခုလိုလေးပဲတတိရှာလို့တဲ့ကျွန်တော်ထွက်ခံနေလို့ပြောတာပေါ့နော်အဲ့နဲ့ဒီပေါမုံစိတ်အောင်ထွက်ပြီးတော့ကြာကျွန်တော်ဒီ7 level မှာပြောင်းလိုက်ပေါ့နော်မှတ်မဲ့ရ7 level ကကျွန်တော်2လပိုင်း9နှစ်နေမှာကျွန်တော်လှုပ်ရှားဆင်းရတယ်2လပိုင်း9နှစ်လှုပ်ရှားဆင်းဘယ်ချိန်မှာဆင်းရဆိုမနေ့တော့မနေ့9ကနေပြီးတော့မနေ့9နာရီနေပြီးတော့7နာရီပေါ့နော်9နာရီနဲ့7နာရီပြီးတော့ဒါကိုကျွန်တော်ကဒီဟိုအတင်နေနဲ့ဆင်းရတာအတင်နေနဲ့ဆင်းရကြမနေ့9နာရီ7နာရီဆိုအတင်နေနဲ့ဆင်းရတော့ကြာဒီ9နာရီပြီးလို့ရှိရင်7နာရီနေပြီးတော့အလုတ်က7နာရီပြီးတဲ့ဆိုလို့ရှိရင်ကျောင်းကတနိုင်မှာစတက်ရမှာပေါ့ကျောင်းကတနိုင်မှာစတက်ရတော့ကျွန်တော်မေ့တော်တယ်ခန်းလေးကျွန်တော်မေ့တော်တယ်ပေါ့နော်ဒီပေါင်ဝတ်ဆက်ရုပ်လုံရင်းနဲ့ကျွန်တော်လုပ်ခဲ့တာကဒီဟိုတယ်လက်ပေးတစ်ခုလုပ်ခဲ့သေးတယ်ဗျလက်ပေးပေါ့နော်ဒီကျွန်တော်ရဲ့တငယ်ချင်းကမိတ်ဆက်ပေးတာနဲ့ကျွန်တော်ဟိုတယ်လက်ပေးတစ်ခုလုပ်ခဲ့သေးတယ်ဟိုတယ်လက်ပေးလုပ်ခဲ့တော့ကြာဟိုတယ်လက်ပေးကအရှင်ဘယ်နာရီစလို့ရှင်10နာရီမှာစတယ်ဗျ10နာရီကနေပြီးတော့သူက12နာရီဒီဆင်းရတယ်ပေါ့နော်ဒီပေါင်မိုးစိန်ရောကြာတခါဆိုလို့ရှိရင်4နာရီနေပြီး9နာရီဆင်းရတဲ့တခါရှိတယ်ပြီးတော့တခါဆိုလို့ရှိရင်4နာရီနဲ့7နာရီဆင်းရတဲ့တခါရှိတယ်ပေါ့နော်9နာရီဆင်းရတဲ့နေ့ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ပေါင်မိုးစိန်ရောကနေပြီးတော့ကျွန်တော်တို့လှုပ်ထဲမှာနည်းနည်းလေး error တက်နေတဲ့ပုံစံမျိုးလေးတွေနည်းနည်းပုံမှတ်လာတဲ့ပုံစံမျိုးလေးတွေဆိုလို့ရှိရင်ဒီအလုတ်ကဝန်ထမ်းတွေစားဖို့ဆိုပြီးသူတို့သဘောမှာတတ်ထားပြီးတယ်ပေါ့နော်အဲ့ဒီကျွန်တော်စားလို့လည်းရတယ်အိမ်ပြန်တည်သွားလို့လည်းရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကကြာဘယ်လိုလဲဆိုလို့ရှိရင်အဲ့ဒီမှာစားတယ်အိမ်လည်းတည်သွားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကဒီ9နာရီလုပ်ပြီးလို့ရှိရင်10နာရီကျနောက်တော့လုပ်ရှိတယ်ပေါ့နော်9နာရီပြီးတော့10နာရီလုပ်တစ်ခုပြောင်းတဲ့ချိန်မှာကျွန်တော်အိမ်ပြန်ဖို့အချိန်မရှိတော့ဘူးအိမ်ပြန်ဖို့အချိန်မရှိတော့ကြာကျွန်တော်9နာရီနေပြီး10နာရီတွင်မှာအဲ့ဒီပေါင်မုံစားတယ်ပေါင်မုံစားပြီးတော့ကျွန်တော်ဟိုတယ်ကိုသွားတယ်ပေါ့နော်ဟိုတယ်ကကြာ7နာရီထိလောက်ရတယ်ပေါ့နော်ဟိုတယ်ကဒီလက်ပေနောက်တစ်ခုပေါ့နော်ဟိုတယ်က10နာရီနဲ့12နာရီကျွန်တော်မနေ့ပိုင်းလောက်ရတယ်7နာရီပြီးလို့ရှိရင်ကျွန်တော်နေကင်းပိုင်းအကြောင်းပြန်သွားရတယ်အကြောင်းပြန်သွားတဲ့အချိန်မှာလည်းအဲ့ဒီနေကင်းပိုင်းကကျွန်တော်အိမ်ပြန်ဖို့အချိန်မရှိဘူးဗျ12နာရီနဲ့1နာရီကြားထဲမှာလေအိမ်ပြန်ဖို့အချိန်မရှိတော့အဲ့ဒီယူလာတဲ့ပေါင်မုံတွေပဲစားပြီးတော့ကျွန်တော်ကြောင်းသွားရတယ်ပေါ့နော်အဲ့ဒါကဒီပမိုးဆန်ကိုလုံရင်းနဲ့ဟိုတယ်လုံရင်းနဲ့ပေါ့နော်အဲ့လိုမျိုးနေ့တိုင်းကအဲ့လိုမျိုးဖြတ်တန်းရတာပေါ့နော်မနေ့ပိုင်းဟိုကြာဟိုတယ်မှာလုပ်ပြီးတော့နေကင်းပိုင်းကိုကြောင်းသွားရတယ်ပြီးတော့ဒီမနေ့4နာရီနေပြီး9နာရီရတော့ပမိုးဆန်ကိုလုပ်ရတယ်ပြီးတော့10နာရီနဲ့7နာရီကြာမှကြာဟိုတယ်မှာလုပ်ရတယ်ပြီးတော့နေကင်း10နာရီပြီးညနေ3နာရီ4နာရီလောက်ထိကကျွန်တော်ကြောင်းသွားရတယ်ပေါ့နော်အဲ့လိုမျိုးပုံမှန်အဲ့လိုမျိုးလေပတ်နေတာပေါ့နော်ပုံမှန်လေပတ်နေ4နာရီပြီးလို့ချင်းအိမ်ကိုပြန်တယ်အိမ်ကိုပြန်ပြီးဆိုရင်ထမင်းစားရေမိုးရှိုးပြီးလို့ချင်းကျွန်တော်ည7နာရီဆိုအိပ်ရတယ်ဗျဘာလို့လဲဆိုလို့7နာရီဘာလို့အိပ်ရလဲဆိုလို့ရှိရင်မနေ့က3နာရီပဲပြန်ထရတယ်လေအနည်းဆုံးအိပ်ရှင်ကျွန်တော်တစ်နေ့ကို9နာရီလောက်တော့အနည်းဆုံးယူတယ်ဗျဘာလို့လဲဆိုရင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မကောင်းမှဆိုးတာနဲ့ဒီကျန်းမာရေးလည်းကူးဆက်ရတယ်ဆိုတော့ကြာမနေ့ကျွန်တော်3နာရီခွဲထရတဲ့အချိန်မှာဆိုလို့ရှိရင်ည7နာရီလောက်ဆိုအိပ်တယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ပေါင်မုံဆက်ုံထွက်တယ်ပေါင်မုံဆက်ုံထွက်ပြီးတော့ဟိုတယ်လက်ပေးကလုံးနေစေပဲဟိုတယ်လက်ပေးလုံးနေစေမှာကျွန်တော်7-11ပြောင်းသွားတယ်ပေါ့နော်7-11ခုနပြောသလိုပဲကျွန်တော်2လပိုင်း9ရက်နေ့မှာကျွန်တော်စပြီးလှုပ်ဆင်းရတယ်လို့အတင်နေနဲ့ဆင်းရတာပေါ့နော်ဆင်းပြီးတော့9နာရီနေ7နာရီသူတပတ်ကိုကျွန်တော်ကို2ရက်ပြည့်စင်တယ်ဗျ2ရက်ပြည့်စင်တယ်ကိုဘယ်ရက်တွေဆင်းနိုင်လဲပေါ့အတင်နေနဲ့ဆိုတော့အမှန်တပတ်ကို2ရက်ရွေးရတယ်ပေါ့နော်9နာရီနဲ့7နာရီနေဆင်းနိုင်မယ်အချိန်ပေါ့နော်တပတ်ကို2ရက်ရွေးလိုက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာကျွန်တော်ကမြန်မာအမရှိတယ်မြန်မာအမကမနေ့ပိုင်းဆင်းတာဆိုတော့ကြာတော့အချိန်မှာကျွန်တော်အကုန်တင်ပေးတယ်ပေါ့နော်ပြီးဂျပန်ခေါင်းဆောင်ကလည်းတန်းရှော့လည်းကျွန်တော်တင်ပေးတယ်ပြီးတော့မြန်မာအမကလည်းဟိုဘယ်လိုထည့်ရတယ်ပြီးတော့အပူတွေဘယ်လိုကိုင်းရဆိုပြီးကျွန်တော်တင်ပေးတယ်ပေါ့နော်အဲ့ချိန်မှာ2လပိုင်း9ရက်နေ့ကစပြီးတော့လှုပ်ဆဝင်ပြီးတော့ကြာနောက်ပိုင်းကြာနှစ်ပတ်ပြည့်တယ်ပြီးတော့ကြာကျွန်တော်အချိန်မေးတာပေါ့နော်အတိအကျအချိန်ပေါ့နော်ဟိုဘယ်ရက်တွေဆင်းနိုင်လဲဆိုပြီးပြောတော့ကျွန်တော်ကိုမေးတယ်ကြာကျွန်တော်ဘယ်ရက်မျိုးဆင်းနိုင်တယ်လို့သူ့ကိုပြောလိုက်တော့ကြာကျွန်တော်ကိုတပတ်ကိုညတိုင်း4ရက်ထည့်ပေးတယ်တပတ်ကို4ရက်ထည့်ပေးဆိုရင်ဘယ်ရက်တွေလဲဆိုလို့ရှိရင်ဒီအင်္ဂါဗုဒ္ဓဟူကြာတာအင်္ဂါဗုဒ္ဓဟူအင်္ဂါဗုဒ္ဓဟူတောက်ကြစနေဆိုပြီးကျွန်တော်4ရက်ဆင်းခိုင်းတယ်ပေါ့နော်4ရက်ဆင်းခိုင်းတော့9လေး28ကွတ်တီပဲ28နိုင်ကွတ်တီကျွန်တော်ဆင်းရတယ်အဲ့ဒီ7လေးမှာညတိုင်းဆင်းရတယ်ပေါ့နော်ညတိုင်းဆင်းရတော့တခါသားညတိုင်းကဘယ်လိုလဲဆင်းရတယ်လဲဆိုရင်ကျွန်တော်မြန်မာကိုစီနီယာနဲ့ဆင်းရတာဗျအဲ့ဒီမြန်မာကိုကလည်းကျွန်တော်ဒီကိုလှုပ်ဖို့အတွက်ကျွန်တော်ဖုန်းနံပါတ်ပေးတယ်အကိုပေါ့နော်
သူကလည်းအရန်သဘောကောင်းတယ်ကျွန်တော်ကိုတတိရှာလေးတင်ပေးတယ်အခြေခံကစားသူနဲ့ညာဆိုင်ဆင်းရကြပါတော့။ तू ကဘာလို့လဲဆိုရင် तू နဲ့ဘာလို့ထည့်ပေးရလဲဆိုတော့အဲ့လိုတင်ပေးမဲ့လူတယောက်လူလို့ပေါ့နော်ကျွန်တော်ကိုထည့်ပေးတာထည့်ပြီးတော့အဲ့ချိန်မှာကျွန်တော်ညာဆိုင်3အောင်ဆင်းရတယ်တကယ်ဆိုလို့ရှိရင်ညာဆိုင်က2ယောက်ပဲထည့်ပေးတာဗျ2ယောက်ပဲထည့်ပေးတာအောင်မှာကျွန်တော်ကအဲ့လိုတင်ပေးမဲ့လူရှိအောင်ဆိုပြီးအဲ့မြန်မာကိုနဲ့ကျွန်တော်ကိုထည့်ပေးတာပေါ့နော်မြန်မာကိုကလည်းကျွန်တော်တတိရှာတင်ပေးတယ်ဟောဒီအခြေခံစာပြီးတင်ပေးတယ်ပေါ့နော်တင်ပေးပြီးတော့အဲ့ဒီချိန်မှာဘာတွေဖြစ်လာလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကျွန်တော်ကအဲ့ဒီအကူမပါတဲ့နေ့ပေါ့နော်ဂျပန်နဲ့2ယောက်ထည့်ဆင်းရတာ2ယောက်ထည့်ဆင်းရတာဘာဖြစ်တယ်လဲဆိုလို့ရှိရင်ဒီဂျပန်မလေးတယောက်ပေါ့နော်ကျွန်တော်ကိုလာမေးတာဒီတိုးလက်ခိုင်းတယ်မအီဒက်စကာဆိုကျွန်တော်လာမေးတာကျွန်တော်နားမလဲဘူးသူပြောတဲ့စကား तू ကအမြန်ပြောတာပေါ့ကျွန်တော်လိုလိုနှင်းနှင်းမဟုတ် तू ကအမြန်ပြောတယ်ဆိုတော့ကျွန်တော်ကနားမလဲလို့ကြာဘာပြောလဲမသိဘူးပေါ့နော်ပုံစံကြည့်ရတာဒီဟိုဂျပန်မလေးလည်းအရန်နှင်းလုံနေတဲ့ပုံစံတော့ရှိတယ်ဗျအရန်ဟိုတွိုင်းလက်တက်ရှင်တဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်ကနားမလဲဘူးနားမလဲကြာအခါနေအောင်လို့ဟာသွားမေးလာအောင်မယ်ဆိုတော့ကြာသွားပြောကြဘာပြောလဲနားမလဲလို့သွားလိုက်ပါအောင်ပေါ့နော် तू အဲ့လိုပြောတော့ကြာ तू ကလည်းဟောတဲ့အဲ့ဒါဟိုတွိုင်းလက်သွားခြင်းလို့ပြောတာလေအော်ဟုတ်လားလို့ဆိုပြီးတွိုင်းလက်ပြီးသွားလိုက်ဆိုပြီးကျွန်တော်တွိုင်းလက်ပြီးသွားတယ်ဒါကတော့ပထမဆုံးမှတ်မှတ်ရရဟာလာကိုလည်းပြောလို့ရတယ်ကျွန်တော်အဲ့ချိန်မှာကိုတိသွားပါဩဟာဒါတော့နားမလဲပါလားဆိုကိုတိသွားတာဗျဘာလို့လဲဆိုရင်ဒီတိုးလက်ခိုက်တက်မို့ either scar ဆိုပုံစံရိုးဖောင်လေးပဲဗျဟုတ်တယ်မလားအဲ့ချိန်မှာ तू ကအမြန်ပြောတော့ကိုကနားမလဲဩလို့ဂျပန်သားကိုလေးလာကိုအများကြီးလိုသေးတာပဲပေါ့နော်အဲ့ချိန်မှာတွေးမိသွားတယ်အဲ့ကြောင့်ဒီပြီးတော့အလုပ်ထဲမှာအဲ့ချိန်မှာပုံမှန်လေးဆက်လို့ရင်းနဲ့ကျွန်တော်ကဘာတွေလုပ်ရတယ်လဲဆိုလို့ရှိရင်ညဆိုင်ကကျွန်တော်ဒီ coffee set တွေဆေးရတယ်ပြီးတော့ကျွန်တော်တို့နေကင်းဘက်မှာကြော်တဲ့အကြော်အိုးတွေပြီးတော့ထည့်တဲ့အကြော်ပကံတွေပါတယ်ပေါ့နော်ဒါကကျွန်တော်ညဆိုင်ရဲ့အလုပ်ဆိုတော့ကျွန်တော်ညဆိုင်အဲ့မှာ coffee set ဆေးရတယ်ရောပြီးတော့မြန်မာကိုဆက်တင်ရတယ်ပေါ့နော် coffee set ဆေးရတယ်ပြီးတော့ဟို CO တွေပါတယ်ဆေးရတယ်ပြီးတော့ဟိုအကြော်တွေပါတယ်ထည့်တဲ့ပကံတွေဆေးရတယ်ကျွန်တော်အကုန်လုံးတင်ရတယ်ပေါ့နော်တင်ပြီးတယ်ပေါ့နော်မြန်မာကိုကနေပြီးတော့တင်ပြီးတော့ကြာတော်တော်များများလည်းလွတ်တက်သွားတော့ကြာတော်တော်များများလွတ်တက်တယ်ဆိုပေမဲ့ကျွန်တော်တို့မမရရဒီမှားခဲ့တာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဘယ်လိုမှားခဲ့တယ်လဲဆိုလို့ရှိရင် CO ဖောက်တယ်ဆိုတာကြီးမှားခဲ့ရတယ်ရှိတယ် CO ဖောက်တာတွေမှာဒီပထမဆုံးနေနဲ့ CO ဖောက်လိုက်တဲ့အချိန်မှာအောက်ကအိုးထဲမှာကဒီစီခိုင်းတဲ့အိုးထဲမှာရေရှိနေမတီးပဲနဲ့ဖောက်လိုက်မိတာပေါ့နော်ရေရှိတာမသိဖောက်လိုက်ပြီးတော့ကြာ CO ကပြန်ပြီးအောက်အကုန်လုံးပြန်ကျသွားတာ C တွေအကုန်လုံးပြန်ကျသွားတာရေရောပြကြတော့အဲ့ဒီအချိန်မှာလည်းဆေးလဲရတာဗျာအင်မတန်တော်တော်လေးကြာတယ်ဘာလို့ CD ဆိုတော့ကြာတော်တော်လေးကြာတယ်ဆက်ပြတွေပိုင်းတခြားတော့အကြာကြီးပဲဒီမှာဆရာမြန်မာကိုကလည်းတင်ပြီးတော့ပေါ့နော်နောက်ခါအဲ့လိုမဖြစ်စင်းနေပါဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးအဲ့လိုတင်ပြီးတော့ကြာဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်လုပ်ခဲ့တဲ့ဒီ 7-Eleven မှာကျွန်တော်4နှစ်နီးပါးကြာတယ်ဗျကြာရဲ့နောက်ပိုင်းမှာကျွန်တော်တစ်ခါမှအဲ့လိုစီမပြန်တော့ဘာလို့ဆိုအမှားကြီးမှားခဲ့တာကိုအမှားကြီးမှားခဲ့တာလုံးဝစီမပြန်တော့ဘာလို့မှားပြီးသွားပြီဆိုကြာဒီအမှားကိုတိသွားပြီဗျတိတာဆိုကျွန်တော်နောက်ပိုင်းကဘယ်လိုမှစီမပြန်အဲ့လိုစီပြန်တာတွေအောက်ကိုဖိတ်တိုက်ပါလိမ့်မရှိတော့ဘူးဗျနောက်ပိုင်းမှာလုပ်ခဲ့တဲ့4နှစ်တွင်းတော့ပေါ့နော်မှားခဲ့တာမရှိတော့အဲ့လိုမျိုးဒီနောက်ပိုင်းကျကျွန်တော် 7-Eleven ကဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်ဒီ2လပိုင်းကနေကျွန်တော်လုပ်ခဲ့တဲ့2လပိုင်းကနေ4လပိုင်းထိကြာဒီ 7-Eleven ရဲ့ကုမ္ပဏီကနေတရားအုပ်ချုပ်တာပေါ့နော်ဒီ4လပိုင်းကြာလို့ရှိရင်တဲ့ဒီ owner ဆိုင်ပြောင်းတော့မှာ owner ဆိုင်ပြောင်းတယ်ဆိုတာက owner ကနေအုပ်ချုပ်မှာဒီကုမ္ပဏီနဲ့တရားအုပ်ချုပ်တာမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့ဝန်ထမ်းတွေကို owner ကပဲလို့ပစ္စည်းမှားတွေပါတယ်အုပ်ချုပ်တော့မှာပေါ့နော်အဲ့လိုပြောကျွန်တော်တို့ကသူကမေးတာပေါ့နော်လှုပ်ထွက်မှာလားဒါမှမဟုတ်ဒီမှာပဲဆက်လုပ်မှာလားဆိုပြီးကျွန်တော်တို့မေးတယ်အဲ့လိုမေးတော့ကျွန်တော်တို့ကလည်းဒီမှာပဲဆက်လုပ်မှာပေါ့နော်ဒါပေမဲ့ဒီမြန်မာအမတယောက်ကကြာထွက်မယ်ပေါ့သူကထွက်မယ်ဆိုပြီးပြောတော့ကြာကျွန်တော်ရယ်ပြီးတော့ဒီကျွန်တော်မြန်မာအကူတယောက်ရယ်ပြီးတော့မြန်မာအမတယောက်ရှိသေးတယ်ဒါပေမဲ့သူနဲ့ကကျွန်တော်တိတ်မတွေ့ရဘူးပေါ့နော်ကျွန်တော်တော့ဒီမှာပဲဆက်လုပ်မှာပေါ့နော်ဒီမှာပဲဆက်လုပ်မှာဆိုပြီးပြောတော့ကြာကျွန်တော်အဲ့မှာပဲကျွန်တော်ဆက်လုပ်ကြတယ်ဒီမှာပဲဆက်လုပ်တယ်ပေါ့နော်ဆက်လုပ်ရင်းနဲ့မှာကျွန်တော်ဘာတွေဖြစ်လာလဲဆိုလို့ရှိရင်အဲ့ 7-Eleven မှာပါကျွန်တော်ရဲ့အမှားတွေပေါ့နော်ဘယ်လောက်ဒီမှားလဲဆိုလို့ရှိရင်ဒီကျွန်တော်ကိုယ်တိုင်မှားတယ်ဆိုတာတဲ့ customer ပဲနဲ့နည်းနည်းပေါ်လေးစကားရှိတင်ပြောတာပေါ့နော်ရဲတွေလာရေးကျွန်တော်ဖြစ်တယ်ဒီရဲတွေလာရေးဆိုတော့ကျွန်တော်နောက်မှပြပြမယ်နော်ခုလောလောဆယ်ကျွန်တော်အဲ့ဒီမှာတွေ့ကြုံခဲ့အရင်ရှင်းပြမယ်ဘယ်လဲဆိုလို့ရှိရင် 7-Eleven မှာကကျွန်တော်လုတ်ခဲ့တာကြာတော့ကြာဗျာ၄နှစ်နီးပါးလုတ်ခဲ့တယ်ဆိုတော့ကြာတွေ့ကြုံလည်းများတယ်ပေါ့နော်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေလည်းကျွန်တော်တော်တော်လေးများတယ်ပြီးတော့ပြောစရာလည်းအရင်များတယ်ပေါ့နော်ဒီအရင်လုတ်တွေနဲ့စာလို့ရှိရင်ဘာလို့ဆိုတော့ 7-Eleven မှာလုတ်ခဲ့တာကြာကြီးဆိုတော့ကြာလေတခြားလုတ်နဲ့စာနည်းနည်းတော့ကြာလိမ့်မယ်ဗျ 7-Eleven မှာကျွန်တော်ပထမဆုံးအဲ့မှာ owner ပိုင်နဲ့စလုတ်တော့ကြာကျွန်တော်ညတိုင်းဆင်းရတယ်ပေါ့နော်ညတိုင်းဆင်းရတော့ကျွန်တော်ဘယ်သူနဲ့ဆင်းရတယ်လဲဆိုတော့အဲ့ဒီဂျပန်ဖူခုတန်ရှော့လို့ခေါ်တဲ့ဂျပန်နဲ့ပေါ့နော်ဂျပန်တော့ ground လေးဂျပန်လေးက ground လေးဂျပန်လေးက ground လို့ဆိုရင်ကျွန်တော်တို့အသေးကြီးတယ်သူက ground ပြီးတော့ owner ကြာအလုံးခံမှန်းကြည့်လိုက်ပေါ့7 ရှီမတင် rubber style ကြီးနဲ့ owner ကကြာသူ့ကြည့်လိုက် rubber style နဲ့7 ရှီနဲ့အဲ့လိုဘီကုတ်ကြီးနဲ့အဲ့လိုကုတ်ထားပေါ့နော်owner နဲ့ကပထမဆုံးမှစတွေ့ရတာပေါ့နော်အလုပ်ထဲမှာစဆင်းတော့ညတိုင်းဆင်းတော့ကြာဒီသဘောကောင်းတယ်ဗျအဲ့ဒီဂျပန် ground ကလေဖူခုတန်ရှော့ကကျွန်တော်တို့သေချာလေးတင်ပေးတယ်တော်လည်းအရင်ကမှလှုပ်လာကြပြီဆိုတော့ကျွန်တော်တို့သေချာတင်ပေးတယ်ဘယ်လိုလုပ်ရတယ်ဆိုတော့ကျွန်တော်တင်ပေးတယ်ဒါပေမဲ့
ကျွန်တော်ကသူ့ကိုတင်ပေးရတာက तू ကခုမှလောက်ခါစားဆိုတော့ဘယ်နေရာမှာပါရှစ်ဆိုတော့တေချာတော့မသိသေးဘူးဗျာကျွန်တော်ဘယ်နေရာပါရှစ်ကျွန်တော်မေးတယ်ကျွန်တော်ပြန်ပြောတယ်ပေါ့နော်ညဆိုင်မှာလုံရင်းနဲ့အချိန်ကြီးကြာလာတော့ကြာတော်တော်လေးလွတ်တက်သွားပြီပြီးတော့အလုပ်လဲမြန်လာပြီပေါ့နော်အလုပ်လဲမြန်လာပြီပေါ့တော့ကျွန်တော်တို့ဒီဖုခုတန်ရှောင်းနဲ့ကျွန်တော်မနေ့9နာရီခွဲလောက်ဆိုကျွန်တော်တို့လှုပ်ရှားတယ်ကုန်ပြီးသွားပြီလှုပ်ရှားပြီးသွားပြီဆိုတော့သူ့ကိုကျွန်တော်ဂျပန်စကားတွေမသိရတယ်မေးတယ်သိရတယ်ဟိုဘာတွေကဘယ်လိုအဓိပ္ပာယ်ရှိတယ်လဲခုတို့ဘာတွေဘယ်လိုအဓိပ္ပာယ်ရှိတယ်သူ့ကိုမေးတယ်ပေါ့နော်စကားအဲ့လိုတယောက်စကားပြောဖြစ်တာပေါ့နော်သူလည်းသူ့မိသားစုကြောင့်ပြပါတယ်ကိုလည်းကိုမိသားစုကြောင့်ပြပါတယ်ဆိုတော့တော်တော်လေးရင်းနှီးသွားတာဗျရင်းနှီးတော့အဲ့ဒီမှတ်ရကျွန်တော်ညာရေးချိန်မတော်မှာလုပ်ခဲ့တော့ဒီကျွန်တော် QK ပြီးတော့ကျွန်တော် QK ချိန်မှာကျွန်တော်အိတ်တာကိုကျွန်တော်ညတနားရီလောက်ဆိုရင်ကျွန်တော်နားချိန်ယူတယ်နားချိန်ယူပြီးတနားရီ2နာရီနားချိန်ယူတာပေါ့နော်နားချိန်ယူပြီးတော့အဲ့ဒီချိန်မှာကျွန်တော်နားတာပေါ့နော်နားပြီးအိတ်ပြီးတော့ကြာအိတ်ရထားဂရုမရူးနဲ့ဗျာအိတ်ရထားပြီးကြာ Reggie မှာသွားတာ Reggie မှာသွားတော့ကျွန်တော်ထလာပြီဆိုလို့ရှိရင်ဖုခုတန်ချောသွားနာတဲလဲနားတာပေါ့တယောက်တည်းလဲစီနားတော့ကြာကျွန်တော်နားတဲ့ချိန်အဲ့ချိန်မှာဂျပန်တဲကဝင်လာတာတော်တယ်နဲ့မူးနေတာဗျမူးကြောင်ဝင်လာတော့ကျွန်တော်ကိုပြောတာပေါ့နော်ကျွန်တော်လည်းအမှန်တမ်းပြောရင်ကျွန်တော်ဘက်ကမှားတာလည်းပါတယ်။ဘာမှားတယ်လဲဆိုလို့ရှိရင်သူဝင်လာတဲ့အချိန်မှာကျွန်တော်အီရာဆိုင်မှာဆက်ဆိုပြီးကျွန်တော်ပြောလိုက်မိ။ဝင်လာတဲ့အချိန်လည်းဒီတိုင်းပဲပုံမှန်ပဲနေလိုက်တယ်ပြီးတော့ Reggie မှာကန်တော့ကြတယ်ကိုကလည်းအရှင်မူဒုနဲ့ဗျာမျိုးလုံးကအဲ့လိုအရှင်မူဒုဖြစ်နေတဲ့အချိန်အရှင်မူဒုဖြစ်နေတဲ့အချိန်တော့သိတယ်မလားစကားလည်းမပြောချင်တော့ဘူးလေကိုကအရှင်မူဒုဖြစ်နေဆိုတော့တော်တော်များများခံစားမှုမှာဒီခံစားချက်ကိုတော့အရှင်မူဒုဖြစ်နေတဲ့အချိန်မှာကိုကလည်းသူ့ကိုစကားလည်းမပြောချင်တယ်ဆိုတော့မပြောနိုင်တာဗျာသိတယ်မလားအရှင်မူဒုဖြစ်နေတဲ့အချိန်ဆိုတော့ကြာပစ္စည်းရှင်မျိုးဆိုတော့သူကယူသွားပြောကြတော့မပြန်နေဘူးဗျာမတက်ရနဲ့မပြန်သေးဘဲနဲ့မတက်ရနေပြောကြကျွန်တော်ဟိအောင်နဲ့မင်းရတဲ့ဟိုခုနကငါဝယ်လာတော့ကြာလဲမင်းရတဲ့ဒီဟိုအီရရှိုင်းမဆောက်လည်းမပြောဘူးလေခုပြီးတော့ကြာလဲအာရီကာတိုဆိုင်မဆောက်လည်းမပြောဘူးလေမင်းကဘာတော့ပေါ့ကျွန်တော်အာတောင်းမှမှာလေလို့အာရီကာတိုဆိုင်မဆောက်အဲ့လိုပြောလိုက်ကြတော့ကျင်နေသွားတာဂျပန်နဲ့အဲ့ဒီခုတော့ရှိတယ်ဗျာသူတို့တွေတခုခုလုတ်ပေးရတယ်ဖြစ်အသေးမွားလေးပဲဖြစ်သူတို့တွေကိုအာရီကာတိုဆိုင်မဆိုပြီးပြောတာကိုသူကသဘောကျကြတယ်ဒါကျွန်တော်အားလုံးပြောမယ်နော်ဟိုသူတို့အသေးမွားလေးပဲဖြစ်ဗာလေးပဲဖြစ်သူတို့စီကလုတ်ပေးတာရမယ်ဆိုလို့ရှိရင်အာရီကာတိုကိုဆိုင်မဆိုတဲ့စကားကိုသူရှားပြောကြပါဟိုဂျပန်တော်တော်များများလဲသူတို့ဗာလေးပဲလုတ်ပေးလို့အဲ့လိုပြန်ပြောကြတယ်ဗျပြီးတော့သူတို့လုတ်ပေးတဲ့သူကလည်းအဲ့လိုပြန်ပြောလို့ရှိရင်သူတို့ရဲ့သဘောကျကြတယ်ပေါ့နော်အဲ့ဒါမျိုးအားလုံးပဲဂျပန်တွေကတခုခုလုတ်ပေးခဲ့တာပဲဖြစ်တေးကြည့်ဗျာလုတ်ပေးတာဖြစ်တယ်ဆိုလို့ရှိရင်အာရီကာတိုကိုဆိုင်မဆိုပြီးတော့သူရှားလေးပြောပြအောင်ပြောပါဒါကတော့ကျွန်တော်ဂျပန်နဲ့တွေ့ခဲ့တဲ့အတွေ့အကြုံပေါ့နော်သူတို့တွေအဲ့လိုပြောတော့သဘောကျကြတယ်ဗျအဲ 7-Eleven ပြန်လှည့်မှာပေါ့နော်ဒီ 7-Eleven မှာကျွန်တော်အပြဿနာတစ်ခုပထမဆုံးတစ်ခုတက်ခဲ့တယ်ပြီးတော့လှုပ်ထဲမှာじゃဘယ်လိုတွေ့ကြုံခဲ့လဲဆိုလို့ရှိရင်မှတ်ရကျွန်တော်တို့ဒီ12လပိုင်းလောက်ဆိုလို့ရှိရင် Odan ဆိုပြီးရောင်းတယ်လေကျွန်တော်တို့ Odan ဆိုပြီးရောင်းတယ် Odan ဆိုတော့ဒီကျွန်တော်တို့အရီတွေတောက်စရာလေးတွေနဲ့ပြီးတော့စားစရာလေးတွေပေါ့ဗျာအများကြီးရှိတာပေါ့ကြုတ်ဦးလေးပါလေအများကြီးရှိတယ် Odan ဆိုပြီးရှိတယ်အဲ့ဒီ Odan ရောင်းနေတဲ့အချိန်မှာမှတ်ရကျွန်တော်ကဒီ customer ကိုအဲ့လိုဘူးနဲ့ထည့်ခွက်နဲ့ထည့်ပေးရတာဗျအကြီးထည့်ပေးရတဲ့အချိန်မှာအကြီးက customer ကိုဆင်သွားတာ customer ကိုဆင်သွားတာ customer ပူတယ်ဆိုပြီးအဲ့လိုနည်းနည်းလေးရမ်းကြီးတော့ပူတာတော့မဟုတ်ဗျပူတယ်ဆိုနည်းနည်းလေးဖြစ်သွားတာပေါ့နော်တောင်းမှလည်းဘာဖြစ်လဲညာဖြစ်လဲဆိုအဲ့ကိုကတောင်းမှရပါတော့တောင်းမှလည်းပါသူကဖြစ်ရှင်တော့ကြာအဲ့ဒီ customer ကျွန်တော်တို့ဆိုင်ရဲ့အမြဲတမ်းလာတဲ့ customer ဖြစ်နေတာအမြဲတမ်း customer ဖြစ်နေတော့ကျွန်တော်တို့လည်းနည်းနည်းခင်မင်းရင်းနေကြဘာဖြစ်လို့ခုဆက်နေတိုင်းကြဖို့တဲ့အဲ့လိုဖြစ်သွားတာပေါ့နော်အစီပြေးတဲ့ဘာမှဖြစ်ဘူးဆိုလို့ရှိရင်အဲ့လိုပြောတာပေါ့နော်အဲ့ဒါကဘယ်လိုသဘောကောင်းတဲ့လူနဲ့တွေ့လို့မလို့ရှာသဘောကောင်းတဲ့လူနဲ့တွေ့လို့မလို့ပေါ့နော်တကယ်သဘောမကောင်းတဲ့သူနဲ့ဆိုလို့ရှိရင်တော်လေးအပြောခံရမှာဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီချိန်မှာကျွန်တော်တို့တူလုပ်တဲ့ဖုခုတန်ချောလဲကျွန်တော်လိုမျိုးဖြစ်ဖူးတယ်ကျွန်တော်လိုဖြစ်ပြီးတော့အဲ့ဒီဆိုင်မှာသူနဲ့ဖြစ်တာကဒီမိခလေးတယောက်ပေါ့နော်မိခလေးတယောက်ကသူအဲ့လိုအိုရန်အကြီးထည့်နေတဲ့အချိန်မှာအရက်ဆင်းသွားတာသူ့အင်းကြီးကိုဆင်းသွားသူ့အင်းကြီးဖြစ်ရှင်တော့အဖြူဖြစ်နေတာအဖြူဆိုတော့ဆင်းရအောင်တိတာတယ်ဗျာပေနေရတိတာတယ်ဘာဖြစ်လဲညာဖြစ်လဲဖုခုတန်ချောအရန်ငေါက်တာဗျာဘာဖြစ်လဲညာဖြစ်ဒီညာဈေးကြီးတယ်နေဘယ်လိုလုပ်ပြီးမှလဲအဲ့လိုပြောတာပေါ့နော်ဖုခုတန်ချောလည်းပထမဆုံးတောင်းမှန်တာပေါ့နော်တောင်းမှန်ပြီးတော့じゃဒီဥစ္စာဟုတ်တယ်ရှောင်းမဲဆိုလို့ရှိရင်လည်းချောကပေးရမယ်ပေါ့နော်အစ်စ်ဝင်မယ်ဆိုလည်းအစ်စ်ပေးပါမယ်ပေါ့နော်ဘာဖြစ်လဲညာဖြစ်လဲပြောကြအဲ့ဒါဆိုရင်လည်းနင်းနဲ့ငါ့ကိုချောကပေးရမယ်အဲ့လိုပြောတော့နောက်ကြလာယူမယ်ဆိုပြီးဂျပန်မာလီပေါ့နော်အဲ့လိုပြောတော့ကြဖုခုတန်ချောကလည်းပေးအောင်ပဲရှိတာလေသိရမလားကိုဘက်ကလည်းမှားတာဆိုတော့ဟုတ်ပါပြီပေးမယ်တဲ့နောက်ကြပေးမယ်ဆိုပြီးပြောရဆိုပြီးမဲ့ဒါပေမဲ့နောက်ကြတော့အဲ့ဂျပန်မာလီရောက်မလာပါဘူးရောက်လာကျွန်တော်အဲ့တန်ချောကလည်းဖုခုတန်ချောကျွန်တော်ပြောထားတယ်ကိုစံနဲ့ဒီလေးမလေးလာလို့ရှိရင်ဒီထဲမှာပတ်ဆက်ထားတာတယ်ပေါ့နော်သူချောကဘယ်လောက်ကြလဲဆိုပြီးပေးလိုက်ပါတယ်သူအပိုးနဲ့ထည့်ထားတာပေါ့နော်အပိုးဒီမှာထည့်ထားတယ်တဲ့ဘယ်လောက်ကြလဲပေးလိုက်ပါဆိုကျွန်တော်ပြောထားတယ်ဆိုပြီးမဲ့နောက်ကြရောက်မလာပါဘူးအဲ့ဒီဂျပန်မာလီကဂျပန်မာလီအဲ့လိုမျိုးတွေ့ကြုံနေအများကြီးကြုံရတယ်ပြီးတော့လူပေါ်လည်းမူတည်တာပေါ့နော်ကျွန်တော်ဖြစ်ပျက်ခဲ့တဲ့လူကကြာကျွန်တော်လည်းအရန်ခင်နေပြီးတော့ဆိုင်မှာလည်းမြင်နေလာနေတဲ့ customer ဖြစ်နေတော့ကြောင်မလို့ကျွန်တော်ကိုနားလည်ပေးတယ်ဒီဖုခုတက်ရှင်တော့ဖြစ်တဲ့ customer တခါတလေမှလာတာဗျာတ
ခါလေးမှလာတယ်ဆိုတော့ကြာသူကစိတ်ဆက်တယ်လို့လည်းပါမယ်ထင်တယ်ပြီးတော့မက်ဟီလီဆိုတော့ကြာအလှကြိုက်တာပေါ့နော်ဒီလိုစွန်းသွားတယ်ဆိုတော့ကြာနည်းနည်းစိတ်တူသွားတာပေါ့နော်အဲ့လိုမျိုးလူမျိုးနဲ့တွေ့ရတယ်လူမျိုးမတွေ့ရဆိုအကြောင်းမို့အလုပ်လုပ်တဲ့အချိန်မှာတတိရှာလေး view site လုပ်ပြဒီအထူးသဖြင့် order ထည့်တဲ့အချိန်မှာကဒီအကြီးကကျွန်တော်တို့တစ်ခါဆိုလို့ချင်း customer တက်တာဆင်တဲ့အခါကြီးရှိတယ်တတိရှာလေး order ကပ်ပြီးတော့ထည့်ပေါ့နော်ဒါကကျွန်တော်တွေ့ကြုံပေါ့နော်ဒီကျွန်တော်ကတော့မစုခံအောင်ဆိုပြီးတခြားသူတွေလည်းကျွန်တော်လိုမျိုးဖြစ်ပြီးတော့ဟိုအစုမခံအောင်လို့ကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ဒီ 7-Eleven မှာဘာတွေကြုံတွေ့ရလဲဆိုလို့ရှိရင် 7-Eleven ကလူတွေအများကြီးလာတယ်ပေါ့နော်လူတွေအများကြီးလာတယ် customer လည်းအများကြီးလာတယ်ထူးသဖြင့်ညနေပိုင်းဆိုအများကြီးလာတယ်ပေါ့နော်ညနေပိုင်းကျွန်တော်ညဆိုင်ဆိုပေမဲ့ညနေပိုင်းတော့တွေ့ကြုံမရှိဘူးဆိုပေမဲ့ဒီညပိုင်းဆိုလို့ရှိရင်လည်းသူတို့ပြန်လာတဲ့အချိန်ကြီးညပိုင်းဆိုရင်တော်တော်များများသိတယ်မလားအဲ့လိုမူးတဲ့လူတွေလာကြတာများတယ်ဗျာဟိုထူးသဖြင့်တောက်ကြနေညလို့ဆိုလို့ရှိရင်မူးတဲ့လူတွေတစ်ဖွဲ့လိုက်ကြီးလာကြတာအဲ့လိုမူးတဲ့လူတွေလာတယ်အဲ့ဒီအချိန်မှာဆိုရင်သေချာလေးနှုတ်ဆက်ရတယ်ဗျာဘာလို့လဲဆိုရင်မူးတဲ့လူတွေကပုံမှန်လူတွေနဲ့ဆာလို့ရှိရင်သူကစိတ်ဆက်ကြတယ်လေသူကစိတ်ဆက်ကြတယ်ဆိုတော့ကိုဘက်ကသေချာလေးသူ့ကိုနှုတ်ဆက်ပေးရတယ်သူတို့ကိုသေချာလေးမှာကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ပြောရတယ်ပေါ့နော်ညဘက်ဆိုလို့ရှိရင်အဲ့ခုတော့ရှိတယ်ဗျအဲ့နဲ့တောက်ပြီးတော့ကြာကျွန်တော်တခါသားဆိုလို့ရှိရင်ကျွန်တော်ရဲတွေလာတဲ့အထိပြဿနာတက်ဖူးတယ်ပေါ့နော်ပြဿနာတက်တာဘယ်လိုပြဿနာတက်လဲဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကျွန်တော်ကဒီညဆိုင်ကနေပြီးတော့နေဆိုင်ပြောင်းလိုက်ပြီပေါ့နော်ဘာလို့ပြောင်းလိုက်လဲဆိုလို့ရှိရင်ကျွန်တော်ဒီ language school ပြီးသွားတော့ကြာဒီ college ဆင်မွန်တက်ရတော့မှာပေါ့နော်ဆင်မွန်တက်မယ်ဆိုလို့ရှိရင်ဆင်မွန်ကအကြောင်းရှိရကြဒီမနေ့9နာရီနေပြီးတော့ကြာညနေ3နာရီထိအဲ့လိုဆိုတော့ကျွန်တော်ညဆိုင်ဆင်မဘလို့မှဆင်မပြေတော့ဘလို့မှဆင်မပြေတော့ကျွန်တော်အုံတော်နဲ့တိုင်နေတာပေါ့နော်နည်းနည်းလေးလဲအုံတော်နဲ့လောက်တာလေးလဲကြာလာတော့ကြာအုံတော်ကလည်းကိုနည်းနည်းလေးပါစာပေးလာတယ်ပေါ့နော်အုံတော်လို့ကျွန်တော်တို့ဒီနည်းနည်းလောက်ကလို့ဟိုအကြောင်းอ่ะပေါ့နော်အကြောင်းอ่ะမနေ့ကနေပြီးတော့ညနေထိတက်ရမှာဆိုတော့ကျွန်တော်ညဆိုင်ကိုပြောင်းနားပြီးတော့ကြာကျွန်တော်နေဆိုင်ဆင်းနေတယ်လို့ညဆိုင်ကိုတရက်ပဲဆင်းမယ်ပေါ့ဆိုတော့ကြာအဲ့ဆိုတော့ခိုးဆိုင်နဲ့မင်းဘယ်ရက်ဒီဆင်းနေတာကိုကျွန်တော်မေးတယ်ပေါ့နော်ဘယ်ရက်ဆိုကျွန်တော်ဟိုတနင်္လာအင်္ဂါပြီးတော့ကြာတာပြီးတောက်ကြာကတော့ညနေပိုင်းပေါ့နော်ညနေ9:00နာရီပြီး10:00နာရီထိပြီးတော့စနေနေ့ကကြာတော့ကြာညဆိုင်ပေါ့နော်အဲ့လိုဆင်းနေတယ်ဆိုဟုတ်ပြီရရတယ်သူခိုးဆိုင်နဲ့လုပ်ပြီးမယ်ဆိုပြီးကျွန်တော်တို့ဒီ college မတိုင်ခင်ကျွန်တော်တစ်လ2လလိုပါတယ်သူ့ကိုကြိုးပြောထားတာဘာလို့ဆိုရင်ကိုမရပဲနေမှာဆိုလို့သူပြောထားကြရခိုးဆိုင်နဲ့အဆင်ပြေတယ်ဗာမျိုးစိတ်မပူနဲ့လုပ်ပြီးမယ်သူလုပ်ပြီးမယ်ဆိုလို့ကြာအမှန် college လည်းပြောင်းတက်တော့ကြာအဲ့ဒီအချိန်မှာကျွန်တော်ကဖြစ်ရှင်တော့ကြာcollege ပြောင်းတက်ခင်မှာဒီ 7-Eleven နဲ့ဒီလက်ပေးနဲ့လက်ပေးဟိုတယ်လုပ်နေပေါ့နော်ဘယ်လိုပြတ်တတ်ခဲ့ဆိုတော့ကျွန်တော်ဂျာဖက်ပြောချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင် 7-Eleven နဲ့ဟိုတယ်မှာလုပ်တော့ကျွန်တော်ညဆိုင်နေလုပ်တော့ပါပေါ့နော်အပန်းဆုံးကဘယ်ရက်ဒီလဲဆိုရင်တောက်ကြစနေတနင်္ဂနွေအပန်းဆုံးပဲဘာလို့လဲဆိုလို့ရှိရင်ဗျာအဲ့အချိန်မှာကျွန်တော်ကကျောင်းကမနေ့ပိုင်းပြောင်းသွားပြီကျောင်းကမနေ့ပိုင်းပြောင်းသွားပြီဆိုတော့ကြာကျောင်းကမနေ့9:00နာရီနေပြီးတော့12:00နာရီထိပေါ့နော်12:00နာရီ10မိနစ်လောက်ထိကျွန်တော်ကျောင်းတက်ရတယ်အဲ့မှာ9:00နာရီနေ7:00နာရီထိကျောင်းကနေအပြန်ဆိုလို့ရှိရင်ကျွန်တော်ဈေးတွေပါတွေဝယ်ပြီးတော့ဟင်းတွေပါတွေချက်ပေါ့နော်ဟင်းချက်ပြီးတော့ကြာအဲ့အချိန်မှာကျွန်တော်ရေမိုးရှိုးရတယ်ပြီးဟင်းချက်ပြီးတော့3:00နာရီလောက်ဆိုကျွန်တော်အိပ်ရတယ်ဗျဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်10:00နာရီဆိုတော့အလုပ်ပြန်သွားရတော့မှာလေ10:00နာရီဆိုလို့ရှိရင်ဟိုဘက်ညဆိုင်7-Eleven မှာဆင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်10:00နာရီဆိုလုပ်ပြန်မယ်ဆိုတော့ညနေ3:00နာရီလောက်ဆိုကျွန်တော်အိပ်ရတယ်ဆိုတော့ကြာ3:00နာရီဆိုရင်အိပ်ပြီဆိုလို့ရှိရင်ပြီးတော့ညမှာ9:00နာရီလောက်ဆိုပြန်ထားရတယ်9:00နာရီလို့ဆိုရင်ညစာစားပြီးတော့အလုပ်ကိုပြန်သွားရတယ်ပေါ့နော်10:00နာရီဆိုပြန်သွားရတယ်တောက်ကြနေညပေါ့နော်10:00နာရီပြန်သွားပြီးတော့မနေ့6:00နာရီစနေနေ့6:00နာရီဆိုလို့ရှိရင်ပြီးသွားပြီမနေ့ပြီးတော့6:00နာရီပြီးတော့ကြာအဲ့ဒီ6:00နာရီကနေပြီးတော့ကြာပြီးတော့နောက်10:00နာရီဟိုတယ်လို့ပြန်သွားရတယ်ဟိုတယ်က10:00နာရီပြန်စားတာဟုတ်ဟိုတယ်10:00နာရီလို့ပြန်စားရတယ်ဆိုတော့အမှ6:00နာရီနဲ့ကျွန်တော်9:00နာရီကြားထဲမှာထမင်းစားတယ်ရေရှိုးတယ်အဲ့အချိန်မှာ2နာရီလောက်တော့အိတ်လိုက်သေးတယ်အလုံးမသွားခင်2နာရီလောက်အိတ်ပြီးတော့10:00နာရီကျလို့ရှိရင်တစ်ခါပြန်သွားရတယ်ဟိုတယ်ကကျွန်တော်အိမ်နဲ့နီးတော့ကြာ15မိနစ်လောက်ပဲ15မိနစ်တော့မစီးအောင်10မိနစ်လောက်ပဲစီးရတာဆိုတော့ကြာကျွန်တော်အိမ်ကနေ9:40လောက်ထွက်ရတယ်ပေါ့နော်9:40ထွက်ပြီးဟိုဘက်မှာ9:50လောက်ရောက်တယ်သူတို့တွေကကြိုရောက်ရတော့နော်စီဝဲတွေပါလောက်ရတယ်ဘယ်လိုပဲခန်းသွားရတယ်ဆိုပြီးတော့စီဝဲတွေပါလောက်ရတော့ကြာကျွန်တော်အဲ့ဒီမှာ9:40ဆိုအိမ်ကထွက်တယ်ပေါ့နော်ဟိုရောက်ရင်9:50ရောက်ပြီပေါ့နော်အဲ့မှာ9:50ရောက်ပြီးတော့အလုပ်ကစတာတကယ်စတာက10:00နာရီနေစတာ10:00နာရီနေပြီးတော့ကြာညနေ3:00နာရီလောက်ထိပေါ့နော်အများဆုံး3:00နာရီလောက်ဒီခါလေးဆိုလို့ရှိရင်2:00နာရီလောက်ထိနေပြီးရတယ်ရှိတယ်3:00နာရီလောက်ထိပြီးဆိုလို့ရှိရင်3:00နာရီပြီးလို့ရှိရင်အိမ်ကိုပြန်ပြီးတော့ရေမိုးချိုထမင်းစားပါညာဆိုလို့ရှိရင်၄ခွဲလောက်တော့ကြာတယ်ဗျ၄ခွဲလောက်တော့ကြာပြီဆိုလို့ရှိရင်အိတ်ရှန်တိတ်မရှိတော့ဘူးဘာလို့ဆိုလို့ရှိရင်စနေနေ့ကညဆိုင်ပြန်ဆင်းရမှာဟုတ်စနေနေ့ညဆိုင်ပြန်ဆင်းမှာ4:00နာရီခွဲကနေကျွန်တော်အိတ်လိုက်ပြီဆိုလို့ရှိရင်ည9:00နာရီခွဲလောက်ဆိုရင်ကျွန်တော်ပြန်ထားရတယ်ပြောရမှာဆိုရှင်9:00နာရီလောက်ပဲအိပ်ရတယ်ပေါ့နော်9:00နာရီခွဲလောက်ဆိုပြန်ထားပြီးလို့ရှိရင်9:00နာရီခွဲထားပြီးလို့ရှိရင်အမှမျက်နှာတစ်ပါညာလုပ်ပြီးကြညဆိုင်ပြန်ဆင်းရတယ်ညဆိုင်စနေနေ့ညဆိုင်ပြန်ဆင်းရတယ်ညဆိုင်ပြန်ဆင်းပြီးလို့ဆိုလို့ရှိရင်မနေ့6:00နာရီပြီးလို့ရှိရင်လည်းမနေ့6:00နာရီပြီးရင်အမျိုးဟိုတယ်ပြန်သွားမှာဟိုတယ်10:00နာရီပြန်သွားမှာဆိုတော့ခုနလိုပဲထမင်းလေးပါလေးစားရေလေးမိုးလေးရှိုးပြီးနည်းနည်းလေးအိပ်ပြီးကြဟိုတယ်ပြန်သွားရတယ်ပေါ့နော်
အဲ့ချိန်မှာအရန်ပန်းနေဗျဘာလို့လဲဆိုလို့ရှိရင်အဲ့ချိန်ကအရန်နဲသွားတာပေါ့နော်ညာဆိုင်လည်းဆင်းရတာများတော့ကြာတခါဆိုလို့ရှိရင်သူကနှာခေါင်းသွေးတွေပါထွက်တယ်အလုပ်ထဲမှာလေနှာခေါင်းသွေးတွေထွက်တယ်အဲ့မှာတခါသားဆိုလို့ရှိရင်ကျွန်တော်ကျောင်းကတငယ်ချင်းနေနဲ့ကျောင်းအောင်လိုက်ပို့တယ်ခီးပေါ့နော်ခီးထွက်ရင်းနဲ့ကျွန်တော်နှာခေါင်းသွေးတွေထွက်လာအလိုလိုထွက်လာတာပေါ့နော်နှာခေါင်းသွေးတွေကလူကကြာလာတော့ကြာလေညာဆိုင်ဆင်းတာကြာလာတော့ကြာလူကအရန်ပင်ပန်းပြီးတော့ကြာနှာခေါင်းသွေးတွေပါထွက်တယ်နှာခေါင်းသွေးတွေထွက်တယ်ဆိုပေမဲ့လည်းကျွန်တော်အဲ့ဒီချိန်မှာခဲ့တဲ့ကျွန်တော်ကျောင်းထွက်ပြီးတော့ဗီဇာပြောင်းဖို့ကျွန်တော်လုံးဝစိတ်မကူးခဲ့ဘူးဘာလို့လဲဆိုရင်ကျွန်တော်အဲ့ဒီဘဝမှာပျော်တယ်ဘာလို့ပျော်လဲဆိုလို့ရှိရင်ဒီကျွန်တော်ကိုယ်တိုင်လှုပ်တဲ့လောအားကားနဲ့ကျွန်တော်ရဲ့ကျောင်းလာတာကိုယ်တိုင်ဖြည့်ရှင်းတယ်ပြီးတော့ကျွန်တော်ရဲ့စာဝတ်နေရေးကိုယ်တိုင်ဖြည့်ရှင်းတယ်ပြီးလို့ရှိရင်တခါတလေဆိုလို့ရှိရင်အိမ်ကိုလွှဲတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အရန်ပျော်တာပြီးလို့ရှိရင်ကိုယ်ပိုင်ပတ်စံနဲ့ကိုယ်တိုင်ကိုလိုချင်တဲ့ຢာကို꿰နိုင်တယ်ပြီးတော့ကိုတက်နေတဲ့အကြောင်းကိုကျောင်းလာတာပေးနိုင်တယ်ပြီးတော့じゃဒီကိုလိုချင်တဲ့ຢာတွေဝယ်နိုင်တယ်ပြီးတော့အိမ်ကိုလည်းပတ်စံလွှဲနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့じゃအရန်ပျော်တာအရန်ပျော်တော့じゃဒီအလုပ်ကိုထွက်ဖို့စိတ်ကူးမရှိတော့ဘာလို့ပန်းလဲဆိုလို့ရှိရင်ကျွန်တော်အုံနာနဲ့ပြောင်းလိုက်တော့じゃကျွန်တော်ကညာဆိုင်ကတစ်ပတ်ကို9ရက်ဖြစ်သွားတာ9ရက်ဖြစ်တော့တစ်ပတ်ကိုဘယ်နာလဲဆိုလို့ရှိရင်ခွန်9လ35ဆိုတော့တစ်ပတ်ကို35နာရီဖြစ်သွားတာပေါ့နော်ဒါပေမဲ့တရားမဝင်မှုဆိုရင်အဲ့လိုဖြစ်သွားတာပေါ့နော်အုံနာနဲ့လည်းအဆင်ပြေတော့じゃအုံနာကျွန်တော်တူတူရှာလည်းအဲ့လိုပြောပြီးတော့じゃ35နာရီဖြစ်ပြီးနိုင်ဒီပို့တဲ့じゃကျွန်တော်အုံနာဘာမှမရရဲတဲ့ကိုယ်ဆိုင်နဲ့သူလုပ်ပြီးမယ်ဆိုပြီးကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်အဲ့လိုညာအိတ်ရှင်တွေအရန်ပန်းလာတာလူကကြာတော့နွန်းပြီးတော့じゃခဏကိုပါဘယ်လိုပြောလဲအရန်ပင်ပန်းလာပေါ့တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ပင်ပန်းလာတော့じゃနှာခေါင်းသွေးတွေပါထွက်တယ်ပေါ့နော်ဒီမှာကျွန်တော်ဒီနေရာမှာအဓိကကျွန်တော်ပြောချင်တာကတော့ဒီအလုံးလည်းလုတ်ပါပြီးတော့စာအုပ်လည်းလုတ်ပါဒါပေမဲ့အဓိကကိုကျမ်းမာရေးကိုလည်း queue ဆက်ရမယ်ဗျဘာလို့လဲဆိုလို့ရှိရင်ဒီဂျပန်နိုင်ငံမှာကတူတူကိုလုံးနဲ့ကိုကြောင်းနဲ့ကိုရှိတာကိုကဲလို့ကိုကကျမ်းမာရေးတစ်ခုဖြစ်မယ်ဆိုရင်တောင်မှကိုရဲ့အတိမိတ်ဆွေကိုယ်တငယ်ချင်းကဘလောက်ရှစ်ပါတယ်ပြောသူတို့မှတစ်ဖက်မှာလှုပ်ရှားရှိသေးတယ်လေပြီးတော့ဟိုဘက်လောက်ကဆိုတာကြတယ်သူတို့ရုပ်တရက်ပြက်လို့မရဘူးဆိုတော့တကြောင်မလို့ဒီမှာရောက်နေတဲ့အခါမှာတော့ဒီကိုယ်တိုင်ကျမ်းမာရေးကူးဆိုင်ဖို့လိုအပ်တယ်ဗျ။ဘာလို့ဒီနေရာမှာကျွန်တော်ကိုတွေ့ကြုံပေါ့နော်။တွေ့ကြုံပါလဲပြီဆိုလို့ရှိရင်ကျွန်တော်အရင်ဆောင်မှနေတော့ဆိုရင်တငယ်ချင်းဟိုရန်ကုန်ကနေတငယ်ချင်း2ယောက်လာတယ်ပေါ့နော်။ညီကို2ယောက်လာကြဒီအကိုက 7C နဲ့လက်ကလေးရိုးအပ်သွားတာကျိုးသွားတဲ့ပုံစံဖြစ်သွားတာပေါ့နော်။ကျိုးသွားတဲ့ပုံစံဖြစ်သွားတော့じゃသူကအမှစေုံစီကနေတွားရတယ်။တစ်ဖက်တစ်ခါတော့ပြရတယ်။တစ်ဖက်တစ်ခါတော့ပြခြင်းပဲအကိုကျိုးသွားဆိုရင်ညီကလိုက်ပြခြင်းပဲဆိုပေမဲ့အဲ့ဒီညီကသူ့မှာလည်းအလုပ်ကရှိသေးရအောင်အလုပ်ကလည်းရုပ်တရက်ဖြစ်လို့မရဘူးပြီးတော့ကျောင်းကလည်းရှိသေးရဆိုတော့じゃသူ့လိုက်ပို့လို့မရဘူးဗျာအဲ့လိုရှင်ကြီးဖြစ်လို့ရှင်ကိုယ်တိုင်ကျမ်းမာနေမှာဗျာကိုယ်တိုင်မကျမ်းမာဘူးဆိုလို့ရှင်တစ်ဖက်သူကကိုယ်ဘလောက်ပဲရှစ်ပါတယ်ပြောတန်ရုံးစင်ရှိပါတယ်ပြောတစ်ဖက်လူမှလည်းအလုပ်ကိစ္စတွေရှိတဲ့အတွက်ကြောင့်မလို့လာကူညီဖို့တော်တော်လေးခက်တယ်ဗျအဲ့တော့ကျွန်တော်ဒီနေရာမှာအဓိကပြောချင်တာကဒီအလုံးလဲလုတ်ပါပြီးတော့စာလဲလုတ်ပါပြီးတော့အဓိကကိုကျမ်းမာကိုလည်း view စိတ်ပါဒီကကိုကျမ်းမာနေမှာလှုပ်လို့ရမှာဗျဟုတ်တယ်မလားကိုမကျမ်းမာဘူးဆိုလို့ရှင်လှုပ်ဖို့အဆင်မပြေဘူးလေဟုတ်တယ်မလားအဲ့ဒါပြီးတော့ကျွန်တော်7-11ပြန်ဆက်ပါနော်7-11မှာပြန်ဆက်ရမယ်ဆိုလို့ရှိရင်ဒီပြဿနာတက်တဲ့အကြောင်းอ่ะပေါ့နော်ရဲတွေလာတဲ့အကြောင်းอ่ะပေါ့နော်ရဲတွေလာတဲ့အကြောင်းอ่ะဘယ်လိုပြဿနာတက်လဲဆိုလို့ရှိရင်ကျွန်တော်ညနေပိုင်းပြောင်းလိုက်တဲ့အချိန်ပေါ့နော်ညနေပိုင်းပြောင်းတော့ကျွန်တော်ရဲ့နီပေါ်ကောင်လေးတယောက်ကျွန်တော်2ယောက်တူတူဆင်းရတယ်နီပေါ်ကောင်လေးတယောက်ကကြာသူကမှီခိုဗီဇာနဲ့လာတာဆိုတော့ဂျပန်စကားသိမရဘူးကျွန်တော်သိမရတော့ကျွန်တော်လည်းတူတူဝင်ရတယ်ဆိုတော့ကျွန်တော်ကခေါင်းဆောင်ဖြစ်နေတာပေါ့နော်ညနေပိုင်းခေါင်းဆောင်ဖြစ်နေတယ်ပြောကြဒီ customer လာဝယ်တာဘာလာဝယ်လဲဆိုလို့ရှိရင်မီဆိုရှိလို့ထုတ်ပြီးလာဝယ်တာထောက်ကသေးလေးပါဗျာအရင်မကြည့်ပါဘူး150လောက်ပဲရှိတယ်အဲ့လိုမျိုးလာဝယ်တာအဲ့လိုမျိုးလာဝယ်ကြဒီမှာကျွန်တော်တို့ဒီပစ္စည်းရဲ့ရှေ့မှာကတ်ထားတဲ့ဈေးကကြာ150ပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့ regi မှာစကန်ဖတ်လိုက်တဲ့အချိန်မှာကြာ190ဖြစ်နေတယ်ပေါ့နော်ဒါက regi ကျွန်တော်ကင်တာမဟုတ်ကျွန်တော်ပစ္စည်းတွေသွားစီနေတာ regi မှာကဒီနားငယ်ကောင်လေးကင်တာပေါ့နော်အဲ့ဟွာပြောတယ် customer ပြောတယ်ဟွာဒီမှာတဲ့ပစ္စည်းကဈေးလွဲနေတယ်ပေါ့နော်ဒီမှာ150ဟိုမှာကတ်ထားတာ150ဒီမှာ190ကတ်နေဆိုပြီးပြောတယ်ဆိုပြီးမဲ့ဒီနားငယ်ကောင်လေးကသူကဂျပန်စကားနားပဲတာဆိုပြီးဒီတိုင်းပတ်ဆက်ရှင်းရတယ်ပေါ့နော်အဖြစ်ရှင်တော့အဲ့ဂျပန်ဦးလေးရက်လေတီနဲ့အပတ်ဆက်ကိုရှင်းလိုက်တာပေါ့နော်ရှင်းလိုက်တော့ဈေးထွက်လာတော့ကြာပတ်ဆက်ကိုပိုနေကြဘာဖြစ်လဲညာပြီးတော့ဝလောက်တာပေါ့နော်နားငယ်ကောင်လေးကိုနားငယ်ကောင်လေးကနားမလဲဆိုဒီတိုင်းပဲရက်နေရတာပေါ့နော်အဲ့ကျွန်တော်ဘာလို့မှဆိုပြီးတော့ပြေးကြည့်လိုက်တော့ကြာဘာဖြစ်တယ်လဲပေါ့အော်ဒီမှာနဲ့ပစ္စည်းကလွဲနေတယ်ဟိုမှာရေးထားတာ150ဒီမှာဖြစ်နေတာ190ဆိုပြီးပြောတော့ကြာကျွန်တော်လည်းဘာဖြစ်လဲတောင်းမှလည်းဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ပထမဆုံးအရင်တောင်းမှန်တာပေါ့နော်ဒါကတော့ဂျပန်ရဲ့ delay ထုံးစံပေါ့နော်ဂျပန်မှမဟုတ်ပါဘူးဒါတကဘာလုံးကျင့်သုံးတဲ့ delay ထုံးစံပေါ့နော်ကိုကဝန်ထမ်းဖြစ်နေဆိုရင် customer ကိုအရင်အဦးဆုံးတောင်းမှန်ရမယ်ပဲပြန်တက်တဲ့အချိန်မှာတောင်းမှန်ပြီးပြီဆိုမှကိုယ့်ရဲ့ဖြည့်ချင်းချက်အဖြေကိုသူ့ကိုရှင်းပြတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကြာ तू ကအဲ့လိုစိတ်တွေရမ်းတုံနေတာ तू ကမူးလဲမူးနေရဗျဒီမှာတဲ့ငါပြောရတဲ့နေတဲ့150မှားနေတယ်ပြောရတဲ့နေတဲ့ဒီ190ဖြည့်ချင်းနေတဲ့190ထွက်လာတဲ့ဥစ္စာကိုတော့ဒီတိုင်းမရှင်းနိုင်တယ်သူ့ကိုငါတေချာပြောရဒါပေမဲ့ तू မလုပ်ဘူးတဲ့အဲ့လိုပြောရကြကျွန်တော်ပြောရတာပေါ့အတောင်းမှန်ပါလေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့
အဲ့လိုပြောရကြအဲ့နဲ့တော့မရဘူးအဖေတဲ့ညာဖေတဲ့ငါရေစကန်တော်မှာဖြစ်တယ်ညာဖေတဲ့အဲ့လိုပြောတာအဲ့လိုပြောတော့ကျွန်တော်ကလည်းသူ့ဘာပြောလို့ပြောမှမသိတော့ဘူးဒါပေမဲ့ကျွန်တော်ဆိုင်မှားတော့လက်ခံတယ်ဗျာဒီပြန်ပြီးတော့အဲ့ပစ္စကိုပြန်ပေးမယ်ပြန်ပြီးတော့ပေးမယ်ပေါ့နော်ပြန်ပေးမယ်ဆိုကြမဟုတ်ရဘူးမရဘူးတဲ့ဒါငါရေစကန်တော်မှာတဲ့ရေစကန်တော်မှာဆိုနည်းနည်းအိုကြီးရွှေဖြစ်လာတော့ကြာအမှန်ဘေးရဂျပန်မိုင်းတယောက်ကလာပြီးတော့ပြောတာပေါ့ဝင်ပြောတာပေါ့နော်ကျွန်တော်လည်းမသိပါဘူးအဲ့ဂျပန်မိုင်းနဲ့ဝင်ပြောတော့ဘာဖြစ်တယ်လဲဆိုတော့ဒီမှာလို့ပစ္စည်းလေးတွေနဲ့အမှဈေးကမှားပါလို့ဈေးကမှားတော့ဆိုတော့ကျွန်တော်ပြန်ပြီးပေးမယ်ဆိုကြလည်းမဟုတ်ရဘူးလို့ဒီရေစကန်တော်မယ်ပြောနေတာဆိုတော့ကြာအဲ့ဒီကလေးမလေးကဝင်ပြောတာပေါ့အဖိုးကြီးကိုပြောတာပေါ့နော်အာဒါမှလို့တောင်းမှပါတယ်ဘာဖြစ်လဲညာဖြစ်တယ်ဟိုစူစီညာမလုံးနဲ့ပေါ့ပြောကြအဲ့နဲ့အဖိုးကြီးကပြောနေအိုမိုင်းတို့ခန်းခင်းနိုင်မင်းနဲ့မဆိုင်ဘူးလေမင်းနဲ့ဒီတန်းမှာမင်းနဲ့မဆိုင်ဘူးလေအဲ့လိုပြောကြကလေးမလေးကလည်းသူ့ကိုအဲ့လိုအတန်အော်ကြီးဟုတ်ကြပြောကြသူကလည်းချက်သွားတာပေါ့နော်ချက်လဲချက်တယ်ပြီးတော့ကြောက်စိတ်လေးဝင်တော့တာပေါ့နော်ကြောက်စိတ်ဝင်တော့ကြအဖိုးဦးလေးရအဲ့လိုပြောတော့ကြဒီအမကဂျပန်မလေးပေါ့နော်ကြောက်စိတ်ဝင်တော့ဂျပန်မလေးကရှင်းပြသူစရာလေးရှင်းပြတယ်ခုဆန်နဲ့အစင်ပြေလာပြည်တယ်လို့သူကအော်နေရလို့ကျွန်တော်သူကလည်းပြောတယ်ပေါ့နော်ရေစကန်တော်မလို့ပြောတယ်ကျွန်တော်လည်းပြောသွားရေစကန်တော်အတင်တန်ပြောရတယ်သူမသွားဘူးလို့အဲ့လိုဆိုတော့ကြာအဲ့နဲ့ကျွန်တော်ဖြစ်ရှင်တော့ကြာ7-11မှာကကျွန်တော်တို့ဒီလေဆွဲလေးရှိတယ်အဲ့လေဆွဲဘာလို့ဆိုတော့အဲ့လေဆွဲမှာခလုတ်အနီလေးရှိတယ်ဒီခလုတ်နီလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ရေစကန်တွေကိုကြောင်းကြတဲ့ပုံစံမျိုးရှိတယ်ခလုတ်နီလေးနှိပ်လိုက်ပြီဆိုရင်ရေစကန်အမှကျွန်တော်တို့ဖုန်းဝင်လာတယ်ပေါ့နော်ဆိုင်ရဲ့ဖုန်းမှာဝင်လာတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲညာဖြစ်လဲဆိုလို့ရှိရင်ရဲကိုပြောလိုက်လို့ရှိလို့ရှိရင်ဒီလိုအကြီးကျယ်ဖြစ်နေလို့မလာခဲ့ပါဘူးခေါ်လိုက်လို့ရှိရင်သူကတန်းလာတယ်ဒါကဂျပန်ရဲ့ကောင်းတဲ့ချက်ပေါ့နော်အဲ့ဒီလေဆွဲကိုကျွန်တော်ဆွဲလိုက်တော့ကြာဟွာလို့ဦးလေးတို့ဂျပန်ဦးလေးပြောတာပေါ့နော်ဦးလေးကရေစကန်မတော်ဆိုကျွန်တော်ရဲခေါ်လိုက်မယ်ဆိုတော့ကြာရဲခေါ်မှတော့ကြောက်တယ်ဗျာသူကရဲခေါ်မှတော့ကြောက်တယ်ရဲခေါ်မှကြောက်တယ်ဆိုမှကျွန်တော်ရဲခေါ်လိုက်ပြီရရတယ်ဘာမှဖြစ်ဘူးတဲ့ပြန်တော့သွားမယ်ဆိုပြီးအဖိုးဦးလေးရထွက်သွားပြီဦးလေးထွက်သွားတဲ့အချိန်မှာဖြစ်ရှင်တော့ကြာဒီဆိုင်းရဲ့အပြင်ဘက်ကနေကြည့်နေတဲ့ဂျပန်မတယောက်ကခုနကကျွန်တော်ကူညီပေးတာမမဟုတ်ဘူးတခြားမတယောက်ကအိုကြီးကျဖြစ်နေလို့ဆိုပြီးဒီဂျပန်မလေးကိုလည်းအိုကြီးကျငေါ့နေလို့ဆိုပြီးသူကရေစကန်ဖုံးဆက်လိုက်ပြီးသားအဲ့ချိန်မှာရဲတွေရောက်လာပြီရဲတွေရောက်လာပြီးတော့သူကပြန်သွားပြီပေါ့နော်သူကပြန်သွားတယ်ဘာဖြစ်လဲတဲ့ဒီလိုလို့ပစ္စည်းလေးနေနဲ့ပစ္စည်းဈေးမှားသွားလို့အဲ့ဒါကိုကျွန်တော်ရှင်းပြတယ်လို့ပြန်ပြီးမယ်ဆိုတော့သူကမဟုတ်ရဘူးလို့အဲ့ဒါကိုသူအိုကြီးကျပြောနေတာလို့ဒီအမောက်လည်းအိုကြီးကျပြောနေတာပေါ့နော်အဲ့လိုလည်းပြောလိုက်တော့ဂျပန်တွေကဒီရဲတွေကပေါ့နော်မင်းနဲ့ဟိုတော့ထိုးခန့်ရပါရှိတာကျွန်တော်အဲ့လိုပြရပါတော့ထိုးခန့်ရပါရှိအဲ့လိုတော့မရှိဘူးလို့ဒီနည်းနည်းပါအော်ပြောရတယ်ပါလေပဲရှိတယ်လို့အဲ့လိုထိုးခန့်ရပါလည်းမရှိဘူးဆိုတော့ရဲတွေကလည်းကျွန်တော်ရဲ့ဟိုဇိုင်းနုကတ်တွေပါတောင်းတယ်ပေါ့နော်မြို့ပရှင်မှာလှုပ်စင်းတယ်ကျွန်တော်အချင်းအလုပ်တွေတောင်းတာပေါ့အရှင်စရာတောင်းတာပေါ့နော်ကျွန်တော်ရဲ့ဇိုင်းနုကတ်နာမည်တောင်းတယ်ပြီးတော့မှတ်ပုံဇိုင်းနုကတ်နာမည်တွေပါသူကအတိအကျယူသွားတာပေါ့နော်ကျွန်တော်နောက်တစ်ချိန်မှာဆက်တယ်လို့ရှင်ဆက်တယ်လို့လွယ်အောင်ကျွန်တော်ဖုန်းနံပါတ်တွေတောင်းသွားတယ်ပေါ့နော်အဲ့ချိန်မှာဘာလဲဖြစ်လဲဆိုတော့ဂျပန်မာလေးကငိုနေတာဂျပန်မာလေးကငိုနေကျွန်တော်ကိုကူညီတဲ့ဂျပန်မာလေးကပေါ့နော်ငိုနေတော့ကြာကျွန်တော်စီလာပြီကိုယ်စံနဲ့တန်ရောက်ကိုအဆင်ပြေလာတယ်ကျွန်တော်သူကတကယ်တော့ငိုနေတာအဆင်ပြေလို့ဘာမှမဖြစ်ဘူးလို့ခုနကရေးလေးလာတော့အဆင်ပြေသွားပြီဆိုသူက high five တွေပါလောက်သွားတာโอเคတန်ရောက်ကိုဆိုပြီးတကယ်တော့သူကငိုနေတာငိုနေတော့ကြာအဲ့နောက်ပိုင်းမှာဘယ်လိုဖြစ်လာလဲဆိုတော့အဲ့ဒီဂျပန်မာလေးနဲ့ပေါ့နော်နောက်ပိုင်းမှာအမိကျွန်တော်ပြောပြမယ်အဲ့ဒီဖြစ်ဖြစ်တွေဂျပန်မာလေးကသူကတကယ်တော့ငိုနေတယ်ဆိုပေမဲ့ကျွန်တော်ကကြာတန်ရောက်ကိုအဆင်ပြေလာမေးတော့ကြာအော်လို့သူကကိုယ့်ကိုကူညီတာပဲလို့တော်တော်လေးကျေးဇူးတင်ပါတယ်ပေါ့နော်ဟိုသူ့ပုံစံကြည့်ရလဲဘယ်လိုပြောမလဲ communication ကောင်းတဲ့ပုံစံရှိတယ်ဗျတခြားသူတွေဆက်ဆံရေးပိုင်းမှာလဲနောက်ပိုင်းကျတော့သူနဲ့စကားတွေပါပြောဖြစ်တာသူတို့ဆိုင်လာပြီဆိုလို့ရှိရင်သူတို့ပထမဆုံးလို့ရှိရင်ကိုယ့်ကျန်တိုင်းကြောဖို့ဆိုကျွန်တော်အရင်မေးတာပေါ့နော်တိုင်းကြောဆို high five high five သူနဲ့ပါ high five တွေပါလုပ်တယ်နောက်ပြန်သူကျွန်တော်ဆိုင်လာတာများတော့ကြာသူကတကယ်ဖြစ်ချင်တော့သူကလို့ခီးတွေပါသွားတာတဲ့ခီးတွေပါသွားတာဝါသနာပါတယ်တဲ့ကိုယ်ဆိုင်နဲ့ငါနောက်ပတ်ဆိုရင်ခီးသွားမှာတဲ့ဘယ်လိုသွားမှလဲပြောတာပေါ့ဖြစ်နေတယ်ကျွန်တော်မြန်မာနိုင်ငံသွားလို့ကျွန်တော်မြန်မာနိုင်ငံပကံတွေပါကျွန်တော်ရှင်းတာအဲ့ဒီမှာရမ်းလှလာလို့အဲ့လိုပြောကြအခုတော့တော့မသွားဖြစ်သေးဘူးလို့နောက်တစ်ခါမှသွားမယ်တဲ့ခုတစ်ခါကဘယ်လိုသွားမလဲဆိုလို့ရှိရင်ဟိုနီပေါ်ကိုသွားမှာတဲ့နီပေါ်အတောင်တွေပါရှိတယ်ပဲချောင်းသွားမှာဟုတ်လားလို့အဲ့ဘက်တည်းရမ်းလှရင်တော့တောင်တွေပါလည်းပြောကြဟုတ်တယ်တဲ့သွားမယ်ဆိုပြီးကြသူကအဲ့လိုခင်သွားတာပေါ့နော်ဘာရဲမဟုတ်ဘူးဒီတိုင်းလေးပဲခင်သွားတာသူကျွန်တော်ကိုကူညီပေးတာခင်သွားတာပေါ့နော်သူကတခါဆိုလို့ရှိရင်သူကောင်းနေလာတယ်တခါဆိုလို့ရှိရင်သူတောက်ထဲလာတယ်တခါဆိုဘယ်လောက်ထိခင်သွားလဲဆိုရင်တခါဆိုသူ fashion ပြည့်နေလာတယ်မလားသူကအိတ်ကကြ LV အကြီးကန်ထားတာပေါ့နော်အဲ့လိုကန်လာပြီးကိုယ်ဆိုင်နဲ့ငါ fashion ဘယ်လိုနေလဲပါညာသူကအဲ့လိုကျွန်တော်ပြီးတော့လှတယ်ဒီနေ့လည်းလှတယ်လေအဲ့လိုပြောရဲဆိုကျင်းတဲ့ပီတိဖြားနေအဲ့လိုမျိုးအဲ့လိုခင်သွားတော့ကြာဗျာခင်နေဆိုမဲ့သူတို့ကျွန်တော်ねအဲ့လိုအပြင်မှာတွေ့ရရပါတယ်မရှိဘူးဗျာအပြင်မှာခင်လို့တောက်သွားစားရပါတယ်တော့မရှိဘူးဒီဆိုင်ထဲမှာပဲခင်နေတာပေါ့နော်ဒီကျွန်တော်လှုပ်လို့အချိန်မှာသူလာလို့ရှိရင်စကားပြောတယ်ပါပါညာ high five တွေပါတယ်လုပ်တယ်အဆင်ပြေလာပါညာအဲ့လိုမျိုးပြုလုပ်တယ်ဒါဆိုရင်ကျွန်တော်ရဲ့ခိုးဆိုင်ခက်ခဲတွေပါတယ်ရှိလားကျွန်တော်မေးတယ်ပေါ့နော်ရရလို့အဆင်ပြေဆိုအဲ့လိုပြောတော့ကြာတော်တော်လေးအဆင်ပြေသွားတာအဲ့အချိန်မှာကျွန်တော်ဘာကိုခံစားမိသွားလဲဆိုလို့ရှိရင်ဟို customer တွေနဲ့အဆင်ပြေအောင်နေတာကတော်တော်လေးစိတ်ချမ်းသာစရာပါလားဆိုပြီးကျွန်တော်တွေးမိသွားတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတွေးမိတော့ကျွန်တော် customer တွေနဲ့အရင်သတိထားမိလာတယ်ပေါ့နော် customer နဲ့အဆင်ပြေအောင်နေမယ်ဆိုပြီးအဲ့အချိန်မှာကျွန်တော်သတိထားမိတယ်ပထမဆုံးနဲ့ကျွန်တော်သတိထားမိလာတာ
အဲ့ဒီချိန်နဲ့စပြီးတော့ customer တွေကြိုက်တဲ့အရာလေးတွေသူတို့ဘာတွေသဘောကျလဲဆိုတဲ့အရာလေးကျွန်တော်မှတ်ထားရပေါ့နော်ဘယ်လိုမှတ်ထားလဲဆိုလို့ရှိရင် customer တွေကじゃတချို့ customer တွေဆိုလို့ရှိရင်သူတို့စားနေကြရတက်ရှိတယ်ဗျာတက်မှတ်ထားတယ်အမှcustomer တယောက်ဆိုလို့ရှိရင်သူဆိုလို့ရှိရင်ဘီယာဘိုးရယ်ဒီဇာကုချီကီရတခုသူအမြဲတမ်းအားစားတာသူလာပြီဆိုလို့ရှိရင်ဘီယာတန်းသွားဘီယာတန်းသွားပြီးကျွန်တော်ကလည်းဇာကုချီကီထည့်ထားပေးတာပေါ့နော်အဲ့လိုဆိုလို့ရှိရင်သူအဲ့လိုဆိုလို့ရှိရင်ပျော်နေတာသူတို့ကြိုက်တဲ့အရာလေးမှတ်ထားတော့ကြာသူတို့ပျော်နေဒါကတော့ဘယ်သူမှမဆိုဒီလိုပါပဲကိုသဘောကျတဲ့အရာလေးတွေမှတ်ထားပေးမယ်ဆိုလို့ရှိရင်တော်တော်များများကသဘောကျတာပဲလေအဲ့တော့သူတို့ကြိုက်တဲ့အရာလေးကျွန်တော်မှတ်ထားပေးတယ်ပြီးတော့အလုပ်ထဲမှာလည်း customer တော်တော်များများလေးအဆင်ပြေလာတယ်ဗျအဆင်ပြေတယ်ပြီး owner နဲ့လည်းအဆင်ပြေတယ် owner လည်းအဆင်ပြေဘယ်လောက်ထိအဆင်ပြေလဲဆိုရင် owner ဆိုလို့ရှိရင်ကျွန်တော်အရင်တော့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီညနေပိုင်းအကြော်တော့ကြာအကြော်ခေါင်းဆောင်ဖြစ်လာတာပေါ့နော်ခေါင်းဆောင်ဖြစ်လာတော့ကြာအရင်တော့ဆိုရင်သူ့ကိုမေး owner တော့ကျွန်တော်ဘယ်နှခုကြော်ရမလဲသူ့ကိုမေးလို့ရှိရင်ဘယ်နှခုကြော်9ခုကြော်နာချီ9ခုအားကဲဆိုဒီ9ခုအဲ့လိုကြော်ကျွန်တော်ပြောတာပေါ့နော်ဒီနောက်ပိုင်းကျကျွန်တော်ဘယ်လိုဖြစ်လဲဆိုရင်လုတ်တက်ကလည်းကြာလာလဲပါမှာပေါ့နော် owner လို့ကျွန်တော်ဘယ်နှခုကြော်မလားရရတဲ့ကိုယ်ဆိုင်နဲ့ကိုလာကြည့်ကြော်လိုက်တယ်ဘယ်လောက်ပဲကြော်တယ်ကိုအဆင်ပြေကြော်လိုက်ဆိုကျွန်တော်လွှဲရထားတော့တာအကြော်တွေအကုန်လုံးဘယ်နှခုပဲကြော်ကျွန်တော်လွှဲရထားတော့တာရောင်းကလည်းကိုရောင်းလို့ပြောတာမဟုတ်ဘူးเนาะတော်တော်လေးရောင်းကောင်းတယ်ညနေပိုင်းဆိုတော်တော်လေးရောင်းကောင်းတယ်ညနေပိုင်းကရုံစင်းစီဆိုတော့ကြာလေတော်တော်လေးရောင်းကောင်းတယ်ရောင်းအရန်ကောင်းတယ်ညနေပိုင်းကကျွန်တော်တို့ဆိုင်ရလေပြီးတော့ဘူတာနဲ့လည်းနီးတော့ကြာဘူတာရဲ့ထိတ်မှာဆိုတော့တော်တော်လေးရောင်းကောင်းတယ်ကျွန်တော်တို့ဆိုင်ရညနေပိုင်းဆိုလို့လူတွေပြည့်နေတယ်ညနေပိုင်းဆိုလို့ရှိရင်ကျွန်တော်အချိန်ဆိုအရန်ပျော်တာညနေလူတွေပြည့်နေအရန်ပျော်တာဘာလို့ဆိုရင်ကိုယ်ဆိုင်မှာလူတွေများလာပြီဆိုအရန်ပျော်တာတော်ရောင်းလည်းကောင်းတာပေါ့ညနေပိုင်းဆိုလို့ရှိရင်ဒီအကြိုတွေပါဆိုလို့အရန်ရောင်းရတာပြီးထမင်းဘူးတွေပါဆိုလို့ကျွန်တော်တို့ရောင်းကောင်းအောင်ကျွန်တော်ထမင်းဘူးတွေတို့လာကနေပြီဆိုလို့ရှိရင်တေချာလေးလှအောင်စီထားရတာထမင်းဘူးတွေလှအောင်စီတယ်ပြီးတော့အေးတွေလှအောင်လုပ်ထားတယ်ပြီးတော့ဆောင်းသဆိုရင်ရေနွေးတို့နွေးရဆိုရင်ရေတွေပါတေချာလေးလှအောင်လုပ်ထားတာပေါ့နော်ထမင်းဘူးတွေပါဆိုလို့ရှိရင်တေချာလေးလှအောင်စီထားတာပြီးတော့ညနေဆိုလို့ရှိရင်အကြော်တွေဆိုလဲစုံနေအောင်ကြော်ထားတာကျွန်တော်စုံနေကျွန်တော်ရောင်းအရန်ကောင်းတာတော်တော်လေးရောင်းကောင်းလာတာပေါ့နော်ကြော်ထုလည်းကျွန်တော်ပြောတယ်ကြော်ထုဆိုတာကျွန်တော်တို့ရဲ့အုံနာပေါ့နော်အုံနာနှာခေါင်းကြီးကြီးနဲ့နှာခေါင်းကြီးတော့ကြာကျွန်တော်မြန်မာတွေကတော့အကုန်လုံးကြော်ထုလို့ပဲခေါ်တာပေါ့နော်သူ့ကြော်ထုလို့ခေါ်ပါအဲ့ကြော်ထုကလည်းအရန်ကိုဥစားဖြစ်လာတယ်နောက်ပိုင်းကျဘယ်လိုပြောလဲကိုယ်ဆိုင်နဲ့ညနေပိုင်းရောင်းတော့တက်လာပြီနော်တဲ့ကြိုးရပါဆိုတူတီချာတော်ရောင်းရတယ်ဆိုပြီးကြာနောက်ကျကိုယ်ဆိုင်နဲ့မင်းနဲ့လာစားတိုးသွားပြီနော်တူတူလေးလာပဲကျွန်တော်လာစားတိုးကြကျွန်တော်မသိရမလားအများကြီးတိုးတော့မဟုတ်ဘူး50 100လောက်ပဲတိုးတာဟုတ်ပုံမှန်တိုးနေကြကိုယ်ဆိုင်နဲ့မင်းလာစားတိုးသွားပြီအဲ့လိုပြောကြလာစားကလည်းဘယ်လိုပြောမလဲညနေပိုင်းဆိုပြီးမဲ့ညနေပိုင်းဒီညနေ9နာရီနဲ့10နာရီဆိုရင်လာစားတော်တော်လေးကောင်းတဲ့ထဲမှာပါသွားပြီဗျကျွန်တော်ကလေအဲ့ဆိုတော့အလုပ်ထဲမှာလည်းတော်တော်လေးဆင်ပြေလာပြီအလုပ်မှာလည်းတော်တော်လေးကျွမ်းကျင်သွားပြီပေါ့နော်အလုပ်မှာတော်တော်များများလုပ်တတ်နေပြီဗျာဒီပစ္စည်းဟက်ရှူလုပ်တာအစားကျွန်တော်ကိုယ်တိုင်လုပ်ရတဲ့စားတွေတော်တော်များများလုပ်တတ်နေပြီပြီးတော့အကျော်လေးဆိုတော့ကိုယ်တိုင်လုပ်တတ်နေပြီပြီးတော့ site မှာလည်းဘယ်နေရာမှာဘာတွေရှိတယ်ဆိုတာကျွန်တော်ကိုယ်တိုင်သိသွားပြီပေါ့နော်ပြီးတော့နောက်ပြီးတော့ကြာဒီကျွန်တော်တို့ site မှာဆိုလို့ရှိရင်7 level ကနေပြီးတော့ကြာ COA တွေပါခေါ်တယ်ဗျာ COA ပါဆိုပစ္စည်းတစ်ခုထွက်တော်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ site ကနေပြီးတော့1ယောက်2ယောက်ဆိုကျွန်တော်ခေါ်တယ်အဲ့လိုခေါ်တာပေါ့နော်ခေါ်တော့ကြာ owner ကျွန်တော်အများနဲ့ထည့်တယ်ပြီowner ခုစံလိုက်သွားကျွန်တော်ထည့်တယ်ပြီးတော့အဲ့ဒီမှာတွေ့ကြုံတွေအများကြီးရတယ်ပေါ့နော်အဲ့လို7 level ရဲ့ COA မှာတို့ဘာတွေပို့ချတယ်လဲဘယ်လိုတင်ကြတယ်ဆိုပြီးကျွန်တော်တို့ဒီရှာလေးတင်ပြတယ်ပေါ့တင်ပြရတယ်ဒီပုံမှာပဲကျွန်တော် site မှာလုပ်တယ်လို့ပဲ ideation မှာဆက်ဒီရှာအောင်မယ် customer တို့ဒီရှာလေးနှုတ်ဆက်မယ်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီရှာလေးပြောမှာပါအဲ့လိုမျိုးလုပ်တယ်ပြီးလို့ချင်းကျွန်တော်အကြော်တွေဘာတွေအသက်ထွက်မှဆိုရင်အကြော်ကဘယ်နှခုကြော်ရတယ်ပြီးတော့ဘယ်နှမိနစ်ကြော်ရတယ်တို့တက်မှတ်ထားတဲ့အချိန်တွေရှိတာပေါ့နော်အကြော်ပြီဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကျွန်တော်တင်ပြပို့ချရတယ်ပြီးတော့ဒီ COA မှာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်အကြိုက်ဆုံးစကားလေးပေါ့နော်သူတို့ဆရာတင်ရတာဗာလဲဆိုလို့ရှိရင်ဒီကျွန်တော်ခိုဝက်တစ်မျိုးလုံးရဲ့အကြီးအကဲပေါ့ဗျာပြောမန်နေဂျာချုပ်လို့ပြောလို့ရတယ်အကြီးအကဲချုပ်ကကျွန်တော်ပို့ချတဲ့စကားလုံးလေးပေါ့နော်ကျွန်တော်ကြိုက်ဆုံးစကားလေးကဗာလဲဆိုလို့ရှိရင်7-Eleven ဟာတဲ့ customer တွေကို service ပေးတာမဟုတ်ဘူးတဲ့အဲ့ဒါကျွန်တော်တို့သူကပြန်မေးတယ်အဲ့ဒါဆိုရင်ဗာပေးရလေတဲ့ကျွန်တော်တို့ပြန်မေးတာပေါ့နော်သူကိုယ်တိုင်လည်းပြောတယ် 7-Eleven ဟာတဲ့ customer ကို service ပေးတာမဟုတ်ဘူးတဲ့အဲ့ဆိုအားလုံးပဲဗာပေးတယ်ဆိုတော့သိကြလားဆိုကျွန်တော်တို့မေးလို့ကျွန်တော်တို့မသိကြဘူးပေါ့စဉ်းစားနေတာဗာပြီးမှလည်းမသိဘူးကျွန်တော်လည်းစဉ်းစားမိတဲ့အချိန်တော့ဆိုလို့ရှိရင်ဘာလို့ဆိုရင်ဒီကဘာမှာနာမည်ကြီးတာက 7-Eleven က service ပိုင်းအရင်ကောင်းတယ်ဆိုပြီးနာမည်ကြီးတာ customer တွေ service ပေးတဲ့နေရာမှာအရင်ကောင်းတယ်ဆိုပြီးနာမည်ကြီးတော့ဟာအဲ့ဆိုဘာလဲပေါ့ service ပေးတာမဟုတ်ရင်ဘာလဲပေါ့ကျွန်တော်လည်းစဉ်းစားရကြစဉ်းစားလို့မရဘူးအဲ့သူကပြောတယ်ပေါ့နော်ဒီကျွန်တော်မန်နေဂျာချုပ်ကြီးကပြောတယ် 7-Eleven ကလည်း customer service ပေးတာမဟုတ်ဘူးတဲ့ဘာလဲဆိုလို့ရှိရင်ねお客様の立場から考えてあげるတဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင် customer တွေဘက်ကနေပြီးတော့စဉ်းစားပြီးတော့လုပ်ပေးတာတဲ့ဒီကကိုယ့်နေရာမတွေးဘဲနဲ့ဗျာ customer ဘက်ကတွေးပြီးတော့လုပ်ပေးတာပေါ့အဲ့ဒီအချိန်မှာဘာလို့တွေးမိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆိုင်မှာလာနေကြဒီခွေရှဲနဲ့လာတဲ့လူရှိတယ်ပြီးတော့ဂျိုင်းတောင်းနဲ့လာတဲ့လူရှိတယ်ပေါ့နော်
မှတ်မဲ့ရကျွန်တော်အဲ့နှစ်ယောက်ကတော့ကျွန်တော်နဲ့တော်တော်ခင်တော့ကြာသူတို့နှစ်ယောက်ပေါ့နော်ဘာလဲဆိုလို့ချင်းအဲ့ဒီ customer ဘက်ကစဉ်းစားပြီးလုပ်ပေးရမယ့်အရာဆိုတော့ကြာစဉ်းစားမိတဲ့အရာပေါ့နော် customer wish နဲ့လာပြီဆိုလို့ချင်း तू လိုချင်တဲ့ပစ္စည်းတွေကအမြင့်နေမှာတခါလေဆိုလို့ချင်းအမြင့်နေမှာရှိနေဆိုလို့ချင်းမမြင်အောင်ဗျာမမြင်တော့ကြာ customer ကိုအဲ့ customer လာပြီးတော့ထူကူးဆက်ရတယ်ဘာလို့ဆိုလို့ချင်း तू လိုချင်တာရပြီဆိုလို့ချင်းဘယ်သူမှဆိုပြောကြတာပဲလေ तू လိုချင်တာမရလို့ချင်းစိတ်တက်ကြတယ်ရှိတယ်ဆိုတော့ကြာ तू ဘာစားချင်လဲဆိုကျွန်တော်တေချာကြည့်ပြရတယ်တေချာလေးကြည့်ပြရတယ်ပေါ့နော် तू လိုချင်တဲ့အရာကအမြင့်မှာရှိနေလားဒါမှမဟုတ် तू လက်မမြင်နေမှာရှိနေလားဆိုပြီးကျွန်တော်တေချာလေးကြည့်ရတယ်ပေါ့နော် तू လာပြီဆိုလို့ချင်းတေချာလေးကူးဆက်ရတယ်အဲ့ तू လာပြီဆိုလို့ချင်းတေချာကူးဆက်လို့ပြီးမမီတဲ့ဆိုချင်းလုတ်ပြရမလားပြညာပြဆိုချင်းလုတ်ပြီးတယ်အဲ့တော့ ready မှာလာပြီဆိုလို့ချင်းချင်းတယ်ကိုဒီဘာတော့ကျွန်တော်တို့ရဲ့ဟိုဘာတော့အဲ့ဒါဘာဆက်တွန်းလဲပုံမှာ तू တွန်းလဲပုံမှာထိုင်ပြီးဒီပစ္စည်းတင်ဖို့ကြတော့ ready ပုံမှာဟိုရှင်းနေပါတင်မနိုင်ဘူးလေနိုင်မှုဆိုလို့ချင်းပြန်ထွက်ပြီးတော့ तू ရှင်းဟိုဟာနာသွားပြီးတော့ခုရှင်းနေသွားပြီးကျွန်တော်တို့ရှင်းနေပါတင်ပြီးအဲ့လိုမျိုးလုတ်ပြရတယ်ပေါ့နော်အဲ့ဒါ customer ဘက်ကနေပြီးတော့စဉ်းစားပြရတယ်အလုပ်တစ်ခုပေါ့နော်ကျွန်တော်စဉ်းစားမိတဲ့အရာပေါ့နော်ဟုတ်သားပဲလို့ဒါတည်းက customer ဘက်ကစဉ်းစားပြီးလုပ်ပြရရတစ်ခုပဲလို့သူတို့ကတော့လုပ်ပါလို့မပြောဘူးဗျသူတို့လည်းအားနာလို့ပေါ့နော်ဒီအတိုင်းမှာဂျပန်နဲ့အားနာကြသူတို့ဘက်ကလုပ်ပါလို့မပြောဘူးဒါပေမဲ့ကိုယ့်ဘက်ကနေစလုပ်ပြရတာအဲ့လိုသတိထားမိလာတာပေါ့နော်အဲ့ဒီမှာပစ္စည်းတွေပါလေချင်းပြီဆိုလို့ရှိရင်အိတ်ယူမှာလားပေါ့အိတ်ယူမှာဆိုလို့ရှိရင်သူတို့မှာအဲ့လို official လေးမှာကအဲ့ဒီအိတ်နဲ့ရှိတ်တဲ့နဲ့တနည်းတက်ရှိတယ်သူကရှိမယ်ဆိုလို့ရှိရင်ဖြစ်ရှင်တော့နောက်မှဖြစ်ရတာသူကဖြစ်ရှင်လို့ဆိုတော့ပစ္စည်းဆိုလို့ရှိရင်သူနောက်ကိုလှန့်ရှိရမှာဗျာလှန့်ရှိမှမီတော့ကြာကိုတိုင်နော်ပစ္စည်းတွေပါလေပတ်သက်တွေပါလေချင်းပြီးတော့ဆိုလို့ရှိရင်အဲ့ဟိုအိတ်ပေါ့နော်သူ့ရဲ့ပစ္စည်းတွေပါထက်တာအိတ်ကိုတိုင်တော့ရှိတ်ပေးတာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့ကြာအဲ့ဒီ customer ဆိုလို့ရှိရင်ကျွန်တော်စီကိုအမြဲတမ်းလာတယ်ကျွန်တော်ဆိုင်အမြဲတမ်းလာတယ်ပေါ့နော်ကျွန်တော်ရှိတော့ပေါ့နော်ကျွန်တော်လုပ်ခဲ့တဲ့အချိန်တော့ကျွန်တော်ဆိုင်အမြဲတမ်းလာတဲ့ customer ဆိုလို့ရှိရင်အဲ့ဒီ customer နောက်ပိုင်းကျွန်တော်တို့လေးခင်သွားတယ်ပေါ့နော်နောက်တစ်ယောက်ကကြာပါလဲဆိုလို့ရှိရင်ဒီဂျိုင်းတက်နဲ့ဟိုဂျိုင်းနောက်နဲ့ဦးလေးပေါ့နော်ဂျိုင်းနောက်နဲ့ဦးလေးဆိုလို့ရှိရင် तू ကဘာလဲဆိုလို့ရှိရင် तू အမြဲတမ်းလာပြီဆိုလို့ရှိရင်ဟိုကျွန်တော်ထမင်းဘူးတွေပါပဲသွားတယ်ဒီ pasta ဘက်တွေပဲသွားပြီးတော့ကြာထမင်းဘူးတပူးယူတယ်ထမင်းဘူးတပူးယူပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လိပ်ပေါ့နော် तू အမြဲတမ်းတောင်းကြဆက်လိပ်တလေးရှိတယ်အဲ့ဒီဆက်လိပ်ဆိုကျွန်တော်အမြဲတမ်းမှတ်ထားတယ်ပေါ့နော် तू တောက်တဲ့ဆက်လိပ်ဆိုလို့ရှိရင် तू လာပြီးဆိုတာနဲ့ तू ခောက်ဆဲဘူးတွေပါလေယူလာပြီးဆိုတာနဲ့ pasta တွေပါလေထမင်းဘူးတွေပါလေယူလာပြီးပေါ့နော် ready မှာလာပြီးဆိုကျွန်တော်အစင်းနဲ့ तू ကြိုက်တဲ့ဟိုဟာလေးယူထားပြီးတယ်ဆက်လိပ်ဘူးတွေယူထားပြီးပြီလားအဲ့တော့ပျော်တာပေါ့နော် तू ကြိုက်တဲ့သဘောတရားလေးပြီးတော့ तू ကြိုက်တဲ့ဆက်လိပ်လေး तू မှတ်ထားတဲ့အတွက်ကြောင့်မလို့ तू အရန်ပျော်တာအဲ့ဒီဦးလေးနေဆိုကျွန်တော်တော်တော်လေးပျော်တော့တော်တော်လေးခင်သွားတာပေါ့နော်ဘယ်လောက်ထိခင်လဲဆိုလို့ရှိရင်ခိုးစံနဲ့မင်းအားရတယ်အားလို့ကျွန်တော်တို့အပြင်သွားပြီးတော့တခုသွားစားတောက်ကြမယ်တဲ့ तू အဲ့လိုကျွန်တော်အမြဲတမ်းခေါ်တယ်ပေါ့နော်ကျွန်တော်ကကြာလဲဟိုပိတ်ရတာဘုံလုံးတည့်ရပဲပိတ်တာလေအဲ့ချိန်တော့ဆိုလို့ရှိရင်ပြီးတော့ဟိုတနင်္လာအင်္ဂါကြာလာပြီးတောက်ကြစနေတနင်္လာအင်္ဂါကြာပြီးတောက်ကြက၄ရက်ကညနေဆိုင်ဆင်းရတယ်စနေနေ့ကကြာညဆိုင်ဆင်းရကြဒီပိတ်တဲ့ရတရက်ကဘုံလုံးနေ့ပိတ်တဲ့တရက်ကကျွန်တော်တေချာလေးနားချင်းတာဟိုနားချင်းတော့ကြာသူနဲ့မသွားဖြစ်လိုက်ဘူးတော်တော်ခဏခဏခေါ်တယ်ခိုးစားနေမင်းအမတော့တောက်စားတော့မယ်ဆိုပြီးအပြင်သွားကြမယ်ဆိုသူကခေါ်တယ်အဲ့လိုခေါ်ရတော့လည်းမသွားဖြစ်လိုက်ပါဘူးသူကဘာလုပ်လဲဆိုလို့ရှင်သူကဒီပတ်ချင်းကို slot ပေါ့နော် slot တွေအရန်ဆော့တယ်သူကလောင်းကစားရန်ဝါဒနာပါတယ်သူကထွန်းနေသွားပြီဆိုလို့ရှင်ဝင်လာပြီဆိုလို့ရှင်ပူလို့ရှင်မဆိုတော်တော်ပူရပါခိုးစားကြီးတော်တော်ပူနေနော်အဲ့လိုပြောပါဘောနော်အဲ့လိုပြောပြီဆိုလို့ရှင်ဝင်လာပြီဆိုလို့အရန်သူ့ကြည့်လိုက်လို့ရှင်ချွေးလည်းပြန်နေတာဒါပေမဲ့သူကအဝိဇ္ဇအမြတ်တက်ရအမှန်17နဲ့သူကဘာလို့သူ့ကြည့်လိုက်အမြင်နဲ့တန့်ပြန့်နေတာပဲသူ့ကြည့်လိုက်လို့ရှင်လေဒီ6ယောက်ကလာထောင်းရတယ်ပဲသူ့ကြည့်လိုက်အမြင်နဲ့တန့်ပြန့်နေတာပဲဆိုတော့ကြာစကားပြောရလဲအဆင်ပြေတယ်အဲ့ဒီဦးလေးเนี่ยဒီတော့ဘာချင်းကိုဆိုတော့သူနိုင်လာပြီဆိုလို့ရှိရင်သူကဆိုင်ထဲဝင်လာပြီဆိုတော့ကျွန်တော်တန်းတည်တယ်သူ့ကိုလေဘာလို့ဆိုရင်သူလာပြီဆိုရှင်ပုံမှန်ဆိုလို့ရှိရင်သူကဟိုဘက်ကနေပါစတာဘက်တွေရင်သွားတာပြီးတော့သူနိုင်လာတဲ့နေ့ဆိုလို့ရှိရင်ကျွန်တော်စီတိုက်ရိုက်လာအိုးပြုံးစီနေတာကိုစားဒီနေ့နိုင်လာခဲ့တယ်ဘယ်လောက်နိုင်တော့ဒီနေ့1000နိုင်နေကျွန်တော်လာပြောတော့ကြွားလာပေါ့နော်သူနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်လာကြွားတယ်သူရှုံးတဲ့နေ့ဆိုလို့ရှိရင်ကျွန်တော်စီတိုက်ရိုက်မလာဘူးဟိုဘက်ကနေပြီးတော့သူကအမေပေါင်မုံတွေပါလေပါစတာတွေခောက်ဆဲဘူးတွေအရင်ဝယ်ပြီးမှကျွန်တော်စီကိုလာတာပေါ့နော်လာပြီးဆိုကိုစားဒီနေ့ငါရှုံးသွားတယ်ဘယ်လောက်ရှုံးသွားလို့ဆိုလို့ရှိရင်ဒီနေ့9000ရှုံးနေတယ်9000ရှုံးပြီးတော့အရင်က1000နိုင်ထားမှာအေးဟုတ်တယ်အဲ့ဆိုတော့အရင်တော့မရှုံးသေးဘူးပေါ့နော်သူ့အဲ့လိုလေးဖာလေး sorry သူအဲ့လိုလေးပြောမလဲကျင်းနဲ့တောင်ပြောလို့ရှိရင်သူကျင်းနဲ့သွားတာပေါ့နော်ကျင်းနဲ့ဆိုလို့ရှိရင်ဟုတ်တယ်တဲ့အရင်နေ့ကတော့ငါဟို1000နိုင်လာရှိတယ်ဒီနေ့ပဲဒီနေ့တော့မရှုံးသေးဘူးဒီနေ့က9000ရှုံးတယ်ဆိုတော့အရင်တော့ကြံသေးတယ်ပေါ့နော်အဲ့လို PD ဖြာသွားပေါ့နော်အဲ့ဒီနောက်ပိုင်းကျကျွန်တော်ဘယ်လိုဖြစ်လာလဲဆိုတော့ customer တွေနဲ့တော်တော်လေးအဆင်ပြေလာတယ်အဆင်ပြေလာတော့ customer တွေကြိုက်တတ်တဲ့အရာလေးကျွန်တော်တော်တော်များများမှတ်မိလာတယ်ကြာဗျာဟိုအများနဲ့လာတဲ့ customer တွေရှိတယ်ကျွန်တော်ဆိုင်အများနဲ့လာပြီဆိုလို့ရှိရင်အများနဲ့လာတဲ့ customer တွေဆိုလို့ရှိရင်သူတို့ကြိုက်တတ်တဲ့ပစ္စည်းတွေကျွန်တော်မှတ်မှတ်ထားတယ်ဆက်လေးဆိုလဲဆက်လေးပြီးရင်ဒီအကျော်ဆိုလဲအကျော်ပေါ့နော်အဲ့လိုတွေသတ်မှတ်ထားတယ်တော်တော်လေးသူတို့တွေလည်းသဘောကျကြတယ်ပဲသူတို့သဘောကျတယ်ရတယ်မှတ်ထားဆိုကြတယ်ကျွန်တော်ကိုယ်တိုင်လည်းအရန်ပျော်လာတယ်အလုပ်ထဲမှာဆိုလို့ရှိရင်7-11မှာလောက်ရတယ်ပေါ့နော်ဒီ owner နဲ့လည်းကျွန်တော်တော်တော်လေးပျော်လာတယ်တော်တော်လေးအဆင်ပြေတယ် owner ဆိုလို့ရှိရင်ဒီပစ္စည်း
ပစ္စည်းတွေဗါလေအစ်ထွက်တော့မယ်ဆိုလို့ရှိရင်ဒီကျွန်တော်ဆိုင်ရဝန်ထမ်းတွေအရင်စားတာပေါ့နော်ဘလို့ရတာရှိလဲသိအောင်ပြီးတော့ customer တွေမေးလာခဲ့မယ်ဆိုလို့ရှိရင် customer တွေရှင်းပြလို့ရအောင်ဆိုပြီးကျွန်တော်တို့အများအားစားရတယ်ပေါ့နော်။အော်တော့ကျွန်တော်အများအားကြွေးတယ်။အဲ့တော့တော်တော်လေးဒီဟွာတွေပါတော့နာမည်တော့မေ့နေပါပြီအဲ့ဒါဆိုလို့အပြားကြီးပီဇာဆိုလို့ရှိရင်900 800လောက်ရှိအဲ့ဆိုလို့ကျွန်တော်တို့ကြွေးတယ်ဟိုနာရော့စားဆိုပြီးကျွန်တော်ကြွေးတယ်ညနေပိုင်းဆိုလို့ရှိရင်ညနေပိုင်းကျွန်တော်ကဘယ်သူနဲ့လောက်ရတယ်ဆိုရင်ကျွန်တော်ကဒီမြန်မာကလေးမတွေတယောက်ရှိတယ်ပေါ့နော်ကျွန်တော်တို့အငယ်တယောက်ရှိတယ်ကျွန်တော်လည်းငယ်မြန်မာကလေးမတွေတူလောက်ရတာတူလောက်ရပြီဆိုသူနဲ့ဆိုလို့ကြာသိမလားဒီအဲ့ဒီအချိန်မှာကျွန်တော်တိလိုက်ရတာပေါ့နော်အလုံးထဲမှာကျွန်တော်တိလိုက်ရမြန်မာတွေရဲ့စိတ်ဓာတ်ပေါ့နော်တိလိုက်ရတာတော်တော်များများလုတ်ခဲ့ဘူးတဲ့မြန်မာတွေဆိုလို့ရှိရင်တိလိုက်ရတဲ့ကူကဘာလဲဆိုလို့ရှိရင်မြန်မာတွေတော်တော်များများကအလုံးမှာခိုကတ်တာတွေပဲမရှိဘူးဗျကျွန်တော်တွေ့ခဲ့တဲ့လူတွေပေါ့နော်ကျွန်တော်တွေ့ခဲ့တဲ့လူတွေပြောတာကျွန်တော်မတွေ့ခဲ့တဲ့လူတွေကျွန်တော်မသိဘူးဗျကျွန်တော်တူလုတ်ခဲ့ဘူးတဲ့လူတွေဆိုကြအလုံးမှာလို့ခိုတာကတ်တာတွေမရှိကြဘူးမြန်မာတွေကလေတခြားနိုင်ငံတွေရှိကြတယ်နာမည်တော့နိုင်ငံတွေပါနာမည်တော့ထည့်မပြောတော့ပါဘူးတခြားကျွန်တော်တို့မြန်မာတွေတော်တော်များများကလို့ခိုကတ်တာတွေပါလိမ့်မရှိဘူးလုတ်ကိုလေတတိရှာလုတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးခုတော့ကိုမြန်မာတွေကျွန်တော်တော်တော်ဂုံယူရတယ်ပေါ့နော်ကျွန်တော်ပတ်ဝန်းကျင်မှာတွေ့တဲ့လူတွေတွေ့ကြတာသူတို့အလုပ်ထဲမှာတတိရှာလုတ်တယ်အလုပ်ထဲမှာသူတို့စူးစမ်းကြတယ်အရန်ကြီးကိုနင်းလန်းလာမစူးစမ်းရင်တောင်းမှဗျာအလုပ်ကိုတတိရှာလုတ်တယ်ဒီချိန်မှာလောက်ရမယ်ဆိုလို့ဒီချိန်မှာပြီးအောင်လုပ်တယ်ကျွန်တော်နဲ့တူတူလုပ်တယ်အဲ့လိုညီမလေးတယောက်ပေါ့နော်ညီမလေးတယောက်ဆိုလို့ရှိရင်အလုပ်ကိုတတိရှာလုတ်တယ်ကျွန်တော်သူမျိုးဆိုရင်အလုပ်ထဲမှာတော့တွက်ကတ်တယ်ပါလည်းမရှိဘူးသူ့ကိုတွက်ကတ်တာလည်းမရှိဘူးသူကလည်းကျွန်တော်တွက်ကတ်တာမရှိဘူးဒါဆိုကျွန်တော်ကစီနီယာဆိုမဲ့သူ့ကိုတစ်ခါလေးပြောရတယ်ပါလို့ရှိတာပေါ့နော်အကျော်တွေပါကြော်ဆိုလို့ရှိရင်တူတူလေးကြော်ပြပါအောင်သူ့ကိုပြောရတယ်ရှိတယ်တော့တတိရှာလုတ်တယ်ကျွန်တော်မှားလိုက်ပြီဆိုရင်အုံသားလည်းကျွန်တော်ပြောထားတာပေါ့နော်ဟို900လောက်ကြော်လို့ပြောထားတဲ့ကြောင့်ညီမရေပြန်ခုလောက်ကြော်လို့ဆိုသူတန်းကြော်တယ်တွက်ကတ်တယ်ပါမရှိဘူးပစ္စည်းတွေပါထည့်ပြီဆိုလို့ရှိရင်လည်းဥမာကျွန်တော်အလုပ်ကမပြီးသေးဘူးဆိုလို့ရှိရင်သူ့အလုပ်ကပြီးနေပြီဆိုရင်ကျွန်တော်ပစ္စည်းတွေပါလာထည့်ပေးတယ်ကျွန်တော်ညနေပိုင်းဆိုလို့ရှိရင်ဒီအကျော်တွေကြော်ပြီးလို့ရှိရင်ဒီရေခဲတွေပါလာတယ်ပေါ့နော်အေးတွေပါလာလို့ရှိရင်အေးတွေပါနေရာချရတယ်သူ့အလုပ်ကကြာဒီအာလူးကြော်တွေပါလာလို့ရှိရင်ပစ္စည်းတွေပါထည့်ရတယ်ပေါ့နော်ကျွန်တော်အလုပ်ကကြာအကျော်တွေပါကြော်ပြီးလို့ရှိရင်အေးတွေပါလာလို့ရှိရင်အေးတွေပါထည့်ရတယ်ဆိုတော့ကြာကျွန်တော်အလုပ်ကကြာဒီ customer တွေများတဲ့ချိန်မှာလာများတယ်ပေါ့နော်ပစ္စည်းရကြာလေညဟိုလောက်ပေါ့7နာရီခွဲ7နာရီလောက်ဆိုလာတော့ကြာလေမပြီးဘူးပေါ့ကြာတယ်ပေါ့နော်ကျွန်တော်လောက်ကတခါကျဆိုလို့ချင်း तू အလုပ်ပြီးရဲ့ခါဆိုကျွန်တော်ကူလုပ်ပေးတယ်အဲ့လိုမျိုးပေါ့နော်ဒီမြန်မာကူနဲ့လုပ်တော့လည်းအဲ့တိုင်ပါပဲကျွန်တော် तू ကသေချာလေးကူလုပ်ပေးတယ် तू ကျွန်တော်မသိတဲ့ဆိုတော့သေချာရှင်းပြတယ်ကျွန်တော်မပြီးသေးဆိုရင် तू ကကူလုပ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်ရတာလုပ်တယ်မှာအရန်ပျော်တယ်ဗျာဘာလို့ဆိုတော့လုပ်ထရလူတွေအဲ့လိုတယောက်ကတွက်ကတ်တိုင်လည်းမရှိဘူးတယောက်ကပင်ပန်းနေဆိုလို့ချင်းမင်းသားလိုက်အောင်ငါလုပ်လိုက်မယ်အဲ့လိုမျိုးပေါ့နော်စီစီလုံးရှိတယ်ဗျာကျွန်တော်တို့အလုပ်ကစီစီလုံးရှိတယ်ကျွန်တော်အလုပ်မှာရန်စိတ်ညစ်ရလည်းမရှိဘူး pressure လည်းမရှိဘူး stress လည်းမရှိဘူးပြီးတော့ owner လည်းတော်တော်ဆင်ပြေတယ်ပြီးတော့ customer လည်းဆင်ပြေတော့ကြာကျွန်တော်အလုပ်ထဲမှာတော်တော်လေးပျော်တာအပျော်ဆုံးရှင်အဲ့လိုရောင်းရတဲ့ချိန်ကျွန်တော်ပျော်ဆုံးပဲပစ္စည်းတွေပါလေကျွန်တော်ကြော်တဲ့အကြော်တွေပါလေရောင်းရပြီဆိုကျွန်တော်အရန်ပျော်တာအဲ့ဒီချိန်မှာတိလိုက်ရတာပေါ့နော်အော်ကိုဝါသနာတိလိုက်ရတာပေါ့နော်အော်ငါ customer တွေစားမြပေးရတာကိုတော်ဝါသနာပါပါလားတော်သဘောကျပါလားဆိုပြီးတော့တိလိုက်ရတာပေါ့နော်တကယ်လို့ကျွန်တော် customer တွေကိုစားပေးရတယ်ကျွန်တော်တော်တော်လေးသဘောကျတယ်customer service ပေးရသူတို့တစ်ခါကြလို့ရှိရင် customer တွေဘက်ကနေပြောကြအားတဲ့ service တခြားပေးရနော်ဆိုပြောခိုင်းရပါလေရှိတယ်ချီကျူးရပါလေရှိတယ်ပေါ့နော်တေချာယဉ်ကျေးတယ်နော်တဲ့စကားပြောရပါလေဟောတေချာနဲ့နှုတ်ဆက်တယ်ဆိုပြီးကျွန်တော်ပြောတော့ကြတော်တော်များများ customer တွေနဲ့တော်တော်ခင်သွားတာပေါ့နော်အလုပ်ထဲမှာအားလုံးကိုကျွန်တော်အဓိကပြောချင်တာကဒီအလုပ်ထဲမှာအဆင်ပြေဖို့ဆိုတာကတော့နီလန်3မျိုးရှိတယ်ဒါကျွန်တော်သိတဲ့အကြောင်းပါပေါ့နီလန်3မျိုးရှိတယ်ပထမတစ်ခုကဘာလဲဆိုလို့ရှိရင်အလုပ်ကိုကျွမ်းကျင်အောင်လုပ်ရမယ်အလုပ်ထဲမှာကျွမ်းကျင်လာပြီဆိုလို့ရှိရင်ဒီအလုပ်ထဲမှာအသားကျသွားပြီဆိုလို့ရှိရင်ဒီအုံနောက်နဲ့လက်ကဗျာစဉ်းစားကြမလို့တော့ခါတဲ့အသားကျသွားပြီဆိုလို့ရှိရင်စိတ်ညစ်စရာမရှိတော့ဘူးအလုပ်နဲ့ပတ်သက်ပြီးတော်တော်လေးကျွမ်းကျင်လာပြီဆိုလို့ရှိရင်တော်တော်လေးပျော်ရွှင်လာတယ်ပေါ့နော်ဒီနံပါတ်1ချက်ကဘာလဲဆိုလို့ရှိရင်အလုပ်ထဲကလူနဲ့အဆင်ပြေအောင်နေရမယ်ပြီးတော့အလုပ်ထဲကလူတွေဆိုတာဒီ owner လည်းပါတယ်ပြီးတန်ရှောလည်းပါတယ်ဖုတ်တန်ရှောလည်းပါတယ်ကိုနဲ့တူတူလုပ်တဲ့လူတွေလည်းပါတယ်ပေါ့နော်သူတို့နဲ့အဆင်ပြေအောင်လုပ်မယ်ဆိုရင်တော်တော်လေးပျော်ရတယ်ပြီးတော့နံပါတ်3တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ customer နဲ့အဆင်ပြေအောင်နေထိုင်ရမယ်ပြီးတော့ customer တွေဘာတွေကြိုက်တယ်လဲပြီးတော့ customer တွေကဘယ်လိုအချိန်မှာဘာလို့ဝယ်တယ်လဲပြီးတော့ဆက်လေးဆိုရင်ဘာတွေတောက်တယ်လဲပြီးတော့အကြော်ဆိုရင်သူတို့ဘာကြိုက်လဲဆိုတာတေချာလေးမှတ်ထားမယ်ဗျတေချာလေးမှတ်ထားမယ်ဆိုလို့ရှိရင်အဲ့လို3ခုလုံးမယ်ဆိုလို့ရှိရင်အလုပ်ထဲမှာတော်တော်လေးပျော်ရွှင်ရလိမ့်မယ်ဒါကကျွန်တော်ကိုယ်တိုင်တွေ့ကြုံရတဲ့အတွေ့အကြုံပေါ့နော်ဒီ7 level မှာတွေ့ကြုံရတဲ့အတွေ့အကြုံကျွန်တော်လည်းဒီ3ခုလုံးကျွန်တော်လုတ်တက်နေပြီဆိုတော့ဒီအလုပ်မှာလည်းကျွမ်းကျင်နေပြီပြီးတော့အလုပ်ထဲကလူတွေတော်တော်ဆင်ပြေတယ်ပြီးတော့ customer လည်းဆင်ပြေတော့ကျွန်တော်အလုပ်ထဲမှာတော်တော်လေးပျော်လာတယ်ပေါ့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီ3ခုကိုတေချာလေးလုပ်ပါဒီ3ခုတာအဆင်ပြေမယ်ဆိုလို့ရှိရင်အလုပ်ထဲမှာ stress လည်းမရှိတော့ဘူး pressure လည်းမရှိတော့ဘူးပြီးတော့အလုပ်ကိုသွားတဲ့အချိန်မှာတော်တော်လေးပျော်ရမှာပေါ့နော်တော်တော်လေးကျွန်တော်လည်းတော်တော်ပျော်ခဲ့ရတယ်ပေါ့နော်အလုပ်ထဲမှာစိတ်ညစ်ရတယ်တစ်ခါမှမရှိဘူးပြီးတော့ပင်ပန်းလို့ကျွန်တော်တစ်ခါမှမတွေးခဲ့မိဘူးပေါ့နော်အလုပ်ထဲမှာအဲ့လိုတော်တော်လေး
လောက်ရတာအဆင်ပြေလာလောက်ထဲမှာကျွန်တော်တော်တော်လေးပျော်လာတယ်ပေါ့နော်ပျော်လာပြီးတော့လာစားတယ်တူတော့ကြာလှုပ်လို့ရတယ်တော်တော်လေးအဆင်ပြေလာတယ်အဲ့ဒီမှာလောက်ရတာပေါ့နော်7-Eleven မှာကအလုတ်တက်လေတော်တော်လေးကြာခဲ့တယ်အဲ့ဒါပြီးတော့ကြာတော်တော်များများနဲ့လေတော်တော်ရင်းနှီးသွားတော့ကြာ customer နဲ့ရင်းနှီးသွားတော့ကြာပြီးတော့အလုပ်တွေတော်တော်များများဆိုရင်အုံနာကိုယုံကြည်ပြီးတော့ခိုင်းနေဆိုတော့ကြာတော်တော်လေးပျော်လာတယ်အလုပ်ထဲမှာဆိုလို့ရှိရင်လေဒီ 7-Eleven သွားမယ်ဆိုလို့ရှိရင်ကျွန်တော်မပြင်းတော့ဘူးတော်တော်လေးပျော်လာတယ်ပြီးတော့ပင်မနဲ့ချိန်ကဘာလဲဆိုလို့ရှိရင်ဒီစနေနေ့ညဆိုင်ပေါ့နော်စနေနေ့ညဆိုင်ပြီးလို့ရှိရင်ကျွန်တော်ဟိုတယ်မှာသွားတော့ကြာဟိုတယ်ညဆိုင်ပြီးတော့ဟိုတယ်သွားတဲ့ချိန်တော့ပင်မနဲ့အဲ့ချိန်မှာဆိုလို့ရှိရင်အဲ့ချိန်တော့နဲလာတာပေါ့ဗျာဒါပေမဲ့အရင်နဲ့စာလို့ရှိရင်ကျွန်တော် language school မှာတော့စာလို့ရှိရင်တော့ဒီ language school မှာတော့ကျွန်တော်တစ်ပတ်ကို9ရက်ဆင်းတာနဲ့စာလို့ရှိရင်တော့တော်တော်လေးတက်တာလာတယ်ဗျ။ဘာလို့ညနေပိုင်း4ရက်ဆင်းတာဆိုတော့ကြာလေ။အုံနာလည်းကိုကြိုက်တဲ့ရုပ်ကိုရွေးပြီးတာဆိုတော်တော်လေးတက်တာလာတယ်။တော်တော်လေးတက်တာလာပြီးတော့ကြာအလုပ်ထဲမှာလောက်ရတယ်တော်တော်လေးဆင်ပြေလာတယ်ပေါ့နော်။တော်တော်လေးဆင်ပြေလာကျွန်တော် college ပထမနှစ်ပြီးသွားတော့ကြာအေး hotel ကနေပြီးတော့ကျွန်တော်အချိန်သိမ့်မရဘူးပေါ့နော်။လောက်ရှင်သိမ့်မြဟိုတယ်ကကျွန်တော်တစ်ပတ်ကုန်မှာဟောလောက်ပဲရတယ်ဗျ။10နာရီလောက်ပဲရတယ်လက်ပေးရပေါ့နော်။10နာရီလောက်ပဲရကျွန်တော်ဘယ်လိုမှအဆင်မပြေဘူးဆိုတော့လည်းလုတ်ပြောင်းမယ်ဆိုပြီးတော့ကျွန်တော် supermarket ကိုပဲကျွန်တော်အဲ့ mix set ပေးတယ် 7-Eleven နဲ့ကိုဝင်အောင် mix set ပေးတယ်ရအောင် mix set ပေးတယ်အကိုကပဲကျွန်တော်ဖုန်းနံပါတ်ပေးတာဒီအမနဲ့ mix set ပေးရမနော်ဒီ7အဲ့မှာ supermarket လုပ်နေအမနဲ့ဒီဥစ္စာဒီမှာလုပ်နေမေးကြည့်ဆိုပြီးကျွန်တော်ပြောတော့ကြာအဲ့ဒီအမနဲ့ကျွန်တော်ဖုန်းနံပါတ်ပေးတာပေါ့နော်ဖုန်းနံပါတ်ပေးတော့ကျွန်တော် supermarket ကိုကျွန်တော်ဖုန်းဆက်ကြည့်တယ်ပထမရက်တီတော့ကျွန်တော်ဖုန်းတွေဝင်မယ်အလုံးမခေါ်သေးဘူးကျွန်တော်ပြောတယ်ဗျနောက်ပိုင်းကျမှသူတို့တွေကနောက်ရက်ကျဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်နည်းနည်းဆက်တာများတော့ကြာအလုံးသူတို့ခေါ်တဲ့ချိန်နဲ့ကိုက်သွားတာပေါ့နော်ဒီနေ့မှာကျွန်တော်တခုပြောချင်တာကဒီလုံးတစ်ခုလုံးတော့မယ်ဆိုလို့ရှိရင်ကိုလုံးမဲ့လို့ခဏဖုံးဆက်ပေးပါဘာလို့လဲဆိုရင်သူတို့တွေကသူတို့လူတဲ့ချိန်နဲ့ကိုဖုံးဆက်တဲ့ချိန်နဲ့ကိုက်သွားပြီဆိုလို့ရှိရင်ကိုခေါ်မှာပဲလေကျွန်တော်ဆိုလို့ရှိရင်အလုပ်တွေအဲ့လိုပဲဖုံးခဏဆက်ပြီးတော့ကြာလုပ်ရခဲ့တာကြီးပဲဒီ 7-Eleven ရောပြီးတော့အခုလုံးမဲ့ sorry ခုလုံးမဲ့ supermarket ကိုပဲကျွန်တော်ဖုံးဆက်ပြီးတော့ရခဲ့တာကြီးပဲဒီအခုတန်းဆက်ခုရတာမဟုတ်ဘူးကျွန်တော်ကြိုပြီးဆက်ရတယ်2ပတ်3ပတ်ဟိုဆိုလို့ရှိရင်ကျွန်တော် 7-Eleven ဆိုကျွန်တော်2လလောက်ကတော့ကျွန်တော်ဆက်ပြီး2လလောက်လိုရတယ်ကျွန်တော်ဆက်ပြီးမှရတာပေါ့နော်ဒီ supermarket ဆိုတဲ့အဲ့တိုင်းပဲကျွန်တော်2ပတ်လောက်အရင်ကြိုဆက်တယ်ကြိုဆက်တော့ပထမရက်တွေမှာတော့လူမခေါ်သေးဘူးဗာဖြစ်ညာဖြစ်ဆိုပြီးပြောတယ်နောက်ရက်ကျတော့ကြာပထမနောက်ရက်ဆက်လိုက်တော့ကြာအဲ့ချိန်မှာအလုပ်ကရတာပေါ့နော်အော်တို့စီမှာလူခေါ်နေပြီတဲ့ဟွာအင်တာဗျူးပဲချိန်လာတယ်ဆိုပြီးကျွန်တော်ဟွာပြသူတို့ချိန်တာပေါ့နော်ရက်ချိန်တာပေါ့အင်တာဗျူးဒိတ်ချိန်တာပေါ့နော်တကျွန်တော်အင်တာဗျူးသွားပြီးတဲ့အတွက်ကျွန်မဖြစ်ရှင်တော့အဲ့ဒီ supermarket မှာကကျွန်တော်နဲ့အကြောင်းမှာတကြောင်းနဲ့တခန်းနဲ့တက်နေတဲ့တငယ်ချင်း2ယောက်ကအဲ့ဒီမှာလုပ်နေတာသူတို့လုံနေကျွန်တော်မသိဘူးဗျာသူတို့လုံနေကျွန်တော်မသိတော့ကျွန်တော်တို့ပြောတာပေါ့အော်ဒီမှာကျွန်တော်အလုပ်တစ်ခုရသွားပြီအဲ့ဒီမှာလုပ်အင်တာဗျူးသွားဖြူရမယ်ဆိုပြောတော့ကြာဟာတဲ့အဲ့ဆိုတော့မင်းငါတို့လုပ်တဲ့အလုပ်ပဲတဲ့အဲ့ဆိုမင်းသွားဖြူလိုက်တယ်ကောင်းတယ်တဲ့အဲ့ဒီမှာတဲ့ကျွန်တော်အင်တာဗျူးသွားဖြေရတယ်ပေါ့နော်နောက်တော့အဲ့မှာအင်တာဗျူးဖြေတော့ကြာစူပါမားကတ်မှာကျွန်တော်ဘယ်လောက်ကြာလဲဆိုလို့ရှိရင်ကျွန်တော်တစ်နှစ်ကြာခဲ့တယ်ဗျလုပ်ခဲ့တာပေါ့နော်စူပါမားကတ်မှာကျွန်တော်ကြောင်ပြီးပြီပေါ့နော်အဲ့မှာတစ်နှစ် language school ကျွန်တော် second year မှာတစ်နှစ်လုပ်ခဲ့တာပေါ့နော်အဲ့ဒီမှာနောက်ခဲ့တဲ့အချိန်မှာလည်းကျွန်တော်မြန်မာနဲ့လုပ်ရတာပဲမြန်မာကိုနဲ့လောက်ရပါမြန်မာကိုကလည်းကျွန်တော်တတိချာလေးတင်ပေးတယ်အလုပ်တွေအခြေခံစာတော့တင်ပေးတယ်ပေါ့နော်အစားပိုင်းတော့ကြည့်ရမလားဟို Reggie ဘန်ရတယ်ဗျာ Reggie ဆိုတာမခက်ဘူးဘာလို့ဆိုရင်ကျွန်တော် 7-Eleven မှာလည်း Reggie လောက်လာတယ်ဆိုတော့တကြောင်မလို့ဒီ supermarket Reggie လည်းရမ်းချင်းမခက်သွားဘူးကွဲလွဲရတယ်နည်းလောက်ပဲရှိတယ်ဗျာနည်းလောက်ပဲရှိတော့မှတ်လာပဲလွဲတယ်ဘာခက်လဲဆိုလို့ရှိရင်ဒီ super မှာကြာတာပစ္စည်းတွေအမဲတွေများလာတယ်လေပစ္စည်းတွေများတယ်ပြီးတော့ဟိုတခြားနေရာတွေကုမ္ပဏီလာမယ်ဆိုလို့ရှိရင်ပစ္စည်းတွေအများကြီးမှားထားတယ်လေများတော့ကြာမှတ်လာအောင်တော့ရှုပ်တာစူပါမှာကြာလေပြီးတော့အသီးရွက်တွေနာမည်တွေမှတ်ရတယ်ပြီးတော့အသီးထားတဲ့နေရာတွေရွက်ထားတဲ့နေရာတွေသူသတ်မှတ်ထားရပေါ့နော်သူနေရာတက်သတ်မှတ်ထားရကြအဲ့ဒါကိုတော်တော်ခက်တာဗျပစ္စည်းတွေပါဒီမှတ်တော်တော်ခက်တယ်ဒီစူပါဆို 7-Eleven လည်းမဟုတ်ဘူးလေသူကကျယ်တယ်ပစ္စည်းထားတဲ့နေရာတွေလည်းများတယ်ဆိုတော့ကြာပစ္စည်းတွေမှတ်ရတခုလောက်ပဲဗျကျွန်တော်ကတော့အရင်ကြီးထူးခြားသွားပြီးတော့မရှိဘူးဘာလို့လဲဆိုရင် 7-Eleven လို့ပဲ customer service ပေးရတာပဲဆိုတော့ကြာပစ္စည်းနာမည်မှတ်ရတယ်နေရာတွေပါဒီမှတ်ရခက်တာလောက်ပဲရှိတယ်အဲ့ဒီလုံးမှာဆိုလို့ရှိရင်တော်တော်လေးဆင်ပြေခဲ့တယ်ဗျမြန်မာတွေလည်းရှိတယ်မြန်မာတွေစီနီယာလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာဝန်ထမ်းတွေမြန်မာဝန်ထမ်းတယောက်လည်းရှိတယ်ကြာကိုယ်တူတီချာလေးတင်ပေးတယ်မသိတာချင်းသိတာလေးချင်းပြပေးတယ်ပြီးတော့အဲ့ဒီမှာဖြစ်ရှင်တော့အဲ့ရတန်ရှော့ရလေတော်တော်သဘောကောင်းနေဗျတန်ရှော့လို့ပြောလားမသိရင်ကျွန်တော်တို့လူသူ့လိုကိုလိုဝန်ထမ်းလိုပဲဗျအကုန်လုံးအခြေခံကသူလိုက်လောက်တာအမိုက်သိန်းတာကစားပြီးအမှစူပါမာဆိုလို့ရှိရင်ငါးတွေပါလှိရတယ်ဗျငါးတွေပါကျွန်တော်တို့မလှိရဘူးငါးတွေပါလှိရတက်ရှိတယ်ဒါပေမဲ့သူကိုယ်တိုင်လိုက်လှီးတာအဲ့ဒီငါးတွေပါလှီးမယ်ဆိုလို့ရှိရင်သူကိုယ်တိုင်လိုက်လှီးတယ်အဲ့လိုမျိုးလိုက်လို့တာပေါ့နော်အခြေခံစာပြီးလိုက်လို့တာအဲ့ဒီမှာကကျွန်တော်ဘာတွေလုပ်ရလဲဆိုလို့ရှိရင်သူကစူပါမာကြာပစ္စည်းတွေအရွက်တွေပါရကြာဒီအပေါ်ထက်ရှိတယ်အောက်ထက်မှာရှိတယ်မြေအောက်ထက်ပေါ့နော်မြေအောက်ထက်မှာထားတာအရွက်တွေအကုန်လုံးအသားတွေရေခဲခန်းတွေကရေခဲတတာတွေအကုန်လုံးအောက်ထက်မှာပဲထားတာဆိုတော့ကြာအောက်ထက်ကနေပြီးအပေါ်အဲ့လိုတွန်းတင်ရတာပေါ့ဘိန်းနဲ့တွန်းတင်ရတာပစ္စည်းတွေပါအရန်များလို့ဆိုလို့ရှိရင်တော့သူကဓာတ်လီကရှိဓာတ်လီကရင်တက်ရတာပေါ့နော်ပစ္စည်းတွေပါနေမဲ့ဆိုလို့ရှိရင်တော့ဒီတိုင်းမှာဟိုနဲ့အောက်ကနေတွန်းပြီးတော့ဒိုင်းချရှိရပေါ့နော်
လင်းပုံစံမျိုးတွေရှိတယ်လင်းပုံစံမျိုးအပေါ်ကိုတွန်းရတာပူတဲ့ချိန်မှာဆိုလို့ရှိရင်တော့အရန်ပူတယ်ဗျအပြင်ကိုမထွက်ချင်ဘူးအေးတဲ့ချိန်ဆိုလို့ရှိရင်အပြင်ကိုမထွက်ချင်ဘူးအရန်အေးတာကိုအဲ့လိုမျိုးချိန်တော့ရှိတယ်ပြင်ပန်းခဲ့ရတွေကအဲ့နေပူတာနဲ့လို့အေးရလောက်ပဲရှိတယ်ဗျအလုပ်လူကအရန်ကြီးပြင်ပန်းတာတော့မဟုတ်ဘူးယောက်ျားလေးတယောက်နဲ့ပေါ့နော်မိန်းကလေးတယောက်နဲ့ဆိုလို့မိန်းကလေးတယောက်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပစ္စည်းတွေပါအောက်ကတွန်းတင်ရတာတော့တော်တော်လေးပန်းတယ်ဗျာယောက်ျားလေးတယောက်အနေနဲ့ကြာရန်ကြီးမပန်းဘူးဗျာလောက်ရတာသူကနေသူအဆင်ပြေတယ်ပေါ့နော်လောက်ရတာရန်ကြီးပင်ပန်းတာလည်းမဟုတ်ဘူးပင်ပန်းတဲ့ချိန်ကနေပူတဲ့ချိန်နဲ့အရန်ကြီးအေးတဲ့ချိန်တစ်ခုတော့ပဲပင်ပန်းတာဗျာကျန်တဲ့ချိန်ကပုံမှန်လောက်ပဲအဲ့ဒီလုံးမှာတော်တော်လေးအဆင်ပြေတယ်အဲ့ဒီလုံးမှာကျတော့ဘာတွေသင်ခန်းစာရလဲဆိုလို့ရှိရင်ကျွန်တော်သင်ခန်းစာရလေအများကြီးပဲဗျဘာလဲဆိုလို့ရှိရင်သူတို့တွေက customer တွေလောင်ခေါ်တဲ့အပိုင်းပေါ့နော် customer တွေလောင်ခေါ်တဲ့အပိုင်းမှာသူတို့ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒီဆိုင်ရှိတက်တဲ့မှာပုံမှန်ကဟို copy ထုတ်ရှိတယ်ဥပမာ copy ထုတ်ပဲထားနော်ပုံမှန် copy ထုတ်က200နဲ့ရောင်းနေတဲ့အချိန်မှာသူတို့ရောင်းတဲ့အချိန်က100ဈေးဖြစ်သွားတယ်ဆိုလို့ရှိရင် copy ထုတ်ကိုကျွန်တော်ဆိုင်တွင်းနဲ့မထည့်ဘဲနဲ့ဆိုင်ရှိမှထားတာပြောရမှာဆိုဈေးရှို့ပါတယ်ပေါ့ဗျာဒီဥစ္စာဈေးရှို့ပါတယ်ဆိုပြီးဆိုင်ရှိမှလူသိများအောင်ထားတာဒါပေမဲ့အဲ့တခုလည်းတော့မဟုတ်ဘူးပေါ့ဗျာတခြားဥစ္စာတွေလည်းရှိတယ်မှာခရမ်းညင်သီးတွေရှိတယ်တခွာသီးတွေပါတယ်ရှိမှာပေါ့နော်အဲ့လိုမျိုးဥစ္စာတွေဆိုလို့ရှိရင်ပုံမှန်ကဈေးကြီးနေတဲ့အရာတွေကသူတို့ဈေးရှို့လာတဲ့အချိန်မှာကဆိုင်ရှိမှထားတာပေါ့နော်ဒါက customer တွေခေါ်တဲ့နီလန်ဗျ customer အပြင်ကကြည့်လိုက်ပြီဆိုတော့အော်ဒီဈေးကတက်မှကောဆိုပြီးအတွေးနဲ့ဝင်လာလို့ဆိုပြီးသူတို့တွေခေါ်တာပေါ့နော်အဲ့လိုမျိုးဥစ္စာရောကျွန်တော်တို့သင်ခန်းစာရတယ်ပြီးတော့ဈေးအပြောင်းလဲတွေပေါ့နော်ဈေးကတက်သမတ်တက်သွားတာမဟုတ်ဘူးဗျအချိန်ဒီပေါ်မူတည်ပြီးတော့ဈေးကပြောင်းလဲနေတာအမြဲတမ်းပြောင်းလဲနေတာပြီးတော့ Regina မှာပါထားလဲဆိုလို့ရှိရင် Regina မှာကလေးလေးကြိုက်တဲ့အရာလေးတွေပြီးတော့ဈေးရမ်းရှိုးတဲ့အရာလေးထားထားတယ်ဘာလို့လဲဆိုကျွန်တော်စဉ်းစားမိတာပေါ့နော်ကလေးလေးကြိုက်တဲ့အရာတွေဘာလို့ထားလဲဆိုလို့ရှိရင် Regina မှာကတော်တော်များများကဘလောက်ပဲသွားဒီစူပါမားကတ်ကြီးဘလောက်ပဲဈေးပတ်ဗျာချိန်နိုင်ဒီ Regina မှာပတ်ဆက်ရှင်းရမှာကို Regina မှာပဲလူတွေလားဆိုတာဆိုတော့じゃအဲ့ချိန်မှာ तू ကကလေးလေးကြိုက်တဲ့အရာလေးဆိုတော့ကလေးလေးတွေကဒါလေးတွေမြည်လို့ရှိရင်ပူစားတယ်ဗျာအာမေဒါလေးဝယ်ပြပါဦးဖေးဒါလေးဝယ်ပြပါဦးပူစားတော့じゃအမေတွေကလည်းတော်တော်များများကပူစားတဲ့အရာဆိုတော့ကလေးလေးကြိုက်တဲ့အရာဆိုတော့じゃမငင်းတော့ဘူးလေယူပေးလိုက်ထည့်လိုက်တယ်ပြီးနောက်ပြီးတော့ဈေးရှုတဲ့အရာလေးထားတယ်ဘာလို့ဈေးရှုတဲ့အရာလေးထားလဲဆိုလို့ကျွန်တော်ဒါကကျွန်တော်တစ်ဖက်သက်အတွေးပေါ့နော်ဟုတ်ရှင်မှလည်းဟုတ်မယ်သူတို့စစ်တန်နဲ့ကြိုက်ရှင်မှကြိုက်မယ်ကျွန်တော်တွေးမိတာအရာပေါ့နော် Regina ထားတော့じゃဈေးရှုတဲ့အရာလေးဆိုကျွန်တော်ကိုယ်တိုင်မဲနော်ဈေးဝယ်မိပြီဆိုလို့ရှိရင် Regina မှာဒါလည်းဈေးရှုရဆိုကောက်ထည့်လိုက် plus ဈေးရှုရဆိုပြီးကောက်ထည့်လိုက်မိတယ်လွယ်ကူကောက်ထည့်လိုက်မိတယ်ဗျာဈေးတွေပါမတွေးတော့ဘူးလေမတွေးတော့ဘူးဘာလို့ဆိုဈေးကရှုတာကိုအဲ့လိုကောက်ထည့်လိုက်တဲ့အခါကြီးရှိတယ်တွေးမိတော့သူတို့တွေအဲ့ဒီအကြောင်းမလို့ဈေးရှုလို့ရှိရင်လွယ်ကူကောက်ထည့်ကြတယ်ဆိုတော့တွေးနဲ့ Regina မှာဈေးရှုရလေးထားတာဆိုတော့တွေးပေါ့နော်ဒါကကျွန်တော်တင်ယူရတဲ့အရာပေါ့နော်ဒီအလုပ်တွေကတင်ယူရတဲ့အရာအဲ့ဒါပေါ့နော်ဒီစူပါမားကတ်တင်ယူရတယ်တော်တော်များများကတော့ကျွန်တော်လုပ်ခဲ့တဲ့အလုပ်တွေမှာအတွေ့အကြုံတွေရပါတယ်သင်ခန်းစာတွေရတယ်ဟိုတယ်စင်းနဲ့ဟိုတယ်မလို့ပြီးတော့ဒီပေါမုံဆေးရုံတွေနဲ့ပေါမုံဆေးရုံပြီးတော့ 7-Eleven ဆိုလဲ 7-Eleven ပြီးတော့စူပါမားကတ်ဆိုလဲစူပါမားကတ်ပေါ့တော်တော်လေးအတွေ့အကြုံတွေရခဲ့တယ်ပေါ့နော်အလုပ်ထဲမှာလည်းကျွန်တော်တော်များများပျော်ရွှင်ခဲ့ရတယ်ဒီအလုပ်၄ခုထဲမှာကျွန်တော်အရင်ကြီးစိတ်ညစ်ခဲ့ရပါတယ်အလုပ်လို့ကျွန်တော်မရှိခဲ့ဘူးတော့ပင်မန်းနေဗျာပင်မန်းနေတာနှာခေါင်းသွေးထွက်လာအောင်ကျွန်တော်အစပို့သူလို့ပေါ့နော်နှာခေါင်းသွေးထွက်လာအောင်ကျွန်တော်ပင်မန်းနေဒါပေမဲ့ကျွန်တော်ကြောင်းထွက်ပြီးတော့ဗီဇာပြောင်းလိုက်မယ်ဆိုတော့တစ်ခုမှမရှိခဲ့ဘူးအဲ့ဒီပေါ့နော်ပင်မန်းနေဆိုရင်အလုပ်ကလူကတော့ပင်မန်းနေဗျာနှာခေါင်းသွေးပါတော့ထွက်တယ်ဆိုတော့စဉ်းစားကြည့်ဗျာအရင်ပင်မန်းခဲ့တဲ့အချိန်ကြီးပေါ့နော်ထွက်ပြီးတော့ဗီဇာပြောင်းမယ်လို့ကျွန်တော်တစ်ခါလေးမှတောင်ကျွန်တော်မစဉ်းစားမိခဲ့ဘူးပေါ့နော်အလုပ်ထဲမှာလည်းပျော်လည်းပါပါတယ်ဒီစူပါမားကတ်မှာလည်းကျွန်တော်ခုနတင်ယူခဲ့ရတယ်ရှိတယ် 7-Eleven ကြာဘာတွေတင်ယူခဲ့ရလဲဆိုလို့ရှိရင်sorry 7-Eleven မှာကပစ္စည်းတွေရောင်းမကုန်တဲ့ပစ္စည်းတွေရှိတယ်ဗျဒီအာလူးကြော်တွေရှိမယ်ပြီးတော့အေးဘူးတွေရှိမယ်ရောင်းမကုန်တဲ့ပစ္စည်းတွေရှိတယ်ရောင်းမကုန်တဲ့ပစ္စည်းတွေဆိုရင်တို့ဘယ်လိုလုပ်လဲဆိုတော့ကြာဒီပစ္စည်းအသစ်တစ်ခုထွက်တဲ့အချိန်မှာဒီပစ္စည်းအသစ်တစ်ခုပေါ့နော်ပစ္စည်းအသစ်တစ်ခုဝယ်မယ်ဆိုလို့ရှိရင်ဒီရောင်းမကုန်တဲ့ပစ္စည်းတွေတစ်ခုလကားရမယ်ပေါ့နော် free ရမယ်ပေါ့နော်ကူပန်ထွက်မယ်ပေါ့နော်အဲ့ဒါကတို့အချိန်သတ်မှတ်ထားတယ်ဥပမာဗျာဒီ9လပိုင်း14ရက်ကနေပြီးတော့ကြာ9လပိုင်း20ရက်နေ့ထိဝယ်မယ်ဆိုလို့ရှိရင်ဒီပစ္စည်းအသစ်တစ်ခုဝယ်မယ်ဆိုလို့ရှိရင်ဒီကူပန်တစ်ခုရမယ်ဒီပစ္စည်းရောင်းမကုန်တဲ့ပစ္စည်းအသစ်တစ်ခုရမယ်ပေါ့နော်သူတို့အဲ့လိုဈေးကရောင်းမကုန်တဲ့အရာတွေသူရောင်းထွန်အဲ့လိုလုပ်တာပေါ့နော်အဲ့ဒါတော်တော်များများတွေကဘာလို့လဲဆိုလို့ရှိရင်ဒီပစ္စည်းအသစ်တစ်ခုလည်းသူတို့သိသွားမယ်အော်ဒီပစ္စည်း 7-Eleven မှာဒီပစ္စည်းရှိပါလားဆိုတော့သူတို့သိသွားတယ်ပြီးဒီရောင်းမကုန်တဲ့ပစ္စည်းတွေကိုလည်းဒီကူပန်နဲ့သူတို့ဝယ်တဲ့ຢာနဲ့ရောင်းထွက်သွားတယ်ပေါ့နော်အဲ့ဒါတခုကကျွန်တော်သင်ခန်းစာရတယ်သင်ရတဲ့ຢာတွေပေါ့နော်ဒီအယောင်းမိုက်နဲ့ပတ်သက်ပြီးသင်ရတဲ့ຢာတွေသူတို့ကကူပန်ကိုလည်းအချိန်သတ်မှတ်ထားတယ်ဗျဘယ်ရက်တွင်ဘယ်ရက်ကနေဘယ်ရက်တွင်ဝယ်မှဒီကူပန်ရမယ်
ပြီးတော့ဘယ်ရက်ကနေဒီကူပွန်ကဒီအသုံးပြုခြင်းကဒီရက်ကနေဒီရက်တွင်ပဲရမယ်ဆိုပြီးတော့သတ်မှတ်ထားရရှိတော့ကြာလူတွေကလည်းအဲ့ရက်တွင်ပဲဝယ်ကြတယ်ရှိတယ်အများကြီးရှိတယ်နောက်ပြီးတော့ 7-Eleven မှာဘာတွေ customer တွေဘယ်လိုခေါ်လဲဆိုလို့ရှိရင်ခုကြီးလို့ခေါ်တယ်ကျွန်တော်တို့နှိုက်ရမဲနှိုက်ရတဲ့ပုံစံမျိုးပါတခါဆိုလို့ရှိရင် one piece ရုပ်တွေပေါက်တယ်တခါဆိုလို့ရှိရင်လူရုပ်တွေအဲ့လိုမျိုးအရုပ်တွေပေါ်တော့ omotion လို့ခေါ်တဲ့အရုပ်တွေပေါက်တယ်တခါဆိုလို့ရှိရင်စပိန်တွေရှိတယ်တခါဆိုလို့ရှိရင်ကားလေးတွေရှိတယ်ကျွန်တော်မှတော့ကားရှိသေးတယ်ပဲနောက်တစ်ခါနေကျွန်တော်ပြမယ်အဲ့လိုမျိုးလောက်တာပေါ့နော်ဒါတွေက customer တွေခေါ်တဲ့နီးလန်းတွေဗျတော်တော်များများကစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်မဲနိုင်ပြရတဲ့အရာကိုတော်တော်များများသဘောကျကြတယ်ကျွန်တော်လည်းရန်သဘောကျတယ်ပေါ့နော်တော်တော်လည်းသဘောကျတယ်တော်တော်များများကသူတို့ကြိုက်တဲ့အရာဆိုလို့ရှိရင်အဲ့မှာမဲဆိုလို့ရှိရင်တစ်ခုကိုအနည်းဆုံး900 800ရှိတယ်ပေါ့နော်တခါဆိုလို့ရှိရင်မဲကဘယ်နှခုလောက်ရှိမယ်ဆိုလို့ရှိရင်90 80 100နီးပါးလောက်တော့ရှိတယ်မဲခုကြီးပေါ့နော်အဲ့ဒီမှာ तू ကနောက်ဆုံးဝယ်တယ်ဆိုလို့ရှိရင်ပစ္စည်းအကြီးတစ်ခုရှိတယ်အဲ့ဒါကနောက်ဆုံးတစ်ခုမှဝယ်လို့ရှိရင်အပစ္စည်းတစ်ခုရတာပေါ့နော်တချို့လူတွေဆိုလို့ရှိရင်10ခုလောက်ကြံလို့ရှိလို့ရှိရင်10ခုလုံးဝယ်သွားတာဘာလို့လဲဆိုလို့ရှိရင်ဒီနောက်ဆုံးရှိတဲ့အရာကြီးကိုသူတို့မှတ်တာပေါ့နော်နောက်ဆုံးကလူကြိုက်များတဲ့အရာကြီးထားထားတာပေါ့နော်အဲ့ဒါမဲ့လိုမျိုး10ခုရှိလို့ရှိရင်တော်တော်များများကအမှ10ခုလုံးဝယ်သွားကြတာအဲ့မဲ့ဆိုလို့ရှိရင်ခုကြီးအကုန်လုံးရောင်းကုန်သွားတာပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အေးဘူးတွေပါတယ်ရှိတယ်မုံတွေပါတယ်ရှိတယ်ဥပမာဒီမုံဝယ်မယ်ဆိုလို့ရှိရင်ဒီလိုရုပ်ကလေးလက်ဆောင်ရမယ်ဒီမျိုးအေးဘူး2ဘူးဝယ်မယ်ဆိုရင်ရုပ်တစ်ခုလက်ဆောင်ရမယ်ပေါ့နော်တော့ဒီလိုမျိုး၄ဘူးဝယ်မယ်ဆိုလို့ရှိရင်အေးဘူး၄ဘူးဝယ်မယ်ဆိုလို့ရှိရင်ရုပ်တစ်ခုလက်ဆောင်ရမယ်အဲ့လိုမျိုးလို့ရှိတယ်ကျွန်တော်လည်းဝယ်ထားတာရှိတယ်ဒီလိုမျိုးကားလေးပေါ့နော်ဒါကဟို 7-Eleven ကကားပုံစံမျိုးလေးကျွန်တော်တို့ဒီပြောစိုင်ပုံစံမျိုးလေးလုပ်လို့ရတယ်စိုင်လည်းခင်းလို့ရတယ်ပေါ့နော်ဒီအောက်မှာကပြောရမယ် 7-Eleven ရဲ့ 7-Eleven တော့မဟုတ်ဘူးကျွန်တော်တို့ကားတွေပေါ့နော်ဒီစိုင်လမ်းဘေးမှာထွက်တဲ့ကားပုံစံမျိုးလေးပေါ့နော်အဲ့လိုကားမျိုးလေးလည်းရှိတယ်ဒါကကျွန်တော်ဆိုလို့ရှိရင်ဒါကအေး၄ဘူးဝယ်လို့ရှိရင်ဒီလိုမျိုးကားတစ်စီးလေးရတယ်ဒီလိုမျိုးကားရှိတယ်ပြီးတော့ crane တွေရှိတယ် buffalo တွေရှိတယ်အမျိုးမျိုးရှိတယ်ပေါ့နော်ဒါရွေးချယ်လို့ရတယ်အဲ့ဒါနော်ချိုးကြီး၄ဘူးဝယ်မှာဒီလိုကားတစ်စီးရတာနော်စဉ်းစားကြည့်နော်သူတို့တွေဘယ်လောက်ဟိုစီပွားရေးညံပေါ့နော်ကျွန်တော်ဘက်ကတွေးမိတယ်စီပွားရေးအမျှော်မြင်ပေါ့နော်ချိုးကြီး၄ဘူးဆိုရင်တဘူးဆိုလို့ရှိရင်120လောက်တော့ရှိမှာဗျအဲ့လို၄ဘူးဝယ်လို့ရှိရင်သူတို့ဒီလိုလက်ဆောင်တွေတစ်ခုဝယ်တယ်ပေါ့နော်ဒါကလည်းသူတို့တွေက customer တွေခေါ်တဲ့နီးလန်းလို့ကျွန်တော်ထင်တယ်ဗျ 7-Eleven မှာကတော်တော်များများလာကြနီးလန်းနေရမျိုးခုကြီးမရှိမယ်ပြီးတော့ဒီလိုမျိုးတွေလေးခုဝယ်တစ်ခုရတယ်ရှိမယ်လက်ဆောင်တွေရှိမယ်ပြီးလို့ရှိရင် coffee set တွေနောက်ပိုင်းဟိုးရင်တော့ဆိုကျွန်တော်ပြောကြားကြတာပေါ့နော်ဆရာကြီးကြားတာပေါ့နော်ဒီတော့ 7-Eleven မှာ coffee set တွေဘာတွေမရှိဘူးတဲ့ဒီ coffee set တွေဘာတွေရှိတယ်ပြီးတော့ band တွေဘာတွေရှိတယ်ပြီးတော့ copy နော် copy ကူးတဲ့ set တွေရှိတယ်ဆိုတော့ဒါက customer တွေခေါ်တဲ့အကြောင်းအရာလေးတွေပေါ့နော်ဒါကကျွန်တော်ဒီအလုပ်ထဲမှာရခဲ့တဲ့အတွေ့အကြုံတွေထဲမှာရခဲ့တဲ့သင်ခန်းစာတွေပေါ့နော်အဲကြောင့်ဒီဥစ္စာတွေကတော့တကယ်အပြင်မှာဆိုလို့ရှိရင်တကယ်လက်တွေ့အသုံးချလို့ရမယ့်အရာလေးတွေဗျကျွန်တော်တော့မှဆိုင်ဖွင့်လို့ရှိရင်ဒါမျိုးတွေလုပ်မယ်ဆိုပြီးကျွန်တော်စဉ်းစားတာရှိတယ်ပေါ့နော်ဒီမျိုးလေးတွေကဒီဟာကကြာဘယ်လိုပြောရမလဲဘယ်လို့မှတင်တာမဟုတ်ဘူးဗျအလုပ်ကတင်သွားတာအလုပ်လုပ်ရင်းနဲ့မှဒါမျိုးလေးတွေရှိတယ်စူပါဆိုလို့ရှိရင်လူတွေခေါ်တဲ့ပုံစံမျိုးတွေသူတို့အတိရွယ်ရောင်းရတဲ့ပုံစံမျိုးတွေ 7-Eleven ဆိုလည်းသူတို့ရောင်းရတဲ့ပုံစံမျိုးကဘယ်လိုလူတွေခေါ်တယ်လဲအဲ့လိုမျိုးတွေအမျိုးမျိုးရှိရဗျာဟိုတယ်ဆိုလို့ရှိရင်တော့ဟိုတယ်ကတော့ဒီတန်ရှင်းပိုင်းနဲ့လူတွေခေါ်တာပေါ့နော်တန်ရှင်းပိုင်းနဲ့ပြီးတော့ view တွေကြည့်ပြီးတော့လူတွေခေါ်တာ view ကောင်းလို့ရှိရင် customer တွေလာမယ်တန်ရှင်းရင် customer တွေလာမယ်အဲ့လိုမျိုးခေါ်တာပေါ့နော်ဟိုတယ်တွေကကြတော့ဒီ supermarket တွေကကြအဲ့လိုမျိုးပစ္စည်းတွေနဲ့ခေါ်ရတာပေါ့နော်ဒါတွေကတော့တနည်းတနည်းမတူကြဘူးဗျဒါကကျွန်တော်သင်ခန်းစာရတဲ့အကြောင်းလေးအရန်လဲပျော်ခဲ့ရတယ်အရန်လဲသင်ခန်းစာရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နောင်တရာဆုံးတစ်ခုရှိတယ်ဗျ။ဘာလဲဆိုလို့ရှိရင်ကျောင်းသားဘဝမှာမလုပ်ခဲ့ရတဲ့အရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်စားတော့ဆိုင်လို့ကျွန်တော်မလုပ်ခဲ့လိုက်ရအောင်။ဘာလို့မလုပ်ခဲ့လဲဆိုလို့ရှိရင်လှုပ်ထွက်လိုက်ပြီဆိုတော့ကျောင်းတော်ကပြင်ပန်းသွားမယ်ကျောင်းတော်ကမလောက်ဖဲနေမယ်ဆိုတော့အတွေးနေပေါ့နော်ကျွန်တော်စားတော့ဆိုင်လို့မလုပ်ခဲ့ရဘူး။စားတော့ဆိုင်လို့ကျွန်တော်ရန်လှုပ်ရှင်ခဲ့တာပေါ့နော်။အမှန်တမ်းပြောဘူးလည်းလှုပ်ရှင်တယ်စားတော့ဆိုင်လို့ကိုဘာလို့လဲဆိုလို့ရှိရင်ဒီအတွေ့အကြုံလိုချင်တာဗျာကျွန်တော်ကဒီ community မှာလည်းတွေ့ကြုံရပြီးသွားပြီ supermarket လည်းတွေ့ကြုံရပြီးသွားပြီဒီပေါမုံဆက်လည်းတွေ့ကြုံရတယ်ဟိုတယ်မှာလည်းတွေ့ကြုံရပြီးသွားပြီဒီ Southern ဆိုင်လို့ကိုကျွန်တော်တခါမှမလုပ်ခဲ့ရဘူးဂျပန်ရောက်တော့ကြလေအဲကြောင့်ကျွန်တော်ဒီ Southern ဆိုင်လို့ကိုကျွန်တော်လုပ်ဖို့ကြည့်နေတယ်တော်တော်များများကိုလည်းဒီခုဟိုကျောင်းတက်နေတဲ့သူတွေအချိန်မှလုံးနေတဲ့သူတွေလည်းကျွန်တော်ပြောချင်တာကဒီဂျပန်နေတက်မှတ်ထားတာရှိတယ်ဘာလဲဆိုလို့ရှိရင်ဂျပန်ရဲ့ part time လို့ပြောလိုက်ပြီးဆိုတာ ਨੇ အီဇာကာယာတို့ Southern ဆိုင်ကိုပြည့်မြင်ကြတယ်ဒါသူတို့ရဲ့ part time job ပေါ့နော်ဂျပန်တော်တော်များများအဲ့လိုပဲခံရတယ်။ part time ကိုလုပ်မယ်ဆိုလို့ရှိရင်အီဇာကာယာလုပ်မယ်။အီဇာကာယာဆိုတာဒီရက်ဆိုင်ကိုပြောတာပေါ့နော်။ရက်ဆိုင်မှာလုပ်မယ်ပြီးတော့စားသောက်ဆိုင်မှာလုပ်မယ်ပေါ့နော်။ကျွန်တော်အဲ့ဒီခုမလုပ်ခဲ့ရတာတော့တော်တော်လေးနောင်တရခဲ့တယ်ဗျ။ဒီစားသောက်ဆိုင်မှာမလုပ်ခဲ့ရတာပေါ့နော်။ဘာလို့လဲဆိုရင် customer တွေပေးတဲ့ပုံစံကစားကျွန်တော် line မှာတွေ့ရတယ်ပေါ့နော်။ customer မှာခွက်တွေပါဒီကင်တာအစားကျွန်တော် hotel တွေပါဒီသွားတော့ကြာကျွန်တော်ကြောင်းတက်တော့ပါပေါ့နော်။ hotel မျိုး
အတင်နေနဲ့သွားတော့ဆိုရင်သူတို့တင်ပေးတဲ့ပုံစံလေးတွေရှိတယ်ပစ္စည်းတွေဘယ်လိုကန်ရတယ်ဇုံးတွေခင်းတွေဘယ်လိုကန်ရတယ်ပြီးတော့ customer တွေပစ္စည်းတွေချတဲ့အချိန်မှာဘယ်လိုနေရာဘယ်လိုချရတယ်ပြီးတော့ရင်းနှီးဘက်ကညာပဲဇုံးကညာပဲအဲ့လိုမျိုးတတ်မှတ်တာတွေရှိတယ်ဗျာကျွန်တော်ကအမှဒီစောက်ဆိုင်မှာမလုပ်ခဲ့ရတော့အဲ့လိုမျိုးတွေဒီမှာ line online ရပဲရတဲ့ဘူးတူတာပဲရှိတာဗျာလက်တွေ့အတွေ့အကြုံကျွန်တော်မလုပ်ခဲ့ရတော့ကြာနောင်လာရတယ်ဆိုတော့ပေါ့နော်အမှန်တမ်းပြောရင်ဒီဥစ္စာတွေကလှုပ်တင်နေဗျာအကြောင်းသားဘဝမှာဘာလို့လဲဆိုရင်ကိုကအလုပ်တွေတော်တော်များများလုပ်ကြည့်ဘူးမှကိုတကယ်လှုပ်ရှင်တာကဘာလဲဆိုတော့တတိချာလေးသိလာမှာဗျမလှုပ်ဘူးပဲနဲ့ဆိုရင်တော့ကိုတကယ်လှုပ်ရှင်တဲ့အကြောင်းကိုတတိချာလေးသိမှာမဟုတ်ဘူးဗျကျွန်တော်ပြောချင်တာပေါ့နော်ဒီနေ့မှာကျွန်တော်ပြောချင်တာကအလုပ်တွေတော်တော်များများအစုံလုပ်ကြည့်ပါအစုံလုပ်ကြည့်ပြီးဆိုမှအဲ့ဒီထဲမှာကိုနဲ့ကြိုက်မဲ့လို့ပြီးတော့ကိုတကယ်ဝါသနာပါတဲ့လို့ကိုသိရမှာဗျကျွန်တော်လည်းနောင်တရခဲ့တာပေါ့နော်အဲ့စောစောမလုပ်ခဲ့တာနောင်တရတယ်တကယ်လည်းလှုပ်ရှင်နေရပါတယ်နောက်ဆုံးနေကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်သူများနိုင်ငံမှာကဒီအလုပ်ကိုလည်းကိုယ်တိုင်လုပ်ရတယ်ကျောင်းလောက်ကလည်းကိုယ်တိုင်သင်ရတယ်ပြီးတော့ကိုကျမ်းမာရေးကိုလည်းကိုယ်တိုင်ဂရုစိုက်ရတဲ့အတွက်ကြောင့်မလို့အတိတ်ကတော့ကိုကျမ်းမာရေးကိုကိုယ်တိုင်ဂရုစိုက်ပါဘာလဲဆိုကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့သလိုပဲဒီလိုကိုယ့်ဘက်ကမကျမ်းမာဘူးဆိုရင်တောင်မှတငယ်ချင်းတွေအတိမိတ်ဆွေတွေကိုကောင်မလေးတွေကလာပြုစုခြင်းနဲ့ဆိုရင်တောင်မှဗျာသူတို့မှလည်းလုပ်တွေရှိသေးတယ်ပြီးတော့အလုပ်ခလည်းသူတို့တွေရဲ့ဒီတိုင်းပဲရုပ်တရက်ကြီးပြက်လိုက်လို့မရဘူးဆိုတဲ့ကြောင့်မလို့အဓိကကိုကျမ်းမာကိုအရင်ဂရုစိုက်ပါပြီးတော့အိတ်စိန်စားချိန်စားကြည့်ချိန်ကိုကိုယ်တိုင်လေးအချိန်ကိုတည်တည်ရှားလေးတတ်မှတ်ထားပါကျွန်တော်ဆိုလို့ရှိရင်ကျောင်းသားဘဝတော့ဆိုလို့ရှိရင်အနည်းဆုံးတစ်နေ့ကို9နာရီအိတ်ဖို့တတ်မှတ်ထားတယ်ပေါ့နော်ကျွန်တော်ပြည့်အောင်လည်းအိတ်တယ်ဒါပေမဲ့တစ်ခါလေးလှုပ်ပန်းတဲ့အချိန်တွေကြာလို့ရှိရင်နှာခေါင်းသွေးတွေပါထွက်တာတော့ရှိတယ်ဆိုပေမဲ့ကျွန်တော်အလုပ်တွေမှာအိတ်ချိန်ကတစ်နေ့ကို9နာရီတတ်မှတ်ထားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ကြောင့်မလို့ခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုလည်းအိတ်ချိန်ကိုတည်တည်ရှားလေးတတ်မှတ်ပါအိတ်ချိန်စားချိန်ပြီးတော့စားကြည့်ချိန်အစားအသောက်ကိုလည်းတည်တည်ရှားစားပါမှန်တယ်မျိုးပါနဲ့အရင်ကြီးစားတောက်ဖြစ်ပြောတာမဟုတ်ဘူးပေါ့နော်ဒီပုံမှန်လေးစားပါကိုနဲ့အာဟာရကိုက်မယ်အစားအသောက်ကိုစားပါကိုကြမ်းမိုက်နဲ့ကိုက်ညီမဲ့အစားအသောက်တွေစားလို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အတွေ့အကြုံယူပါကိုလုတ်ခဲ့တဲ့အလုပ်တွေတည်းကနေပြီးတော့ကြာကိုကအလဟတမနေပါနဲ့အဲ့ဒီမှာတွေ့ကြုံတွေရှိတယ်သင်ခန်းစာတွေအများကြီးရှိတယ်ဘယ်လုံးမှမဆိုပေါ့နော်သင်ခန်းစာတွေအများကြီးရှိတယ်အဲ့ဒီထဲကရတဲ့သင်ခန်းစာတွေသူတိရှာလေးယူပါကျွန်တော်ဆိုလို့ရှိရင်လောက်ထဲမှာရတဲ့သင်ခန်းစာတွေကျွန်တော်စောင်းတုံးနဲ့မှတ်ထားတယ်ပေါ့နော်ဘယ်လောက်ကဘယ်လိုရခဲ့တယ်သင်ခန်းစာဘယ်လိုရတယ်ပြီးတော့ဘယ်ကုမ္ပဏီကဘယ်လိုလုပ်တယ်ဘယ်လောက်ကဘယ်လိုလုပ်တယ်ဆိုကျွန်တော်မှတ်ထားလေးရှိတယ်ပေါ့နော်ဘာလို့လဲဒါတဲ့နောက်ရှင်မှာကိုအတွက်အသုံးဝင်ခြင်းနဲ့ဝင်လာလိမ့်မယ်ဗျာအသုံးဝင်တောင်မှကိုယ့်တဲ့ဘူးတူတာရတယ်ပေါ့နော်အဲ့လိုမှတ်ထားရရှိတယ်ဒါမှမဟုတ်အလုပ်တစ်ခုထဲမှာဒီအလုပ်ပဲလုပ်မနေဘဲနဲ့သင်ခန်းစာတွေလည်းယူပါပြီးတော့အတွေ့အကြုံတွေယူပါကျွန်တော်ပြောချင်ပါတယ်နောက်ပြီးတော့ကြာအချိန်ကိုစီမံခန့်ခွဲပါပေါ့နော်ကျောင်းချိန်ရှိမယ်အလုပ်ချိန်ရှိမယ်တတိရှာလေးစီမံခန့်ခွဲပါအချိန်ကိုသာတတိရှာလေးစီမံခန့်ခွဲတတ်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်လည်းတက်တာမယ်အုံနောက်ကိုလည်းအနာပေးရရောက်မယ်ဗျတတိရှာလေးစီမံခန့်ခွဲပါအချိန်ကိုတတိရှာလေးစီမံခန့်ခွဲပါပေါ့နော်နောက်ပြီးတော့ပြောချင်တာကအလုပ်ပေါင်းစုံလုပ်ကြည့်ပါအလုပ်ပေါင်းစုံလုပ်ကြည့်မယ်ဆိုလို့ရှိရင်အတွေ့အကြုံတွေအများကြီးရမယ်ပေါ့နော်ခုနကကျွန်တော်ပြောသလိုပဲကျွန်တော်စောစောဆိုင်မလုပ်ခဲ့ရတော့စောစောဆိုင်ရဲ့အတွေ့အကြုံတိတ်မရခဲ့ဘူးမရခဲ့တာပေါ့နော်မလုပ်ခဲ့တော့ကြအလုပ်ပေါင်းစုံလုပ်ကြည့်ပါအလုပ်ပေါင်းစုံလုပ်ကြည့်ရင်းနဲ့မှအဲ့ထက်တော့ကိုကဘာဝဝဒနာပါတာလဲကိုတကယ်လှုပ်ရှင်တာကဘာလဲဆိုတာသေချာလေးသိမှာပေါ့နော်ပြီးတော့ကိုနဲ့ကိုက်ညီတဲ့လောက်ကဘာလဲဆိုသေချာလေးသိမှာပေါ့နော်အဲကြောင့်လို့အလုပ်ပေါင်းစုံလုပ်ကြည့်တယ်ပါအကြောင်းသားဘဝမှာလုပ်ခွင့်ရတဲ့အချိန်မှာလုပ်ခွင့်လိုက်ပါလို့ကျွန်တော်ပြောချင်ပါတယ်စကားမဆက်ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ဒီနေ့လေးမှာပဲဆုံးသက်ပါမယ်ခင်ဗျာဒီဗီဒီယိုလေးကကျွန်တော်တနားရီကျော်ရိုက်ခဲ့တဲ့ postcard ကကျွန်တော်ပထမဆုံးရိုက်တဲ့အခါမလို့ကျွန်တော်ဒီဗီဒီယိုလေးမှာမှားတာတွေရှိမယ်ပြီးတော့စကားပြောတဲ့နေရာလေးမှာလိုအပ်တာလေးတွေရှိမယ်ပြီးတော့ခန္ဓာကိုယ်ပုံစံမျိုးလေးတွေရှိမယ်ဆိုတဲ့အတွက်ကြောင့်မလို့အမှားလေးတွေရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ပြင်သင့်တဲ့အရာတွေဘယ်နေရာလေးကဘယ်လိုလေးပြင်သင့်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကျွန်တော်ရဲ့ကွန်မန့်မှာရေးသားပေးပါအောင်ကျွန်တော်ရဲ့အကြံဉာဏ်လေးပြသွားပေးပါအောင်ဒါကကျွန်တော်ပထမဆုံးတနားရီကျော်ကြောင်ရိုက်ခဲ့ဘူးတဲ့ပထမဆုံးဗီဒီယိုပဲဖြစ်ပါတယ်ပထမဆုံး postcard ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အမှားလေးတွေကိုကျွန်တော်လည်းပြင်ဆင်လို့ရတာပေါ့နော်အကုန်လုံးအကြံပေးမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုမှာဒီလိုမှားခဲ့တယ်ဆိုလို့ရှိရင်နောက်ဗီဒီယိုကျရင်ဒီလိုလေးမှားအောင်ဆိုပြီးကျွန်တော်ပြင်ဆင်လို့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုဒီဗီဒီယိုနဲ့ပြီးတော့အမှားလေးတွေပြင်ဆင်စရာရှိတာလေးတွေကိုကျွန်တော်ရဲ့ comment မှာအကြံပေးရေးသွားပေးပါအောင်အဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြမယ်ဘိုင်ဘိုင်